လူမှာစိတ်နဲ့ခန္ဓာကိုယ်နဲ့ရှိတယ်စိတ်နဲ့ခန္ဓာကိုယ်ကတစ်ခုနဲ့တစ်ခုဆက်ဆက်နေဒါကြောင့်မို့စိတ်လည်းရေးကြည့်တယ်ခန္ဓာကိုယ်လည်းရေးကြည့်တယ်အဲ့ဒီခုမှဘာပိုရေးကြည့်လဲဆိုစိတ်ထားရင်ကိုကြည့်တယ်ဆိုတော့ကျွန်တော်တို့ဗာလဲဆိုတော့စိတ်ကပို့ပြီးတော့ရေးကြည့်တယ်လို့ကျွန်တော်ဘက်ကတော့ယူဆတယ်အဲ့ဒီတော့ကျွန်တော်တို့စိတ်ကိုပြုပြင်ဖို့အတွက်ဆိုရင်နံပါတ်1ကျွန်တော်တို့ကကိုယ်စိတ်ကြောင့်ကိုယ်နားလည်ဖို့လိုရတယ်တော်တော်များများကျွန်တော်တို့ကသူများအကြောင်းသိတယ်လို့ဘာကြောင့်သိတယ်လို့ငါသူ့အကြောင်းသိတယ်လို့ငါနဲ့သူနဲ့ကဘယ်လိုဖြစ်တာညာလို့ပြောတာအဲ့ဒီအားလုံးကကျွန်တော်တို့အပေါ်ယံမဲ့သိနေတာ behavior အပိုင်းကိုပဲကျွန်တော်တို့ကသိတယ်လို့ကျွန်တော်တို့ကအကြမ်းများပြီးပြောလို့ရတယ်ဒါပေမဲ့လူစိတ်ရဲ့အကြောင်းကိုကောင်းကောင်းသိတာမဟုတ်ကိုယ်လေးပြောရင်လူတွေကကိုယ့်အကြောင်းတော့ကိုကောင်းကောင်းမသိဘူးကိုယ့်အကြောင်းကိုကောင်းကောင်းသိဖို့တဲ့နှစ်နဲ့ချီပြီးတော့ကျွန်တော်တို့လေ့လာရနိုင်တယ်တာမန်လူတွေအတွက်ဆိုရင်စိတ်ပညာသိတဲ့ပုံကိုယ်တွေတော့မှအမြဲတမ်းလေ့လာနေရနှစ်နဲ့ချီဆိုတော့ကျွန်တော်တို့စိတ်ကြောင်းနားလည်တိုင်းဘာကောင်းလဲဆိုတော့စိတ်ကြောင်းနားလည်တိုင်းနံပါတ်1ကိုဘာဖြစ်လဲဆိုတာကိုသိတယ်အဲ့တော့ဒီနေ့ခေတ်ကိုကျွန်တော်ပြန်ကြည့်ကြည့်အောင်ဒီနေ့ခေတ်ကျွန်တော်တို့လူငယ်တွေလူလက်တွေဆိုတာကျွန်တော်တို့ငကိုကျွန်တော်တို့ရဲ့အဖေတွေခေတ်ထက်စားရဲ့သူတို့လည်း challenges ရှိမှာပဲเนาะသူတို့ရဲ့ challenges ကပုံစံတစ်မျိုးဒါပေမဲ့ကျွန်တော်တို့ခေတ်အခုလက်ရှိကြုံနေရတယ်ကျွန်တော်လည်းဒါလူလက်ပိုင်းနဲ့ပဲကျွန်တော်လည်းရောက်နေတော့เนาะဆိုတော့ဒီနေ့ခေတ်ကျွန်တော်တို့ကြုံနေရတဲ့ challenges တွေကငကိုနဲ့မတူတစ်ဖက်မှာ AI ကလည်းအရန်ကိုတိုးတက်ပြီးတော့ develop ဖြစ်ပြီးတော့ကျွန်တော်တို့လူတွေရဲ့ career တွေအစားထိုးခံရလောက်တဲ့အထိအောင်ကျွန်တော်တို့ကဖြစ်လာတယ်တော်တော်လေးလည်းတိုးတက်လာတယ်စားနဲ့ချီပြီးတော့ကျွန်တော်တို့လူသားတယောက်ဥမာအဖြစ်ပြဆိုကြပါဆိုခလေးကဥဝဲကနေကျွန်တော်တို့ကတဖြည်းဖြည်းကြီးလာဖို့တဲ့တစ်နှစ်တို့နှစ်နှစ်တို့သုံးနှစ်တို့အဲ့လိုအချိန်ယူရတဲ့အချိန်မှာ AI ရဲ့ဉာဏ်ရည်ဒီကျွန်တော်တို့ကတော်စားနဲ့ချီပြီးတော့တိုးတက်လာတာအဲ့လို AI ခေတ်တိုးတက်နည်းပညာခေတ်တိုးတက်နေတဲ့အချိန်မျိုးမှာလေကျွန်တော်တို့ကဘာပေါ်မှာအားလုံးသိတဲ့အတိုင်းပဲနော်ကဘာပေါ်မှာပဋိပက္ခတွေနဲ့ကျွန်တော်တို့နိုင်ငံမှာလေပဋိပက္ခတွေနဲ့ဖြစ်ပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆက်ရုပ်တဲ့ဘက်ကိုကျွန်တော်တို့ကရောက်အဲ့တော့ကျွန်တော်တို့မှာ challenges တွေဖြစ်အဲ့တော့စိတ်ပန်းဆိုင်ရာပြဿနာတွေကျွန်တော်များစွာကြုံနေပြီအဲ့တော့ AI လည်းကျွန်တော်သွားမေးကြည့်လို့ရတယ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေလူတွေဘာတွေကြုံရလဲပြည်ပမှာရှိတဲ့လူတွေဘာတွေကြုံရလဲဆိုအများစုကြည့်လိုက်လို့ရှိ depression လို့ anxiety လို့ severe guilt လို့အဲ့တော့စိတ်ပြတ်ကြတယ်လမ်းပြောက်ကြတယ်စိုးရင်ပူပန်ကြတယ်နော်ကိုမလုံမလဲဖြစ်တယ်အိမ်ဝင်သတိရတယ်ဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့ဒါသတိရတဲ့စိတ်တွေဒါမှမဟုတ်ဝမ်းနည်းတဲ့စိတ်တွေဒါမှမဟုတ်ရှိလို့ရှိရင်အပြစ်တင်စိတ်တွေဒါတွေနဲ့ပဲကျွန်တော်တို့ကရှင်သန်နေရတယ်အဲ့တော့လူတစ်ယောက်ကိုကျွန်တော်တို့အဓိကအဖြစ်ကျွန်တော်တို့မောင်းနေနေတဲ့ကျွန်တော်တို့ကအရာဒီဘာလဲဆိုတော့မသိစိတ်ကမောင်းနေကျွန်တော်တို့သိစိတ်ဆိုတာကအပေါင်းအုံမြောက်စားတွေလာပြီးတော့စဉ်းစားတယ်ဟောသူပြောတာဟုတ်ပါမလားမသိဘူးဆိုတော့စဉ်းစားတယ်သုံးသပ်တယ်ဝေဖန်တယ်အဲ့ဒီစိတ်လောက်ပဲရှိတယ်ကျွန်တော်တို့ရဲ့တနေ့လုတ်ပုံကံမှုအားလုံးရဲ့90%ဝန်းကျင်သည်မသိစိတ်ကနေ run နေတာဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဒီချိန်ကျွန်တော်တို့အချိန်ဒီအားလုံးပုံမှာမသိစိတ်ဒီ90%လွှမ်းမိုးနေတယ်လို့ဆိုလို့ရတယ်ဟုတ်လားမလို့နော်အဲ့တော့ဒီနေ့ချိန်ကိုပြန်သုံးသပ်ကြည့်မယ်အဆင်ပြေနေလားအဆင်ပြေနေအစရနော်အဆင်ပြေနေတာဆိုတော့ကျွန်တော်အောင်မြင်မှုတိုင်းတာတဲ့အခါမှာသူများတော့ဘယ်လိုတိုင်းတာလဲမသိဘူးတချို့သူထင်လိုက်ပါပတ်စံရှိတာလို့အဲ့ဒါကတိုင်းတာလို့ရတဲ့စံကြီးစံညွှန်းတွေထဲကမှတစ်ခုပဲနောက်ပြီးတော့သူအသက်အရွယ် level လိုက်ရှိကျွန်တော်တို့စိတ်ပညာကြောင်းပြောတဲ့အခါမှာအသက်အရွယ်နဲ့ကျွန်တော်တို့ကစကားပြောရတယ် expense ပေါ်မှာမူတည်ပြီးတော့ကျွန်တော် sharing တွေလုပ်ရတယ်အဲအကြောင်းကျွန်တော်ခုနကမဖြစ်မနေမေးတာကျွန်တော်တင်တန်းထဲမှာဆိုရင်အသက်အရွယ်ကကျွန်တော်တို့ဒီ18ကနေကျွန်တော်တို့60ကျော်80လားမသိဘူးအဲ့လောက်ထိတောင်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေကျွန်တော်တို့တင်တဲ့အခါကြလို့ရှိရင်လုပ်ငန်းရှင်တွေပါတယ် retire တွေပါတယ်အဲ့လိုတွေတင်တဲ့အခါကြရင်စကားကိုကျွန်တော်တို့ကအသက်ကြီးတဲ့ပုံကိုယ်တွေလည်းနားလည်အောင်အသက်လူကြီးလူငယ်လူလက်ပေါ့ဗျာအဆင်ပြေအောင်ကျွန်တော်တို့ကပြောရတယ်တခါတလေမှာလူကြီးအတွက်ပြောတဲ့ຢာတွေကလူငယ်တွေနားလည်နိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့မကြုံဘူးလို့example တစ်ခုပြောပြမယ်ဆိုရင်အမျိုးသမီးတယောက်ကလေးမွေးတဲ့အခါမှာဘယ်လောက်ထိနာကျင်လဲဘယ်လောက်ထိခံစားရလဲဆိုတာအမျိုးသားတယောက်ကဘလို့မှကျွန်တော်ခံစားပေးလို့မရဘူးဘာလို့လဲဆိုတော့ तू မမွေးဘူးလို့နားလည်ပေးလို့ရတယ်ဒါပေမဲ့ခံစားပေးလို့မရဘူးမိဘမဖြစ်ဘူးတဲ့လူတယောက်ကမိဘရဲ့ကျွန်တော်တို့မေတ္တာဆိုတာဘာလဲဆိုတာနားလည်ပေးလို့ပဲရတယ်
ထပ်တူခံစားလို့မရအဲ့တော့ကျွန်တော်တို့ရဲ့အတွေ့အကြုံဆိုတာလည်းအဲ့လိုပဲ estimate မရှိမကြုံရသေးတဲ့သူ့ရေမှာမကြုံရသေးတဲ့အရာတွေကိုကျွန်တော်တို့ကပြောရင်ကြားဘူးနားဝါပဲရှိမှာရမှာမဟုတ်ဒီတော့ကျွန်တော်တို့အခုလက်ရှိဒီမှာရှိနေတဲ့ပုံကိုယ်တွေကကျွန်တော်တို့အသက်အရွယ်အပြင်နှစ်ပိုင်းပဲရှိတယ်လူငယ်လူလိုက်အဲ့တော့လူငယ်နဲ့လူလက်တွေအများစုဒီကျွန်တော်တို့ကကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်တွေကျွန်တော်အရန်ဖြစ်နေလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့ကိုယ့်ရဲ့ဘဝ career တွေဒါမှမဟုတ်ကိုယ့်ဘဝလုပ်ချင်တဲ့ပန်းနိုင်တွေပေါ်မှာဒီဇိုင်းမတ်မတ်နဲ့အားသုံးခေါ်ဆိုင်နဲ့အားရင်လည်းရှိတဲ့အရွယ်ရှိတဲ့အရွယ်ဆိုတော့လုပ်နေလိမ့်မယ်တစ်ဖက်မှာလည်းကျွန်တော်တို့ကတစ်ဖက် risk ရှိတာကဗာလဲဆိုတော့ဖြစ်ချင်စိတ်တွေများနေတယ်ဖြစ်ချင်စိတ်တွေစိတ်အားထက်သန်နေဆိုတာမှန်တယ်ဒါကျွန်တော်တို့ကအဲ့ဒီပုံမှာ motivation တွေကျွန်တော်တို့ပေးနေတဲ့ပေးလိုက်လို့ရှိရင်တခါတလေမှာကျွန်တော်တို့လမ်းကြောင်းမှားသွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့ဒီချိန်ရဲ့ success ဆိုတဲ့အမြင်မှုတွေကဘယ် any level နော် pattern ဘောင်းစုံတွေကျွန်တော်တို့ရှိနေတယ်။ပြင်ပရဲ့ external factor တွေကျွန်တော်တက်ရောက်မှုတွေအများကြီးရှိ။ဒါကြောင့်မလို့ကျွန်တော်တို့ကတင်တဲ့အခါမှာစဉ်းစားဖို့ပဲကျွန်တော်တို့ကပေးတယ်။တင်တဲ့ပြီးသွားတာနဲ့ညမှုပြီးသွားတာနဲ့လုံးဝမစင်မကျင်နဲ့ကျွန်တော်တို့လှုပ်တဲ့ဟာမျိုးကျွန်တော်တို့ကမဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ hypnosis ပဲပြန်လာလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့90ရာခိုင်နှုန်းသောအခုလက်ရှိအခြေအနေတွေအဲ့တော့ကိုယ့်အခြေအနေကိုပြန်သုံးသပ်ကြည့်လိုက်ကိုကအများတန်းစိတ်ညစ်နေတာလားကိုကအများတန်းစိတ်တက်ကြနေရလားဒါမှမဟုတ်ကိုဒီအများတန်း negative တွေဝင်နေတာလားကိုဒီအများတန်း anxiety ဆိုတဲ့ကျွန်တော်တို့ဗာလဲဆိုစိုးရင်ပူပန်တောကတွေရောက်နေတာလားလမ်းပြောင်းနေတာလားစိတ်တက်ကြနေတာလားဘာလို့လှုပ်ချင်မှမသိပဲနဲ့လှုပ်တော့လှုပ်ချင်နေဘာလို့လှုပ်ချင်မှလည်းမသိဘူးခုလက်ရှိချိန်နေလည်းမကြိုက်ဘူးအဲ့လိုတွေဖြစ်နေတာလားအဲ့ဒါကြီးအားလုံးရဲ့အဖြေသည်ပြင်ပမှာမရှာပါနဲ့ကိုယ်အတွင်းထဲမှာပဲရှိအဲ့ဒါဒီ90ရာခိုင်နှုန်းတော့မသိစိတ်ထဲမှာရှိအဲ့တော့သိစိတ်ကခဏဖယ်လိုက်ဘာကြောင့်လဲဆိုတော့ခဏဖယ်လိုက်ဆိုတော့သိစိတ်ကအရေးကြီးတယ်နော်သိစိတ်ကဘဝရဲ့အရေးကြီးဆုံးစိတ်တွေမှာပါတယ်အဲ့တော့ကျွန်တော်တို့ဘယင်နဲ့မူကြီးမက်ရာတွေပေါ့နော်ဘယင်တွေနဲ့အတိုင်ပင်ခံလို့မြင်ကြည့်လိုက်အဲ့တော့ပလင်ပေါ်မှာထိုင်နေတဲ့ဘယင်နဲ့အောက်ကမူကြီးမက်ရာတွေနဲ့မှာဘယ်သူကရေးကြည့်လဲဆိုအမှန်တကအားလုံးရေးကြည့်တာပဲဒါပေမဲ့ဘယင်ဒီသိစိတ်အောက်ကမူကြီးမက်ရာတွေဒီဘာလဲဆိုတော့မသိစိတ်နေသားတွေဆိုကြပါလို့နော်အဲ့တော့မသိစိတ်အဲ့နေသားတွေလို့အမတ်တွေလို့ပေါင်းပြီးတော့တတ်တယ်ပေါင်းပြီးတော့လောက်ကြတယ်ဆိုဘယင်လဲပါဖြစ်တယ်ဆိုအမှန်တရားမသိတော့လေတိုင်းသူပြည်သားတွေရဲ့အချင်းအမှန်သူမသိတော့နန်းတွေကကြီးကျွန်တော်မြင်ရပါလိမ့်နော်ဆိုတော့အဲ့သဘောပဲကျွန်တော်တို့မသိတဲ့ထဲမှာလေကိုဘွားကိုကြာရှုံးစေမယ်ကိုဘွားကိုဒုက္ခရောက်စေမယ့်အရာတွေဒါမှမဟုတ်ကိုဘွားကိုလမ်းချော်သွားမယ့်အရာတွေရှိနေတယ်ဆိုရင်ကျွန်တော်တို့သိတဲ့လူချင်းကျွန်တော်သိတဲ့ဖြစ်တဲ့ဘယင်ကစဉ်းစားတဲ့အခါမှာတုံးတက်တဲ့အခါမှာဝေဖန်တဲ့အခါမှာလမ်းကြောင်းမှားနိုင်ပါတယ်ဒါကြောင့်မလို့လူငယ်တွေကိုကျွန်တော်တို့လည်းလူလက်ပိုင်းပါပဲเนาะကျွန်တော်တို့လူငယ်တွေပြောတဲ့အခါကြလို့ရှိရင်ဟိုဟာတဆင့်နေပြီပြောတယ်လို့ခံစားရမှာဆိုလို့ပဲအဲ့လိုမျိုးပြောတာမဟုတ်ဘူးကျွန်တော်တို့တကယ်တမ်းကလူငယ်တွေဆိုတာရန်တန်မှုရှိတဲ့ထမှာပါတယ်ကျွန်တော်တို့အနာဂတ်ကျွန်တော်တို့တက်ဆိုင်ရာနယ်ပယ်မှာခေါင်းဆောင်ကြမဲ့ပုံကိုယ်တွေပါတယ်ကျွန်တော်တို့တန်မိုးရှိတဲ့ကျွန်တော်တို့ယေတနာတွေထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီတန်မိုးရှိတဲ့ယေတနာတွေဒီလမ်းမှားသွားတာလို့ပြင်လို့မရတဲ့အမားတွေကိုကြုံလိုက်တာလို့ကျွန်တော်လုံးဝမဖြစ်စေချင်ပါဘူးဒါကျွန်တော်တို့လူငယ်တစ်လျှောက်လုံးမှာကျွန်တော်တို့တခါလီမှာမိုင်ဦးရဲ့ဆန်ဆန်နဲ့လှုပ်လိုက်တာတခါလီမှာစဉ်းစားချင့်ချိန်ချင်းမရှိဘဲနဲ့လှုပ်လိုက်တာတခါလီမှာကိုယ့်ရဲ့တော့ကိုလိုက်ပြီးတော့လှုပ်လိုက်တာတွေက sorry နော်ကျွန်တော်ဘယ်ရလွတ်သွားလဲဟောလွတ်သွားတယ်ကျွန်တော်ရဲ့ work ကန်လွတ်သွားတာတခါလေမှာကျွန်တော်တို့ရဲ့ခံစားမှုနောက်ကိုလိုက်ပြီးတော့လှုပ်လိုက်တဲ့အရာတွေကကျွန်တော်တို့ကိုအမှားဖြစ်စေပါတယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ကသိစိတ်တည်ရှိတယ်ဒါပေမဲ့လူတစ်ယောက်ပြစဉ်းစားတယ်သုံးသပ်တယ်ဝေဖန်တယ်ပြီးတော့ဒါလုံးမယ်မလုပ်ဘူးဒါမှန်တယ်မှားတယ်ဆိုတဲ့ decision ကဘာဘယ်ရန်ချလဲဆိုတော့ကျွန်တော်သိတဲ့ချသုံးသပ်တယ်စဉ်းစားတယ်ဆိုတာမှာလိုအပ်တဲ့ database ဘယ်ပေါ်မှာအခြေခံပြီးသုံးသပ်တာလဲဘယ်ပေါ်မှာအခြေခံပြီးတော့စဉ်းစားနေရလဲဘယ်ပညာကို background ထားပြီးတော့ဥပမာကျွန်တော်တို့တစ်ခါလေမှာ post တွေရေးတယ်ငငယ်ရဆိုကျွန်တော်တို့လည်းရှောက်ပြီးတော့သူများ comment တွေရှောက်ပြီးတော့မှတ်တာပေါ့အော်တကယ်ရှောက်မှတ်ဘာလို့လဲဆိုတော့ကိုသိတဲ့ data နဲ့ကိုသူရေးတဲ့စာကိုကြည့်တယ်
ဒါပေမဲ့ကျွန်တော်တို့ကဘာပေါ်မှာပညာရဲ့လည်းအများကြီးပဲအသိပညာဘုဒ္ဓ level ကလည်းလူတစ်ယောက်နဲ့တစ်ယောက်မတူဘူး right ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်ဆိုကြပါစို့ကျွန်တော်တခုခုရေးလိုက်တယ်ဒါကျွန်တော်က hypnosis သို့မဟုတ်စိတ်ပညာရှုထောင့်ကနေကျွန်တော်ရေးလိုက်တာဒါပေမဲ့ပြန်ပြီးတော့ဖတ်လိုက်တဲ့ပုံကတခြားနယ်ပယ်ကသူဖတ်တယ်ဆိုရင် तू ကျွန်တော်ပြောသမျှကို तू မြင်မှာမဟုတ်ဘူးဒီလိုပဲ तू များရေးတဲ့ဟာကိုလည်းကျွန်တော်မမြင်ဘူးဘာလဲဆိုကျွန်တော်တို့ဘာလဲဆိုတော့အမြင်ချင်းမတူလို့ database တွေမတူခေါင်းထဲမှာဝင်ထားတဲ့ data မတူဒါအိစမယ်ပြောတာဆိုတော့ကျွန်တော်တို့ကလူငယ်တွေအနေနဲ့ကျွန်တော်တို့ကလောကကြီးအကြောင်းဟိုမှန်တယ်မှားတယ်ဆုံးဖြတ်ချက်ခိုင်းတာမဟုတ်ဘူးကိုယ့်ရဲ့ဘဝမှာတွေ့နေရတဲ့နေ့စဉ် daily ကျွန်တော်တို့ challenges တွေမှာမှားတယ်မှန်တယ်ကိုဆုံးဖြတ်ချက်ချဖို့အတွက်ဆိုရင်ကိုယ့်ခေါင်းထဲမှာ database ကောင်းကောင်းရှိတာဘူးလို့ရတယ်အဲ့ဒါဒီစာအုပ်စာပေတွေကဖြစ်နိုင်တယ်အခုလိုမျိုးဟိုဟာ free sharing တွေဖြစ်နိုင်တယ်သင်တန်းတွေဖြစ်နိုင်တယ် YouTube တွေနော်ဒီကနေ learning လုပ်တာ Google တွေ AI တွေက learning လုပ်တာဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် real life ကျွန်တော်တို့တကယ်လက်တွေ့ဘဝကနေကျွန်တော်တို့ကသင်ခန်းစာယူရလဲဖြစ်နိုင်တယ်ဒါပေမဲ့ပညာရဲ့တစ်ခုကိုဆရာမပါဘဲနဲ့ကိုယ့်အနေကိုလေ့လာရဆိုတာတော့စနစ်ကြမှာမဟုတ်ဘူးနောက်ပြီးတော့အထူးသဖြင့်စိတ်ပညာပေါ့ကျွန်တော်တခြားပညာတော့ကျွန်တော်ကာဗာမဖြစ်တော့မပြောဘူးစိတ်ပညာရမှာဆရာမရှိဘဲနဲ့စာအုပ်စာပေတွေဖတ်ပြီးတော့ဆရာတက်လုပ်တယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးဘာလဲဆိုတော့ကျွန်တော်ဆရာပြောသလိုပဲထင်ရမြင်ရစိတ်ပညာဖြစ်သွားလိမ့်မယ်အဲ့တော့ academic ကြကျွန်တော်တို့သင်တာကောင်းအဲ့တော့မှန်ကန်တဲ့ data တွေကိုယ့်ကောင်းတွေကိုရောက်လာတဲ့အခါမှာမှန်ကန်တဲ့အတွေ့အကြုံတွေကိုယ့်ကောင်းတွေရောက်လာတဲ့အခါမှာကိုယ့်ကောင်းတွေကိုယ့်ရဲ့ကောင်းတွေဆိုတာမသိစိတ်ထဲမှာပြောတာမသိစိတ်ထဲမှာကျွန်တော်တို့က memory ထဲမှာဒီ database တွေရှိပါတယ်အဲ့ဒီအချက်လက်တွေကိုကျွန်တော်တို့က base ခံပြီးတော့လူတစ်ယောက်ကစဉ်းစားပြီးတော့စဉ်းစားတာသုံးသပ်တာဝေဖန်တာဆုံးဖြတ်ချက်ချတာတွေက database ကောင်းရင်ကောင်းသလောက်ကျွန်တော်တို့ကဘာဖြစ်လာမလဲဆိုတော့မှန်ကန်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်ကဟို remind လုပ်ချင်တာကအခုလိုအခြေအနေမျိုးမှာဘာမှလုပ်လို့မရလဲ learning ထိုင်လုပ်ပါတချို့တွေအတွက်နော်တချို့တွေအတွက်နံပါတ်1ပြနံပါတ်1ရေးကြည့်သွားမှာလဲဆိုတော့အသက်ရှင်တန်ရေးပဲအဲ့ဒါနံပါတ်1ပဲနောက်ပြီးတော့ဒုတိယချက်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့ဗုဒ္ဓဘာသာစကားရပေါ့နော်ဗုဒ္ဓဘာသာနဲ့နောက်ပြီးတော့ကျွန်တော်တို့ကာချာစကားရပြောမလားတော့မသိဘူးဒီနေ့ဘာရှာမလဲဆိုတော့ဟိုဘာလဲကုသိုလ်ရှာနော်နောက်ပြီးတော့စီးပွားရှာဥစ္စာရှာနောက်ပညာရှာဆိုတာလေအဲ့ဒီအရာတွေလိုက်ရှာတယ်ဒီနေ့ဘာမှမရဘဲနဲ့ကျွန်တော်တို့ကအကုန်မခံသေးနဲ့နော်အဲ့အ ਨੇ ဆုံးဘာမှမရရင်တော့အ ਨੇ ဆုံးနော်ဒါကလုံးဝအ ਨੇ ဆုံးပြောတာအ ਨੇ ဆုံးဘာမှမရရင်တော့ကိုယ့်ရဲ့မသိစိတ်ထဲတော့မဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာ negative အဝင်မခံနဲ့ဥမာအဲ့ဒီကနားလိုက်လို့ရတယ်ပြေးပါနားလိုက်လို့ရတယ်စီးပွားလည်းမရဘူးကုသိုလ်လည်းမရဘူးပညာလည်းမရဘူးဥစ္စာလည်းမရဘူးဘာမှမရဘူးထားလိုက်အေးစိတ်နားလိုက်စိတ်ကိုကြည်ကြည်လင်လင်နဲ့လန်းလန်းဆန်းဆန်းဖြစ်အောင်ထားလိုက်ဆိုလိုချင်တာစိတ်တက်မကြဘူးစိတ်တက်မပြိုလဲသွားဘူးကြည်ကြည်စိတ်ပြိုသွားတဲ့ပုံကိုယ်တွေကစိတ်ကဘယ်ချိန်မှပြိုနိုင်လဲဆိုတော့ဟိုဘယ်သက်ရွယ်မှာပြိုနိုင်လဲဆိုတော့အသက်ရွယ်တိုင်းပြိုနိုင်တယ်နော်အသက်ရွယ်တိုင်းပြိုနိုင်တယ်ကျွန်တော်တို့ client နေတဲ့မှာအသက်60ကျော်80ဝန်းကျင်နေရှိကျွန်တော် client ဆိုငယ်ငယ်အသက်ငယ်ငယ်နဲ့ဆိုကျွန်တော်ထင်တယ် around 8နှစ်9နှစ်လောက်လားမသိဘူးအဲ့လောက်ကရင်စပြီးတော့ကျွန်တော်အသက်80ဝန်းကျင်လောက်ထိကျွန်တော်လူပေါင်းစုံကျွန်တော်တွေ့ပြီ client ပေါင်းစုံတွေ့ပြီလေ client တိုင်းကိုလည်းကျွန်တော် lamp လုပ်တယ် client တိုင်းကျွန်တော်တို့အစ်စ်တွေယူဘာလို့လဲဆိုကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်နဲ့ကလူတစ်ယောက်နဲ့တစ်ယောက်နဲ့နော်လူဆိုတော့ကျွန်တော်တို့ကမျက်နှာလည်းမတူသလို right မျက်နှာတွေကိုယ်ခန္ဓာပုံစံတွေလည်းမတူသလိုစိတ်ကလည်းလုံးဝမတူကျွန်တော်ပြန်စဉ်းစားကြည့်မယ်ကိုယ့်ရဲ့အိမ်မှာကိုပြန်စဉ်းစားကြည့်ဒီဖေဒီမွေကနေမွေးလာတဲ့ဒီသားသမီးတော်မှာဒီဖေဒီမေနဲ့ချစ်စုံမတူစိတ်ကိုပြောရနော်ရုပ်ကိုကတော့ဒါကျွန်တော်အားလုံးသိပြီးသားဆိုကျွန်တော်ရုပ်ကိုမပြောတော့ကျွန်တော်နဲ့ကျွန်တော်အဖေမေရဲ့စိတ်ဓာတ်နဲ့မတူဒီဖေဒီမေရရင်မွေးလာတဲ့ညီကိုနှစ်ယောက်ရှိတယ်ကျွန်တော်နဲ့ကျွန်တော်ကိုသူ့စိတ်နဲ့ကျွန်တော်စိတ်နဲ့လုံးဝမတူသူအားတန်တဲ့နေရာနဲ့ကျွန်တော်အားတန်တဲ့နေရာလုံးဝမတူကဘာမှာကိုနဲ့တူတဲ့နေရာလူဆိုတာကျွန်တော်ထင်တယ်မရှိနိုင်ကိုဒီ unique ဖြစ်တယ်လို့ဆိုလို့ကျွန်တော်ကိုဒီထူးကြတယ် unique ဖြစ်တယ်
ဒါကြောင့်တစ်ဆက်တည်းမှာကျွန်တော်ထပ်ပြီးတော့တင်ပြချင်တာကဘယ်သူနဲ့မှလိုက်မနှမ်းရှင်ပါနဲ့ကိုကလည်းကိုပန်းနိုင်တဲ့ကိုလမ်းကြောင်းတဲ့ကိုရဲ့ system နဲ့ကိုသူတို့ကလည်းသူပန်းနိုင်တဲ့သူလမ်းကြောင်းနဲ့သူ system နဲ့သူသွားနေတာအဲ့တော့ဒီနေ့ကိုလမ်းကြောင်းကိုသွားနေဘူးပဲလို့ပဲအဲ့တော့ကျွန်တော်တို့အားလုံးမတူကြဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဆက်သွားကြည့်အောင်နော်ကျွန်တော်တို့ကဖုန်းတွေဗျာဆိုကြပါစို့ဖုန်းတို့ဖုန်းကန်လို့ရှိရင်အသစ်ပေါ်လာတိုင်းဒီတက်ကောင်းတဲ့ဖုန်းတွေပဲကန်နေတယ် software software ဆိုလဲကျွန်တော်တို့ဗာလေအမြဲတမ်း update နောက်ဆုံး latest and greatest ဒီပဲကျွန်တော်တို့ကန်နေတယ်ဟုတ်လားမသိဘူးနော်အဲ့လိုပဲကျွန်တော်တို့ရဲ့စိတ်ကလည်းကျွန်တော်တို့ရဲ့စိတ်မသိစိတ်တမှာရှိတဲ့ pattern ကလည်းအမြဲတမ်း update လုပ်တဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုမေ့ကျွန်တော်တို့ရဲ့စိတ်ကိုလေဖုန်းတစ်လုံးဝယ်တာလို့ဒါမှမဟုတ်ပစ္စည်းတစ်ခုဝယ်တာလို့မြင်ကြည့်လိုက်ဖုန်းလိုပဲမြင်ကြည့်လိုက်ပါဖုန်းဝယ်လို့ရှိဖုန်းရဲ့ manual ပါမယ်ဘယ်လိုသုံးရမလဲဘာညာတာကားပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်တို့လူကဥဝဲလို့မွေးလာတဲ့ခါမှာ manual ပါမလားဒီစိတ်ကိုဘယ်လိုသုံးရမလို့ဒီခန္ဓာကိုယ်ဘယ်လိုသုံးရမလဲဆိုတော့ပါမလားနောက်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်ကိုလည်းကျွန်တော်တို့ကအမြဲတမ်းဒီတက်တိုးတက်အောင်ကျွန်တော်တို့ကလှုပ်ဖို့လိုရတယ်ဒါပေမဲ့ဒီတည်းကလူတွေမပါဘူးဆိုတော့ကျွန်တော်ကျွေးမဲ့ကြုံတယ်ဘာကြောင့်လဲဆိုတော့အခုဒီနေ့ဒီချိန်မှာဒီနေရာမှာရှိနေကြလို့ကျွန်တော်တို့ကအမြဲတမ်း update လုပ်ဖို့လိုရတယ်ဥပမာအဖြစ်ကျွန်တော် example လေးကျွန်တော်နားလည်လေအောင်ကျွန်တော်ပြောပြကြည့်မယ်နော်ငငယ်ကတရားကြောက်တတ်လိမ့်မယ်ငငယ်ကတရားကြောက်အောင်လို့ကိုမိဘတွေကခြောက်ထားတာအမောင်နဲ့သွားတယ်ကျွန်တော်ကျွန်တော် example နဲ့ပြောလို့ရှိရင်ကျွန်တော်တို့ငငယ်ကဆိုရှောက်ဆော်တယ်မှာပါတယ်အဲ့တော့ဂျောင်းကလောင်နေရှောက်ပုံတာတစ်ပင်နေရှောက်ပုံတာတို့ဟိုခြုံကြားတဲ့ရှောက်တိုးတာလို့အဲ့လိုမျိုးကျွန်တော်ရှိတယ်အဲ့တော့အဲ့လိုချက်မျိုးကပါလေမိဘတွေကဗာပြောလေအာမတရားရှိတယ်လို့နော်ဟိုဘာရှိတယ်ညာရှိတယ်ဆိုကျွန်တော်တို့ဘာမှမသိတဲ့ဟာကြီးတွေခြောက်ထားတော့ကိုရီးယားကြောက်တော့မသွားတော့ဘူးအဲ့ဒီငငယ်ကအကြောက်တရားကအဲ့အသက်အဲ့အရွယ်ထိမှန်တယ်ဟုတ်လားမသိဘူးနော်အဲ့အသက်အဲ့အရွယ်အတွက်မှန်တယ်ဒါပေမဲ့အသက်ကြီးလာတဲ့အခါမှာတရားကြောက်နေတာမှန်လားမှန်တော့နော်ကျွန်တော်ပြောတာ example ပြောတာနော်တချို့ဆက်ကြောက်ချင်ကြောက်လို့ရသေးတယ်နော်တချို့မှသက်ကြီးသွားလို့တရားကြောက်တာလည်းဘာမှမဆိုင်ဘူးဆက်ကြောက်ချင်ကြောက်လို့ရသေးတယ်ကျွန်တော်ဆိုလိုချင်တာအဓိကအပြင်တချို့သောအရာတွေကအသက်ရွယ်ငယ်တုန်းကမှန်နိုင်မယ်ဒါပေမဲ့အသက်ကြီးတဲ့အချိန်မှာမမှန်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့မသိစိတ်ကအရန်ထူးဆန်းတယ်ကျွန်တော်တို့ရဲ့မသိစိတ်ကငယ်တည်းကမှတ်သားတဲ့ဟာကိုဒီတိုင်းလေးအဲ့ပတ်တဲ့တိုင်းပါလာတယ်တချို့တွေကခစ်စနစ်အခြေအနေရတူပြောင်းလဲသွားတာရှိတယ်ဒါပေမဲ့တော်တော်များကျွန်တော်တို့ရဲ့မသိစိတ်တွေမှာပါလာတယ်အဲ့တော့မသိစိတ်ကိုအတွင်းထဲပိုင်းနှစ်ပိုင်းရှိတယ် subconscious နဲ့ unconscious နဲ့ subconscious ဆိုတာကျွန်တော်တို့အားလုံးဒီပါလောက်သိနေတဲ့ကိုယ်စိတ်ကိုသိတယ်လို့ပြောနေတဲ့အရာဒီ subconscious ထဲမှာပဲရှိတယ်ဟိုအောက်က unconscious ဆိုတဲ့ဟိုးအောက်ဆုံးမှာရှိတဲ့မသိစိတ်တွေကိုဘယ်သိစိတ်နဲ့မှသွားပြီးတော့ဝင်ရောက်ပြီးတော့ access လုပ်လို့မရအောင်တာမန်ချင်းနေပါငါစိတ်ကိုငါသိတယ်လို့ပြောနေတဲ့ပုံကိုယ်တွေဒီမသိစိတ်ရဲ့ subconscious level မှာရှိနေတဲ့အရာကိုပဲသိနေတာ unconscious level ကိုသိတယ်ဆိုတာကတာမန်လူအတွက်ပြောတာနော်တာမန်လူတာမန်အခြေအနေအတွက်ဥပမာကျွန်တော်တို့တာမန်စိတ်အခြေအနေမှာရှိနေဆိုရင် mindset နဲ့ပတ်သက်တဲ့ဘာ theory mindset နဲ့ပတ်သက်တဲ့ဘာနီးလမ်းမှမသုံးဘူးဆိုရင်တာမန်လူတယောက်အတွက်ကိုယ့်ရဲ့ unconscious mind ရဲ့အရာတွေကိုပြန်သိနိုင်မှုဆိုတာဘယ်လိုမှဖြစ်နိုင်အဲ့တော့ကိုယ်တွေသိနေဆိုတာဘာလဲဆိုတော့ subconscious mind အပေါ်ယံလောက်သိနေတာ subconscious mind ဆိုတာက AI လို့ဘာလို့မှသွားရှာကြည့်လို့ရတယ် subconscious mind ဘာထဲမှာဘာတွေပါလဲဆိုတော့ तू လည်းမသိစိတ်ပဲအဲ့ဒါကိုကျွန်တော်တို့ကျွန်တော်တို့စိတ်ခွဲပညာပြောရဲဆိုတော့အဲ့ဒါကို pre-conscious mind လို့လည်းခေါ်တယ် pre-conscious mind လို့လည်းခေါ်တယ် तू ကအပေါ်က conscious အောက်က unconscious အဲ့နှစ်ခုကြားထဲမှာမလို့ तू က conscious နဲ့ unconscious ကြားထဲမှာမလို့ तू ကဘာလဲဆိုတော့ pre-conscious လို့ခေါ်တယ်ဒီနေရာကိုအဲ့တော့ pre-conscious ဒီကျွန်တော်တို့ရဲ့ခုနပြောတဲ့ system နေ
ဟိုမှာပြလက်ပိုက်ကြည့်အောင်ဟိုမှာအခုလိုထိုင်နေနေဒီမှာကျွန်တော်ပြောတော့နားထောင်နေလိုက်လက်ပိုက်ကြည့်အောင်ဟောစိတ်ထဲမှာအပြင်မှာလက်ပိုက်ကြည့်အောင်အခုပိုက်ထားတဲ့လက်ကိုကျွန်တော်တို့ပြောင်းပြန်ပြီးတော့ပြန်ပိုက်ကြည့်အဆင်ပြေလားလို့စိတ်ထဲမှာနော်โอเคအဲ့တော့နောက်တစ်ခုကျွန်တော်တို့လက်တစ်ဖက်ကိုကျွန်တော်တို့ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ထပ်ကြည့်လိုက်လို့ပါနော်ကျွန်တော်တို့ recording ပြန်နှားထောင်တဲ့ပုံကိုလိုက်လို့ကြည့်နော်ဒီ recording ဘယ်အောင်မဲကျွန်တော်မသိဘူးအဲ့တော့ဒီလုပ်ကြည့်မယ်ပြီးသွားရင်အဲ့နဲ့ပြောင်းပြန်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်ရဲ့ညာဘက်လက်မကအပေါ်ရောက်ဒါကျွန်တော်ရဲ့ညာကျွန်တော်ဘယ်ဘက်လက်ကမှအောက်ရောက်ဒီလိုဖြစ်တယ်အဲ့တော့ပြောင်းပြန်လုပ်ကြည့်မယ်ဒါကျွန်တော်ရဲ့ဘယ်ဘက်လက်မဖြစ်သွားပြီကိုယ့်လက်ကိုပြန်ကန်ရတာတော့မှကျွန်တော်တို့ဗာလဲဆိုတော့တမျိုးကြီးဖြစ်အဆင်မပြေဘူး right ဟိုရည်စားအစ်ရတဲ့ခါမှာလေအစ်ရချင်းဟိုလူပြောင်းသွားတဲ့ခါမှာခံစားရတဲ့ခံစားချက်ကြီးဟိုကိုင်းငကိုကိုင်းနေတဲ့ဟာတယောက်ခုလည်းကြာအစ်ပြောင်းသွားတဲ့ခါကျတော့ကန်ရတာစိတ်တမျိုးကြီးဖြစ်နေတယ်လို့အဲ့တော့ကျွန်တော်တို့တနေ့မနက်မိုးလေးကျွန်တော်အားလုံးလိပါလုပ်နေကြတဲ့ပုံကိုယ်ရှိရယ်ကျွန်တော်ဗာလဲဆိုမျက်နှာတက်တယ်သွားတိုက်တယ်ကျွန်တော်တို့ပုံမှန်အပြည့်ညာဘက်ချမ်းနဲ့သွားတိုက်တယ်မျက်နှာတက်တဲ့ခါမှာကျွန်တော်ညာဘက်ချမ်းရေခွက်ကင်နေဘယ်ဘက်ချမ်းမျက်နှာတူတက်လိရှိတယ်အဲ့တော့ပြောင်းပြန်လို့ကြည့်စင်ပြေလားတဲ့ဘယ်ဘက်ချမ်းနဲ့သွားတိုက်မယ်နော်အဲ့တော့ညာဘက်ချမ်းနဲ့ဒီလိုမျိုးရေဒီလိုမျိုးလက်နဲ့တက်ပြီးတော့ဒီလိုတက်တဲ့ပုံကိုယ်ဆိုလေโอเคအဲ့ဒါဆိုဘယ်ဘက်ချမ်းနဲ့တက်ကြည့်နှစ်ဖက်ညာစင်ပြေလားလို့အဲ့ဒီလှုပ်ရှားသွားလာတဲ့ pattern အားလုံးတွေကျွန်တော်ရဲ့မသိစိတ်တွေမှာရှိတယ် subconscious mind အဲ့တော့ကျွန်တော်ဒီဟာလေးနည်းနည်းချုပ်ပြောမယ်နော်ကျွန်တော်တို့ဒီနေ့ဒီချိန်ကိုယ့်ရဲ့တကိုယ်ရတကားပြောတာနော် external ဆိုတဲ့ပြင်ပရဲ့ factor အကုန်လုံးခဏပယ်လိုက်ဒီနေ့ဒီချိန်ကျွန်တော်တို့ကိုကျွန်တော်တို့ဖန်တီးရတဲ့ကျွန်တော်တို့နော်ကျွန်တော်တို့အခုလက်ရှိဒီနေ့ဒီချိန်ဖြစ်တည်နေတဲ့ကျွန်တော်တို့ရဲ့သိစိတ်ကောကျွန်တော်တို့ရဲ့မသိစိတ်တွေကိုပေါင်းစည်းပြီးတော့ဖန်တီးရတဲ့ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကြာရှုံးခြင်းစိတ်ကြည်လင်ခြင်းစိတ်မကြည်လင်ခြင်းအဲ့ဒါတွေအားလုံးဒီကိုယ်ပုံမှာမှုတည် external factor ဖယ်လိုက်နော်ကျွန်တော်အဲစကားအစွန်းရောက်လို့နော်ခဏလေးဖယ်လိုက်ဘာလို့လဲဆို external factor ကကျွန်တော်တို့ဘာမှလုပ်လို့မရသေးလို့ခဏလေးဖယ်လိုက်လို့ပြောတာ external factor တွေဒီ external factor ဆိုနိုင်ငံရေးစစ်ရေးဟိုဘာသာရေးတို့တော့ကဘာရေးတို့လွှမ်းမိုးမှုရှိတယ်မရှိဘူးမဟုတ်တော့ရှိတယ်နော်အဲ့အကြောင်းတွေပြောရင်ကျွန်တော်နောက်ထပ်ပြောရတော့မှာဆိုလို့အဲ့ဒီကရှိတယ်ဒါပေမဲ့ကျွန်တော်ဘာမှလုပ်လို့မရဘူးပြင်လို့ရတာကျွန်တော်အကြောင်းပဲကျွန်တော်ပြင်လို့ရတယ်အဲ့အကြောင်းအဲ့ external factor ကိုခဏလေးပေးဖယ်ထားလိုက်အဲ့ဒါမတက်ရဘူးပြောတာမဟုတ်နော်တက်ရဘူးဒီနေ့ဒီချိန်ကျွန်တော်တို့ရဲ့တိုးတက်မှုအောင်မြင်မှုကျွန်တော်တို့ရဲ့စိတ်ကြည်လင်မှုစိတ်မကြည်လင်မှုတွေကျွန်တော်တို့ရဲ့ဟိုကိုယ့်ရဲ့အလုံးမှာကိုဒီ performance ပြနိုင်မှုမပြနိုင်မှုအားလုံးကို external factor ကိုနဲ့မသက်ဆိုင်နိုင်အားလုံးခဏဖယ်လိုက်ကို့တွေမဲ့ကိုပြန်ကြည့်အဲ့ဒီအားလုံးဒီကျွန်တော်ရဲ့မသိစိတ်တွေမှာဖြစ်ရှိဒါဆိုရင်ခုနကကျွန်တော်တို့ update နဲ့တွေ့ကြအောင်ဖုန်းတွေအသစ်ဝယ်တိုင်း update လုပ်ချင်တယ် software အသစ်ပေါ်တိုင်း update လုပ်ချင်တယ်ဒါပေမဲ့ကိုယ်တိုင်ကိုအခုလက်ရှိကိုပြန်ကြည့်ကြည့်အောင်ကို့မှာစိတ်နဲ့ပတ်သက်လို့အခုအသက်အရွယ်နဲ့မလိုက်တော့တဲ့တွေးခေါ်ပုံတွေအတွေးတွေရှိနေလိမ့်မယ်ဒါတွေက update လုပ်တဲ့နေကို့မှာဥပမာအဖြစ်အနည်းဆုံးဆိုကြပါစို့နော်လွန်ခဲ့တဲ့3-5လလောက်ကပြတ်သွားတဲ့နော်3-5လလောက်ဆိုတော့အဲ့မှာရပါတယ်နော်လုံးဝပြတ်သွားတဲ့ကျွန်တော်တို့သမီးသားတွေကိုအများနဲ့ပြန်ပြီးတော့ကျွန်တော်တို့သတိရနေတာလိုမျိုးဒါမှမဟုတ်လို့ရှိရင်ဟိုးငကွာဖြစ်ပြီးခဲ့တဲ့ကျွန်တော်တို့ကိစ္စတွေပြဿနာတွေကိုအခုတည်းအခဲမကြေတာလိုမျိုးဒါတွေအားလုံးဒီကျွန်တော်တို့ဗာလဲဆို update လုပ်တဲ့နေဒီအခုလက်ရှိ version အသစ်မှာကိုယ့်အတွက်အလုံးမဖြစ်တော့မဲ့အရာတွေကိုဆွဲချနေမဲ့အရာကိုယ့်ရဲ့တက်လန်းကိုပိတ်စေမဲ့အရာဒါတွေအားလုံးနေပါလေဖယ်တဲ့software တစ်ခုကျွန်တော်တို့အသစ်ပေါ်လာတယ်ဖုန်းတွေလည်းဆိုတော့ update ဖြစ်လာတော့ဘာဖြစ်တာလဲအခုခေတ်အခုကာလနဲ့လျော်ညီတဲ့ software ကိုထွင်တာအဟောင်းမှာ
error တက်နေတဲ့ຢာတွေကိုဘာလုပ်တာလဲ bus and fit ပြန်လုပ်တာပြန်ပြင်ထားတာပြန်ပြင်ပြီးတော့ဒီ version မှာမကောင်းဆိုနောက် version မှာဒီတက်ကောင်းအောင်လုပ်တာမလားမသိနော်အဲ့တော့အခုဒီတင်းကပုံကိုယ်တွေအနေနဲ့အခု version ကအလုံးမဖြစ်ဘူးခု version က update လုပ်တင်နေဆိုရင်နောက် version ကိုထပ်တင်ဖို့လိုအပ်ပြီအဆင်ပြေတော့ဆက်သွားကျမဒီအချိန်ဒီမှာကျမအရန်အဆင်ပြေနေပါတယ်โอเคဆက်သွားကျွန်တော်တို့က chain ပါလို့ကျွန်တော်တို့ဘယ်သူမှမတိုက်တွန်းခြင်းဘူးကျွန်တော်တို့အများအားကျွန်တော်တို့ hypnotist တွေကျွန်တော်တို့ဒီစိတ်ပညာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ hypnotist တွေပြောတဲ့စကားလုံးကပါလေဆိုအဆင်ပြေလားအဆင်ပြေဆက်သွားအဆင်မပြေရင်ပြောင်းတာနေရာပြောင်းရတာမဟုတ်ဘူးနော် chain ငိုင်းတာကိုအတွင်းထဲကခုနပြောတဲ့အတွေးခေါ်နဲ့ပတ်သက်တဲ့အလုံးမဖြစ်တဲ့အတွေးတွေအလုံးမဖြစ်တဲ့တွေးတောတဲ့ပုံစံတွေခံစားချက်နဲ့ပတ်သက်တဲ့အလုံးမဖြစ်တဲ့အရာတွေအပြုတ်မှုနဲ့ပတ်သက်တဲ့အလုံးဖြစ်ရတယ်အဆင်ပြေလားအဆင်ပြေဆက်သွားအဆင်မပြေရင်ပြောင်းလေအဲ့ဒါ okay ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပြောင်းမလဲအဲ့ရလုံးဒီမသိစိတ်ထဲမှာပတ်တန်နေနဲ့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမသိစိတ်တွေကိုဝင်ပြီးတော့ပြောင်းမှရအဲ့တော့မသိစိတ်ကိုကျွန်တော်တို့ကဝင်ဖို့အတွက်ဝင်ပြီးတော့ပြောင်းဖို့အတွက်ကဘာမှ therapy တွေအများကြီးရှိတယ်ကဘာမှနီလန်းနေရှိလိမ့်မယ်နော်အဲ့ဒီထဲမှာမသိစိတ်တွေကိုဝင်ဖို့အတွက်အမြန်ဆုံးနဲ့အထီးအဆုံးနီလန်းနေ hypnosis စိတ်ညစ်မှုချက်ပြင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က hypnosis ဆိုတဲ့စိတ်ညစ်မှုချက်ပညာရက်ဒီကျွန်တော်ငယ်ငယ်ကလို့စိတ်ညစ်စရာဗာလေ hypnosis spiral လို့ဗာလေမျက်နှာမျက်လုံးရှုပ်တဲ့green နေနဲ့လေဘာမှလည်းမသိဘူးလေနောက်ကစောက်ဝိုင်းပုံစံကြီးနဲ့အဲ့ဒါကြီးနဲ့တော့ဒါမှမဟုတ်လို့ရှိရင်ချိန်သီးကြည့်ပြီးတော့ကျွန်တော်တို့ကဒီလိုလေးလောက်ပြီးတော့လူကလူကကျွန်တော်နေဖြစ်သွားတယ်ဆိုတာလုံးဝမဟုတ်အဲ့ဒါတွေက show ပြတဲ့ hypnosis ကျွန်တော်တို့ clinical ဘက်က hypnosis တွေလူတရားရဲ့မသိစိတ်တွေကိုအဲ့လူတရားရဲ့ခွင့်ပြုချက်နဲ့အတူဝင်ပြီးတော့သူနဲ့အတူတူကမသိစိတ်တွေမှာသူလိုချင်တဲ့ပန်းတိုင်တွေသူလိုချင်တဲ့ຢာတွေကိုပြုပြင်ပြောင်းနေပြီးတယ်သူခွင့်ပြုချက်နဲ့တိုင်းဘယ်သူကိုယ်တိုင်ပြောင်းလဲဆိုတော့ तू ကပြောင်းတာကျွန်တော်လည်းပြန်ပြောကြည့်မယ်နော်ကျွန်တော်တို့ hypnosis ဆိုတာကလူတယောက်ကကျွန်တော်နဲ့ client တယောက်နဲ့ကျွန်တော်လည်းလူတယောက်နဲ့ကျွန်တော်စကားပြောမယ်သူရဲ့စိတ်ကိုပြုပြင်ပြပါဆို okay ကျွန်တော်ပြုပြင်ပေးမယ်ဒါပေမဲ့ bye bye လို့လေကျွန်တော်သူနဲ့စကားဆွေးနွေးတယ်ဆွေးနွေးပြီးတော့သူ့ရဲ့ခွင့်ပြုချက်အတိုင်းကျွန်တော်ကသူ့ကို hypnotize လုပ်ပြီးစိတ်ညှို့ပြီးတယ်ပေါ့ဗျာစိတ်ညှို့ပြီးတော့သူ့ကိုကျွန်တော်ကသူ့ရဲ့မသိစိတ်တွေဝင်ခိုင်းတာဝင်ပြီးတော့သူ့ရဲ့မသိစိတ်တွေမှာသူပြုပြင်ပြောင်းလဲခြင်းနဲ့ရတယ်ပြုပြင်ပြောင်းလဲပြီးတာအလားတန်တူတဲ့ဥပမာလေးကျွန်တော်တခုပေးရတယ်ဆိုရင်ဘာနဲ့လားတန်တူလဲဆိုတော့ကျွန်တော်တို့အိမ်ရှင်းတာနဲ့လားတန်တူတယ်တလားမစိတ်ထဲမှာမြင်အောင်ကြည့်လိုက်ဗျာကျွန်တော်အရာအကြီးပဲနော်အိမ်မှာဂိုထောင်ကြီးရှိတယ်ဆိုကြပါအဲ့တော့ကျွန်တော်အိမ်ကမရှင်းမလင်းတာကြတဲ့အခါကျတော့အဲကန်းမှာလည်းကျွန်တော်တို့ကရှုပ်ရှက်ခတ်နေတာပဲဗျာပစ္စည်းအလေးနဲ့နော်အဲ့တော့ဒီနေ့အိမ်ကိုဧည့်သည်လာမယ်လဲဆိုတော့ကျွန်တော်ဗာလဲရှိသမျှပစ္စည်းအကုန်လုံးကျွန်တော်တို့ဗာလဲဆိုတော့တိမ့်ပြီးတော့ဂရင်ရောက်တဲ့ထိုးထည့်တာလို့ဒါမှမဟုတ်လို့ရှိလို့ရှိဂိုထောင်နဲ့ပြစ်ထည့်တာလို့ဒါမှမဟုတ်လူမမြင်တဲ့နေရာကြီးကျွန်တော်တို့ကသွားပြီးတော့ဂျောင်ကလောင်နဲ့ပြစ်ထည့်ထားလိုက်တယ်အဲ့လိုမျိုးလုပ်လိုက်ဘူးဒါပေမဲ့အဲ့ဒါတွေကတကယ်တမ်းရှင်းသွားလားမဟုတ်ဘူးခဏလာလူမြင်ကောင်းအောင်လုပ်လိုက်တာအဲ့တော့တကယ်တမ်းကျွန်တော်တို့အိမ်လဲရှင်းမယ်ဆိုလဲဆိုတော့ကျွန်တော်ဘာလုပ်လဲအိမ်တကားတွေပိတ်ခြံတကားတွေပိတ်ပြီးတော့ကျွန်တော်တို့ဗာလဲတအိမ်လုံးကျွန်တော်ကတန်ရှင်းလုပ်တာအဲ့တော့ဂိုထောင်ထဲမှာကျွန်တော်တို့အနှစ်နှစ်လာကကျွန်တော်တို့ပုံခဲ့တဲ့ပစ္စည်းတွေရှိမယ်အဲ့ဒီမှာကျွန်တော်တို့တန်ဖိုးရှိတဲ့ပစ္စည်းတွေပြန်တွေ့လိမ့်မယ်အခုလက်ရှိသုံးလို့ရတဲ့ဟာတွေတွေ့လိမ့်မယ်ဟိုးငကောလိုက်ရှာတဲ့ပျောက်နေတဲ့ပစ္စည်းပြန်တွေ့လိမ့်မယ်အဲ့လိုပဲခြတွေကြိုက်သွားတာပိုးဟွက်တွေကြိုက်သွားတာဒါမှမဟုတ်ကြွက်တွေကြိုက်သွားတာဒါမှမဟုတ်ကျွန်တော်တို့ပုတ်သိုးဆွေးမြေ့သွားတဲ့ကျွန်တော်ပစ္စည်းတွေရှိလိမ့်မယ်အဲ့ဒီမှာတန်ရှင်းစရာရှိရတန်ရှင်းလွတ်ပစ်စရာရှိရလွတ်ပစ်ပြီးတော့မှတက်ရပြန်ပြီးတော့စီထားတာအဲ့လိုအိမ်ရှင်းတဲ့ process ကိုအဲ့လိုစနစ်တကျနဲ့ ancient တဲ့ process က hypnosis နဲ့တူတယ်ကျွန်တော်တို့ဒီအညုတ်ကန်ရဲ့မတိစိတ်ထဲကိုဝင်တာဆိုတော့ဒါဆို ancient ရဲ့ဘယ်သူရှင်းရမှာ ancient ပဲရှင်းရမှာဟုတ်လားမသိဘူးနော်အဲ့တော့မိတ်ဆွေရဲ့မတိစိတ်ဆိုတဲ့အိမ်ကိုပြန်ရှင်းအောင်ဘယ်သူလဲရှင်းရမှာပုဂ္ဂိုလ်ရှင်းရမှာ
ကျွန်တော်တို့ကဘေးနားကနေလိုက်ပြီးတော့ guide လုပ်ပေးတာဥပမာဒီကလေးတွေဆိုစာချက်နော်ဒါလေးကဒီလိုတွက်ရတယ်နော်လို့ကျွန်တော်ပြောပြလို့ပဲရတယ်တွက်တာမတွက်တာဘယ်သူပိုင်ကလေးပိုင်အင်းရှင်းလဲကိုယ့်ဘက်ကိုပဲရှင်းရမှာကျွန်တော်တို့ကဥပမာပြချပေါ်လာပြီးတော့ချသက်စီရတာရှိတယ်နော်ပိုးဟက်တွေကဘာကိုကြောက်တယ်အစရှိပြီနော်ကြွက်ကြိုက်တယ်ဆိုကြွက်မကြိုက်အောင်ဘယ်လိုလုပ်ရမလဲဆိုအစရှိရဟာတွေပဲကျွန်တော်တို့ကဘယ်လိုရှင်းရတယ်ဘယ်လိုသွားရမလဲဆိုတော့လမ်းကြောင်းပြပေးလို့မရှိဘူးတကယ်တမ်း hypnosis လုပ်တာကအဲ့ဒီအညွန့်ကန်ရဲ့သူကိုယ်တိုင်သူ့ရဲ့မသိစိတ်တွေဝင်ပြီးတော့ရှင်းတာဒါဆိုရင်ကျွန်တော်တို့စိတ်ညွတ်ပေးလိုက်လို့အောင်မြင်သွားတယ်ဆိုရင်ဘယ်သူတော်လို့လဲညွတ်ကန်တော်လို့ကျွန်တော်တို့ကဘိန်းနာလမ်းပြပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းလမ်းပြပေးရကောင်းတယ်ဆိုရင်တော့အညွတ်ကန်ထိထိမိမိဖြစ်သွားတာပေါ့စိတ်ညွတ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဒီလက်တွေကိုမီးနဲ့ရှို့ပြတာတွေရှိတယ်တံမြာကြီးကျွေးပြတာတွေရှိတယ်နောက်ပြီးတော့စိတ်ညွတ်ပြီးတော့လူတယောက်ရဲ့ဘိုက်ပေါ်တက်ထိုင်ပြတာဒါတွေရှိတယ်မတက်ရက်ပြတက်ထိုင်ပြတာပေါ့နော်မတက်ရက်ပြတာတော့ကျွန်တော်မလုပ်ဘူးတင်တယ် right ဟုတ်တယ်ကျွန်တော်မလုပ်ဘူးအဲ့တော့အတူတူပါပဲအမှန်တကယ်ကတော့အဲ့တော့တက်ထိုင်ပြတာတွေလက်ကိုမီးနဲ့ရှို့ပြတာတွေနောက်တခြားသောကျွန်တော်တို့ဒီ hypnosis ဒီ street hypnosis နဲ့ပတ်သက်တဲ့ပြကွက်တွေကျွန်တော်လုပ်ခဲ့ဘူးတယ်အဲ့တော့ကြည့်ချင်ကျွန်တော်ရဲ့ YouTube Solindon Professional Hypnotist channel မှာတွားကြည့်လို့ရတယ် Solindon Professional Hypnosis channel မှာတွားကြည့်လို့ရတယ်အဲ့မှာတွားကြည့်လို့ရတယ်အဲ့ဒါအားလုံးဒီအဲ့အညုတ်ခံရဲ့မတိစိတ်ကဘယ်လိုကောင်းမလဲသူ့ရဲ့မတိစိတ် तू အတုံးချနိုင်တယ်ကျွန်တော်ဆန်းလို့မဟုတ်ကျွန်တော်ရဲ့ပယောဂတခုမှမပါကျွန်တော်တို့ hypnotist တွေကကျွန်တော်တို့ဒီစိတ်ပညာရပ်ကိုပဲကျွန်တော်တို့ follow လုပ်တယ်သိပ္ပံနိကြပညာရပ်ဖြစ်တယ်hypnosis ဟို hypnosis ဟိုစပြီးတော့ပေါ်ကားစားကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း9000ဝန်းကျင်လောက်ကဆိုတော့ကျွန်တော်တို့ဟုတ်တယ်အဲ့ဒါဘာလဲဆိုတော့ဟို Egypt တို့ဘာတို့မှာ Greek တို့မှာအဲ့ဒီဟိုဘာလဲဟိုဖျားเจ้าနေမှာဟိုဘယ်လိုပြောမလဲဟိုလိုဒီလိုတုံးကြတာဘာမှမသိဘူးအဲ့မှာသိပ္ပံနည်းလည်းမထုံးပါဘူးဒါပေမဲ့နောက်ဆုံးမှကျွန်တော်တို့ကဘာလဲဆိုတော့သိပ္ပံနည်းကြတဲ့ကျွန်တော်တို့ပညာရဲ့အနေနဲ့ကျွန်တော်အသုံးပြုလာတာအဲ့တော့အောင်သမက်ကြည့်လို့ရတယ် Google မှာသွားရှာလို့ရတယ် hypnotherapy ကို1950ဝန်းကျင်တွေမှာ American Psychological Association လို့ American Medical Association လို့ British Medical Association လို့အစရှိတဲ့ကဘာပေါ်မှာဩဇာကြီးတဲ့စိတ်ပညာအသင်းတွေနောက်ပြီးတော့ကျွန်တော်တို့ဒီစိတ်ပညာအသင်းတွေက hypnotherapy ကိုကုထုံးအနေနဲ့သိပ္ပံနည်းကြပါတယ်လို့တရားဝင်လက်ခံခဲ့တယ်အဲ့ကောင်စားခဲ့ဆိုလို့ကျွန်တော် hypnosis သိပ္ပံနည်းကြနောက်ပိုင်းမှာကျွန်တော်တို့စက်တွေနဲ့တိုင်းတာပြီးတော့စိတ်ညှို့လိုက်တဲ့ခါမှာဘာတွေဖြစ်လဲဆိုတော့အခုချိန်ကြီးကျွန်တော်တို့ပညာရှင်တွေထပ်ပြီးတော့လေ့လာနေတယ် hypnosis ကအုံဖွဲ့ပညာမဟုတ်ဘူးနော်စိတ်ညှို့တဲ့အခါမှာဘာပစ္စည်းဘာတင်ထောက်ကူဘာဆိုဘာမှမလိုစိတ်ညှို့ပြီးတော့မိတ်ဆွေကိုအဆောင်လက်ဖွဲ့တွေရောင်းတာတွေလို့ဘာညာတွေလို့ကျွန်တော်တို့မရှိဘူးစိတ်ညှို့တဲ့အခါမှာဘာမှမလို hypnosis လုပ်တဲ့အခါမှာဘာဆိုဘာမှမလိုအဲ့ဒါဒီကျွန်တော်စမ်းလို့လည်းမဟုတ်ဘူးမိတ်ဆွေမသိစိတ်ကိုမိတ်ဆွေအသုံးချတာဘာကြောင့်လဲဆိုတော့လူတရားရဲ့စိတ်က90%ကမသိတဲ့လွှမ်းမှုကျွန်တော်တကယ်တော့အသုံးချနေတာ10%လောက်ပဲကျွန်တော်အသုံးချနေတာ hypnosis ကဒီ90%တော့မသိစိတ်ကိုကျွန်တော်ကဘာလဲဆို apply ပြန်လုပ်တာဒါကြောင့်ကျွန်တော်တို့ကဘာလဲဆိုတော့တာမန်သိစိတ်နဲ့လွန်တဲ့ကျွန်တော်တို့ဘာလဲဆိုတော့ပြောင်းလဲမှုတွေတာမန်သိစိတ်နဲ့လွန်တဲ့ result တွေကျွန်တော်တို့ကရလာတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့သိစိတ်နဲ့စဉ်းစားလို့မြင်တဲ့အခါကျဟာဒါကြီးက magic လားဒါကြီးကဘာလားနော် hypnosis အားလုံးဒီကျွန်တော်တို့ကဘာသာရေးပေါ်မိခိုရတာမဟုတ်ဘူးနော်အထက်လန်းလဲ hypnosis ဒီအထက်လန်းလဲမဟုတ်အောက်လန်းလဲမဟုတ်မော်ပညာလဲမဟုတ်ဂမ်မီယပညာလဲမဟုတ်ဘာလို့ဘာမှမပါဘူးကျွန်တော်တို့မြန်မာစာတို့အင်္ဂလိပ်စာတို့သင်ချာလို့နော်နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဓာတုယူပဇီဝလို့ကျွန်တော်10ထဲမှာသင်ရလေနော်ဘယ်လိုကောင်းလဲဗျာပညာရေးတစ်ခုပဲလူတိုင်းသင်ရင်တက်တယ်လူတိုင်းသင်ရင်တက်တယ်ဒါပေမဲ့ဘာလို့လောက်ကမလဲဆိုတော့ကျင့်ဝတ်တော့ဆောင်ထည့်ရအောင်အဲ့တော့စေပညာမှာဆိုလဲစေပညာမှာကျင့်ဝတ်ရှိကျွန်တော်တို့ engineer ပညာမှာဆိုလဲ engineer မှာကျင့်ဝတ်ရှိ
အဲ့တော့စောင့်ကြတာမစောင့်ကြတာတက်ဆိုင်ရာ practitioner တွေတက်ဆိုင်ရာကျွန်တော်တို့လူတွေရဲ့တမန်ကျွန်တော်တို့ hypnosis မှာတော့ကျွန်တော်တို့ကဘာလဲဆိုတော့အသစ်ဒီကျွန်တော်တို့ရဲ့ခါဘပစုပဲကျင့်ဝတ်ကကျွန်တော်တို့ရဲ့နံပါတ်1ပဲမတော်လို့ရတယ်မတော်လို့ရတယ်ကျင့်ဝတ်ဖောက်လို့မရဘူးဥပမာအပြင်ကျွန်တော်တို့ဒီမှာမွေးထုတ်လိုက်တဲ့ hypnotist တွေအများကြီးရှိတယ်ကျွန်တော်တဲ့တော်တဲ့ hypnotist တွေအများကြီးရှိတယ်ဒါဆရာပိုင်လို့ပါလို့ဆိုလဲဒါတော်တယ်နော်တိတ်တော်တဲ့ထဲမှာပါတယ်တယောက်နဲ့တယောက်နဲ့ကျွန်တော်တို့စိတ်ဝင်စားတဲ့ကျွန်တော်တို့နေရာမတူဥပမာပြပြဆိုကြပါစို့နော်ဆရာဝန်မှာဆိုရင်အထွေထွေယောဂကုရှိတယ်အသေးဆိုအသေးဆရာဝန်ရှိတယ်သူတော်တဲ့သူတက်ဆိုင်ရာ specialize လောက်ထားတဲ့အာလမ်းကြောင်းတွေရှိကျွန်တော်တို့ဥပဒေပညာရှင်းနေတွေပါဆိုလေတချို့ကကျွန်တော်တို့ဗာလဲဆိုတော့ဟိုဗာလဲအမွေဆိုင်အမွေနဲ့ပတ်သက်တဲ့အမှုတွေမှာအရန်တော်တယ်တချို့ကလင်မယားကိစ္စတွေမှာအရန်တော်တယ်တချို့ကဒီဟိုလူတက်မှုတွေပါအစရှိလို့ဗျာအဲ့အမှုတွေမှာတယောက်နဲ့တယောက်နဲ့သူပိုင်နဲ့ကျွန်တော်တို့အမှုတွေရှိသူကျွမ်းကျင်တဲ့နယ်ပယ်တွေရှိအဲ့တော့ hypnotist တွေမှာလည်းအဲ့လိုပဲတန်းတယောက်မတူတန်းနဲ့တယောက်မတူနော်အဲ့ဒီတော့အဲ့ပေါ်မှာမူတည်ပြီးတော့မကျွမ်းကျင်လို့ရတယ်ဒါပေမဲ့ဘလောက်ပဲတော်ဘလောက်ပဲမတော်ကျုပ်ကတော့ဖောက်လို့မရကျွန်တော်အမေးရှိမှာကျွန်တော်တို့စကျွန်တော်တို့ဒီ president စပြီးတော့ဟိုကျွန်တော်တင်တန်းအဆုံးကျွန်တော်တို့ဗာလဲဆိုတော့ကျင့်ဝတ်ဆောင်အဲ့တော့ကျင့်ဝတ်အားလုံးကျွန်တော်ခြုံငုံလိုက်လို့ရှိရင်နံပါတ်1လူတွေပေါ်မှာမဟုတ်မမှန်တဲ့နီးနဲ့ကျွန်တော်တို့က hypnosis ကိုကျွန်တော်သုံးလို့မရဥပမာပြကျွန်တော်မကူညီပေးနိုင်တာကြီးကိုသိရတဲ့သားနဲ့ကျွန်တော်ပတ်စံလိုချင်လို့ကျွန်တော်ကလိန်ပြီးတော့ကျွန်တော်တို့ကရှောက်ပြီးတော့ဖော့ရှော့လုပ်ပြီးတော့ကျွန်တော်တို့ကုလို့မရကျွန်တော်မဖြစ်နိုင်ဆုံးဖြစ်နိုင်တဲ့ပြောတယ်ကြိုးစားချင်တာဆိုတဲ့ပြောတယ်ဟိုမှာပြတချို့ကျွန်တော်တို့နဲ့လလန်းမမီတော့တဲ့ကျွန်တော်ကိစ္စရရှိတယ်အဲ့ဒါဆိုဆရာဝန်ကြီးတွက်ပြပါကျွန်တော်နဲ့မဆိုင်ဘူးအဲ့တော့မဟုတ်ဘူးလှုပ်လို့ရလားဆိုကျွန်တော်သုံးသက်ကြည့်လိုက်တယ်ကျွန်တော်လုံနိုင်တယ်လို့ထင်နေဆိုရင် okay ကျွန်တော်တို့ try ကြည့်မယ်လက်ခံလုပ်လက်မကန်သွားရတယ်တက်ဆန် professional ဆိုကိုယ်ပိုင်းကိုနေတာကောင်းတယ်ကိုယ်ဘောင်နဲ့ကိုနေတာကောင်းတယ်ကျွန်တော်တို့အားလုံးကလူတွေဆိုတာ limitation ရှိကျွန်တော်တို့ကပညာတိုင်းကျွန်တော်တို့ကမသိနိုင်ပညာတိုင်းကျွန်တော်တို့ကမတက်နိုင်ဒါကြောင့်ကိုယ်နဲ့မပတ်သက်တဲ့ပညာကိုကျွန်တော်ကဝင်ပြောပိုင်မှုမရှိဝင်ပြီးတော့အကြံပေးပိုင်မှုမရှိလူချင်းမှကျွန်တော်အကြံပေးပိုင်မှုမရှိဘူးမှန်ကြရဥပမာပြကျွန်တော်ကဆိုကြပါစို့ကျွန်တော်ဘာမှမသိတဲ့ဆိုကြပါစို့နော် accounting လို့ပါဆိုကြပါစို့အဲ့ဒါဆိုကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်လက်မှတ်ရှိတယ်နော်လက်မှတ်ဆိုတော့ကျွန်တော်ဗာလဲဆိုရိုးဒီ business management diploma လို့လက်မှတ်တွေပဲရှိတယ်ဒါပေမဲ့ဒီပညာမှာကျွန်တော် professional မဟုတ်ဟိုမှာlevel 1လို့ level 2လို့ကျွန်တော်ပြီးထားတဲ့ပုံကမဟုတ်အဲ့တော့ကျွန်တော်အဲ့ဒါကိုသွားပြီးတော့ကျွန်တော်သွားပြောလို့မရသိလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်သွားပြောလို့မရဥပမာပြကျွန်တော် engineer ကျွန်တော်ဆရာဝန်ရဲ့ case ကိုကျွန်တော်သွားပြီးတော့လူနာကိုလေဟိုနေမကောင်းဆိုရင်ပါရာစီတမောတိုက်ပါလားလို့ဘာညာလို့ပြောဟိုကတခုနဲ့မေးလိုက်မင်းဘယ်လောက်သိလဲလို့မေးလိုက်ပြီးတော့ကျွန်တော်လည်းပဲမဟုတ်ဘူးကျွန်တော်မှပြစရာ certificate မရှိဘူးကျွန်တော်အတိမတ်ပြုထားတဲ့ပုံကမရှိဘူးပွင့်လင်းပြောရရင်အဲ့ဒါကိုကျွန်တော်တို့စကားနဲ့ပြောရဆိုဘာမှမဟုတ်အဲ့တော့ကျွန်တော်တို့ဒီကိုစီကိုပေါင်းတွေမှာနေရမယ်ဒါကြောင့်မလို့ကျွန်တော်တို့မှာဒုတိယချထားတဲ့နောက်တစ်ချက်ချထားတဲ့ update ဒီပါလဲဆိုတော့သက်ဆိုင်ရာ professional တွေကိုကျွန်တော်တို့ကလေးစားလိုက်တာကိုစီကိုပေါင်းလည်းပဲကိုနေရမယ်ကိုလည်းဘောင်မကျော်နဲ့နော်တကယ်လို့တခြားသော professional တွေကိုလည်းကျွန်တော်တို့ကပါလဲဆိုတော့လေးစားရမယ်ဥပမာပဲကျွန်တော်တို့က hypnosis ဆိုဟာကျွန်တော်စိတ်ပညာတော့လုံးမနေနဲ့ဟာလား hypnosis ပဲလားကျွန်တော်တို့ကအကုန်စွန့်နေလားအကုန်ပြောက်နေလာခဲ့ခင်ဗျာကျွန်တော်ရည်လို့ခင်ဗျာဟိုပတ်စံနေကုန်သွားလိမ့်မယ်ဆိုအဲ့လိုပြောတဲ့လူတွေကဘုန်းလင်းပြောရတော့စကလုံးတွေကြမ်းကုန်ပါစေလို့နော်အဲ့လိုမျိုးပြောနေတဲ့ပုံကိုယ်တွေကလူကောင်းတယ်လို့လည်းပဲလို့ပဲပြောမှာဒီလိုပဲပြောမှာခက်ကြမ်းကြမ်းနေပြောလို့ရှိလို့ရှိရင်တော့စကလုံးတွေကြမ်းကုန်လိမ့်မယ်အခုမှတွေ့ပြီးတော့ကြာဒီပုဂ္ဂိုလ်ကဘာလဲဟာဆိုပြီးဖြစ်ကုန်တယ်ဆိုတော့ကျွန်တော်တို့ကကိုစီးကိုပေါင်းနေနေရမယ်နောက်တစ်ခုက client ရဲ့
data ပေါ့အချက်လက်တွေကိုကျွန်တော်ပေါက်ကြားသူများတွေကျွန်တော်ပေါက်ကြားပေးလို့မရဘူးနောက်ပြီးတော့ client နဲ့ကျွန်တော်တို့ ਨੇ client ရဲ့ confidential တွေကျွန်တော်တို့ပေါက်ကြားလို့လုံးဝမရဘူးနောက်ပြီးတော့ client နဲ့ကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကုလိုက်ပြီဆိုရင်ကျွန်တော်တို့ကူညီလိုက်ပြီဆိုရင်အဲ့ client နဲ့ကျွန်တော်တို့2နှစ်အတွင်းချစ်ကြိုက်တာတွေလိမ်မှုရေးရပတ်သက်တာတွေဘာမှလုပ်လို့မရဘူးဘလို့နည်းနဲ့မှဘလို့မှလုပ်လို့မရဘူးလက်တလုံးကြားလေးလုပ်လို့မရဘူးသိရင်ပါတင့်ထုတ်မှာကျွန်တော်တို့ရဲ့ဘန်းမှာကျွန်တော်အမေရှိရဘန်းမှာတရားစွဲလို့ရရင်တရားစွဲမှာဟာဆိုတော့ဒါဒီကျွန်တော်တို့ချထားတဲ့အသစ်မဟုတ်ဘူး American Psychological Association ချထားတဲ့အသစ်ကိုနဲ့ကို client ဒီ2နှစ်အတွင်းချစ်ကြိုက်လို့မရဘူးလိမ်မှုရေးရပတ်သက်လို့မရဘူးဒါကျွန်တော်တို့ရဲ့အသစ်တွေပါနောက်ပြီး client ရဲ့ဖြစ်တည်မှုလေးစားရမယ် client က client ရဲ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်သူ့ကြိုက်တဲ့ LGBTQ+ တွေဘာရင်သူဖြစ်ချင်တာဖြစ်နောက်ပြီးတော့သူဘာလဲဖြူပဲဖြူမဲနော်ဖြူပဲဖြူမဲဗုဒ္ဓဘာသာပဲကိုအစ္စလာမ်ပဲကိုခရစ်ယာန်ပဲကိုကြိုက်တဲ့ဘာမှမကိုကွယ်လဲကျွန်တော်တို့နဲ့မဆိုင်ကျွန်တော်တို့နဲ့မဆိုင်လူတရားရဲ့ဖြစ်တည်မှုကိုကျွန်တော် autonomy လို့ခေါ်တယ် autonomy ကိုကျွန်တော်လေးစားလိုက်နာရမယ်တတိပုဂ္ဂလသူ့ရဲ့လွတ်လပ်ခွင့်ကိုကျွန်တော်လေးစားလိုက်နာဒါကျွန်တော်တို့ရဲ့ main အသစ်တွေထည့်ရပါတော့ဒါထားပါအဲ့တော့ဒီအသစ်တွေကိုကျွန်တော်တို့ကစောင့်ထိန်မယ်ဆိုတဲ့ပုံကိုယ်တွေမှာကျွန်တော်တို့ကဗာလဲဆို hypnosis နဲ့ပတ်သက်တဲ့ detail ကိစ္စတွေကိုကျွန်တော်တို့တင်လို့ရတယ်အဲ့တော့ဒီတရားပုံကိုယ်တွေကကျွန်တော်တို့ဒီအသစ်တွေကိုကျွန်တော်တို့ကစောင့်ထိန်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ like ပါခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်တို့တကင်းလက်မြန်မာနေစီစဉ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဆက်လုပ်ပေးလို့ရတဲ့ရတယ်ကျွန်တော်ရှိတယ်နော်ကျွန်တော်စဉ်းစားပေးမယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့က apply တာမန်ကို apply လုပ်လို့ရတဲ့ level ဒီပဲကျွန်တော်သင်ပေးလို့ရမယ်အဲ့ဒါပို့ပြီးတော့ကျွန်တော်တို့တာမန် boundary ပေါ့နော်ကျွန်တော်တို့ hypnosis မှာအတွင်းစည်းပြင်စည်းရှိတယ်ကျွန်တော်အပြင်စည်းရဟာတွေပဲကျွန်တော်သင်လို့ရမယ်အတွင်းရဟာတွေကျွန်တော်သင်လို့မရဘူးဒါကျွန်တော်ပညာရေးနဲ့ပတ်သက်လို့ကျွန်တော်ပုံဝင်လင်းပြောပြတာဥပမာပြသူများရဲ့ဆိုစာအုပ်တွေရှောက်ဖတ်လာတယ်စာအုပ်တွေ hypnosis တွေဟို live မှာရှောက်ကြည့်ဟိုဗာလဲစာအုပ်တွေရှောက်ဖတ်လာပြီးတော့ကျွန်တော်တို့သူပေါက်တက်ကရရှောက်ဆန်းလာပြီးတော့ကျွန်တော်တို့လာမေးတယ်ဟိုဟိုလိုလားဒီလိုလားဆိုကျွန်တော်တခုမှမေးတယ်ဘယ်ဆရာစီမှာတက်ခဲ့လဲဘယ်ဆရာစီမှာမှစနစ်တကျတင်ထားခြင်းမရှိဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်ဆက်ဖြေစရာစကားလုံးမရှိဘူးဘာကြောင့်လဲဆိုပညာရေးကိုစနစ်တကျတင်ထားတာမဟုတ်ပညာရေးကိုစနစ်တကျတင်ထားတာမဟုတ်အဲ့တော့အဲ့လိုပုံကမျိုးကျွန်တော်တို့ကအားပေးအမြောက်တောက်လုပ်လိုက်တယ်ဆိုရင် तू ပေါ်ရရှောက်စမ်းအောင်ပါသူကျွန်တော် example တခုပြောပြမယ်အဲ့တော့ဗျာဟိုခလေးကားတက်မောင်းတယ်ဗျာနော်အဲ့တော့မိတ်ဆွေက license ကောက်ထုတ်ပေးလိုက်ကြည့်ပါလားဟိုကလေးအောင်မှာကားလမ်းမပေါ်တက်ပြီးတော့ပေါ်တကအကုန်ရှောက်တိုက်ကုန်တော့မှာအမကားသူနဲ့စီးတဲ့ပုံကိုယ်တွေအကုန်သေးကုန်တော့မှာထင်ရည်ရှောက်ဆိုင်တော့မှာဟုတ်လားမသိဘူးနော်ကျွန်တော်တို့က client ကိုသွားပြီးတော့ကူညီပေးရမှာကဲတာမဟုတ်နော် sorry client ကိုသွားကူညီပေးရမှာလူစိတ်ကြောင့်ဘယ်လောက်သိလို့လဲလူကြောင့်ဘယ်လောက်သိလို့လဲဒီ case တွေဘယ်လောက်ထိလေးလာဘူးလို့လဲနော်ကိုဒီဘယ်လောက် experience ရှိသေးလို့လဲဟုတ်လားမသိဘူးနော် example ပြောပြရမယ်ဆိုကျွန်တော်ကဗျာငပိရတိတ်ကြိုက်တယ်ဗျာအဲ့တော့ဧည့်သည်လာရဲဆိုအဲ့ဒီဟာခမရစားလို့ရငပိရသူ့ထမင်းပကံနေအကုန်လောင်းချပေးလိုက်လို့ဟိုကငပိရအနံ့တော့မခံနိုင်ဘယ်လိုလုပ်မလဲတော့လေကိုယ်စေတနာအမှားတွေဖြစ်ကုန်ဟုတ်လားမသိဘူးနော်အဲ့ဒီသဘောပဲကျွန်တော်တို့ကစေတနာအမှားပါဆိုပြီးတော့မှားတာပဲကျွန်တော်တို့မှားရင်ကျွန်တော်တာဝန်ယူရမယ်ကျွန်တော်တို့မှားလို့ client ဘိုးကဒုက္ခရောက်သွားရင်ကျွန်တော်တာဝန်ယူရမယ်ဒါကြောင့်ကျွန်တော်တို့ကတာဝန်ကြီးပါတယ်လူတရားရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့မသိစိတ်ကိုကျွန်တော်တို့ကပြုပြင်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကစိတ်ကြောင့်ကောင်းကောင်းနားမလည်ဘဲနဲ့ hypnosis ကိုကျွန်တော်တို့ချင်းကပ်တာကတိတ်ကိုအန္တရာယ်ကြီးပါတယ်ခလေးလက်တွေကိုကျွန်တော်တို့ဒီဟိုတနပ်ပေးလိုက်တယ်လို့ပေါ့နော်ပေါ်တကယ်ရှောက်လုပ်နိုင်ပါတယ်နော်ခလေးကားတက်မောင်းလို့ဒါကြောင့်ကျွန်တော်တို့စိတ်ပညာအရင်ဆုံးကျွန်တော်တို့လေ့လာစိတ်ပညာကိုလေ့လာပြီးတော့မှ hypnosis ကိုကျွန်တော်တို့လေ့လာအဲ့တော့လူတွေဒီကျွန်တော်တို့ရဲ့သိသိမသိသိကြောင့်ကျွန်တော်တို့သိလာပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့မသိသိကဒါပါလားကျွန်တော်တို့သိသိကဒါပါလားင
ငါကဘာကြောင့်ဖြစ်နေပါလဲဆိုတော့စိတ်ကြောင့်နားလဲလာပြီးတဲ့အခါမှာโอเคဒါဆိုရင်ဘလို့ပြင်ညမလဲအဲ့တော့အပြောင်းလဲတစ်ခုကဘယ်ကစလဲဆိုတော့စတိတာစတယ်ကိုတော့ဘာဖြစ်လို့ဖြစ်နေမှမသိဘူးဘာပြောင်းလို့ပြောင်းမှမသိဘူးအဲ့တော့ကျွန်တော်တို့သိဖို့အရေးကြီးတယ်အဲ့တော့ကိုဘာဖြစ်နေလဲโอเคအဲ့ဖြစ်တာရဲ့ဇစ်မြစ်ကဘယ်ကစအဲ့ဇစ်မြစ်တော့တွေ့ပြီအဲ့ဇစ်မြစ်ကိုကျွန်တော်တို့ဖြတ်ချလိုက်ဥပမာဖြင့်တစ်ပင်တစ်ပင်များရေသားမြစ်ဖြတ်ချလိုက်လို့ရှိရင်ကျွန်တော်တို့ဘာဖြစ်သွားလဲတေဝါတစ်ပင်အဲ့တော့ကျွန်တော်တို့ hypnosis ကိုချင်းကတ်တဲ့အခါမှာလေအဲ့ရေသားမြစ်ကိုလိုက်ရှာတယ်သူကဖြတ်ချတယ်ပြီးသွားရင်သူ့ကိုဘာလဲဆိုတော့ကျွန်တော်တို့ကောင်းတဲ့ကျွန်တော်တို့ဘယ်လိုကောင်းမလဲသူလိုချင်တဲ့ຢာကျွန်တော်သွတ်သွင်းပေးတယ်ဒီသဘောနဲ့ကျွန်တော်တို့ကချင်းကပ်ပါတယ်အဲ့ချင်းကပ်တဲ့အခါမှာတက်ဆိုင်ရာပညာရေးတွေအများကြီးရှိပြရပါတော့ဆိုတော့ကျွန်တော်တို့ modern hypnosis မှာကျွန်တော်တို့ကဘာလဲဆိုတော့ scientific နည်းကြတဲ့ပညာရေးကိုပဲကျွန်တော်တို့ background ယူတယ်ကျွန်တော်တို့ MBA ရှိကသွားတဲ့ background base ဒီ American Board of Hypnotherapy နဲ့ American Board of NLP ကိုကျွန်တော်တို့ base ယူထားခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ main ကျွန်တော်တို့တင်နန်းရဲ့ကိုကျွန်တော်တို့ကျိုးရဲကကျွန်တော်တို့ဒီစာအုပ်ကလည်းကျွန်တော်ပါလဲဆိုတော့အဲ့နောက်တိုင်းကကျွန်တော်တို့လာတယ်စာအုပ်ကိုကျွန်တော်တို့ကျိုးရီယူရပါတယ်ဒါကြောင့်မလို့ပြန်ချုပ်ရလို့ရှိရင်သိပ္ပံကြီးကြတယ်နော်နောက်မှကျွန်တော်တို့ scientific research တွေရှိတယ်နောက်ပြီးတော့ထင်ရမြင်စိတ်ပညာမဟုတ်ဆိုတော့ကျွန်တော်တို့ပါလဲဆိုတော့ပြောလို့ရတယ်နောက်ပြီးတော့ကိုယ်တိုင် apply လုပ်တဲ့အခါမှာလည်းသက်ဆိုင်ရာ mentor တွေရှိတာကောင်းတယ်ဘာလို့လဲဆိုတော့ငယ်တဲ့အခါကျတော့ကျွန်တော်တို့ကတချို့သောစကားတွေကဘယ်လိုကောင်းလဲဗျာအရန်လောက်ချင်နေပြင်းပြပြီးတော့ကျွန်တော်တို့က motivation ရပေးတဲ့အခါမှာအရန်လမ်းမရောက်သွားနိုင်တယ်ဒီခါလေးမှာလေသူများရဲ့ motivation ပေးတာတော့ဟိုဘလို့ပေးရဲလဲတော့ကျွန်တော်မသိဘူးဘလို့ပေးရဲလဲတော့ကျွန်တော်မသိဘူးကျွန်တော်တို့စိတ်ပညာဘက်လေ့လာတဲ့ပုံကိုယ်တွေကတော့ motivation လည်းမပေးရဘူး decision လည်းမပေးရဘူးကျွန်တော်တို့ဘယ်သူမှ decision မပေးဘူးကျွန်တော်ဒါလောက်ကမှဒါလောက်ကမှလို့ကြိုက်တာလို့အဲ့တော့ကျွန်တော်တို့ကစိတ်ပညာရင်လေ့လာတင်တယ်စိတ်ပညာကျွန်တော်တို့သိသိမသိသိကြောင်းနားလည်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့အခုလက်ရှိတောင်ကျွန်တော်သိသိမသိသိကြောင်းကျွန်တော်ပြောပြထားလေနော်ကျွန်တော်တို့မသိသိတယ်ဘယ်လိုဝင်မလဲနော်ပုံမှန်အဖြစ်ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ hypnosis ကဒီထဲမှာ hypnosis နဲ့ပတ်သက်လို့လောက်ခံမှုတဲ့ပုံကိုရှိလား hypnotize လောက်ခံမှုတဲ့ဘယ်လိုအဲ့တော့ဆရာပိုင်တို့ညီလေးထွန်းထွန်းမြင့်တို့ကလွယ်လွယ်ကျန်တဲ့ပုံကိုရှိလားရှိကျွန်တော်လက်မလေးပဲဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ emoji တစ်ခုခုပေါ့ထားများပြပါလားအဲ့တော့မထားပြဘူးဆိုတော့မလုပ်ဘူးလားမလုပ်ဘူးဆိုလည်း emoji တစ်ခုထားပြပေးပါလားအဲ့တော့လုပ်ဘူးရဆိုလည်း emoji မထားအောင်မလုပ်ဘူးရဆိုလည်း emoji မထောင်းတာလားโอเคဆိုတော့ โอเคအခုထောင်းလိုက်တဲ့ဟာတွေကဘာတွေလဲတော့ကျွန်တော်မသိတော့ဘူးเนาะမလုပ်ဘူးတာဖြစ်မှတင်အဲ့တော့ကျွန်တော်ဘယ်အောင်ရောက်သွားလဲမသိဘူး hypnosis ကျွန်တော်တို့လုံးမကန်ဘူးတင်အဲ့တော့ကျွန်တော်တို့လူတိုင်းကတနေ့ကိုတဘာဝတိုင်းကိုအိမ်မွေးကြနေတဲ့အခြေအနေကိုအနည်းဆုံး2ကြိမ်ရောက်တယ်ကျွန်တော်တို့အမှန်တကယ်စကလုံးရပြောလို့သာ hypnosis ဆိုတာစိတ်ညိုအိမ်မွေးချပညာရဲ့လို့ကျွန်တော်ထင်ပြီးတော့ဟိုကျွန်တော်တို့ငငယ်ရလို့ချိန်သီးနဲ့ဟိုဆရာဟိုညှို့ဝါပြီးဟိုမှာဟိုကျွန်တော်တို့ညှို့တယ်ဆိုတဲ့စကလုံးကလည်းမြမအတိုင်းဝင်မှာတော်တော်ကိုကျွန်တော်တို့အဲ့စကလုံးကြီးကလည်းတိုင်ပတ်တဲ့စကလုံးစပတ်ကြီးကညှို့တယ်လို့ဘာလို့ညာတော့အဘဲကပေါက်တက်ကြရကြားလာပြီးတော့ဘာတွေပြောလို့ပြောနေမှမသိပါဘူးဗျာကျွန်တော်လည်းငငယ်အဲ့လိုပဲထင်ခဲ့တာစပတ်ကြီးလိုက်လို့ရှိလို့ကြိုက်တော့ပြီးညှို့ဝါလို့ရှိရင်ဒီနေရာပဲပြောင်းတာတော့ဘာတွေမှလည်းမသိဘူးအဲ့ရဲ့ငငယ်က miss တွေအများကြီးပဲအဲ့တော့အဲ့ညှို့တယ်ဆိုတဲ့စကလုံးကြီးတယောက်ယောက်ကိုဇွတ်အတင်းချုပ်ကန်ထားသလိုဇွတ်အတင်းထိမ့်သိမ်းထားသလိုဖြစ်ကျွန်တော်မြုပ်ပြီးတော့ဖြစ်သွားတယ်ကျွန်တော် admin ထင်လို့အဲ့တော့အမှန်တကယ် hypnosis ကလို့မဟုတ်ဘူးနော်တဘာဝတိုင်းတစ်နေ့2ကြိမ်အနည်းဆုံးရောက်တယ်အဲ့ဒါကိုကျွန်တော်အရင်ဆုံးပြောပြမယ်မင်းတို့အခုဆိုကြပါစို့ဒါပြီးသွားလို့ရှိရင်ဆိုကြပါစို့စအိတ်မယ်ဆိုကြပါစို့ဗျာ
အဲ့တော့မျိုးလုံးလေးမိတ်လိုက်တယ်ကျွန်တော်တဖြည်းဖြည်းစိတ်ကငြိမ်ချမ်းလာတယ်ပြီးတော့ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းချင်းနဲ့ကျွန်တော်ဘာလဲဆိုတော့အိတ်မပြောတပြောဖြစ်လာဟုတ်သလားပြီးတော့ဘာဖြစ်သွားလဲအိတ်ပျော်သွားတယ်အဲ့မှာအာကြီးရလို့အနာကြီးရလို့ကျွန်တော်ဘာလဲဆိုတော့ဖြစ်လာအာကြီးရဆိုတာ rapid eye movement မျိုးလုံးလေးလှုပ်တဲ့အချိန်အနာကြီးရဆိုတာ non rapid eye movement မျိုးလုံးမလှုပ်တဲ့အချိန်ထားပါဒါကတော့ကျွန်တော်တို့တခြားပိုင်းအဲ့လိုမျိုးကျွန်တော်တို့ကအိတ်မပြောတပြောအချိန်နေသည်ကျွန်တော်တို့ရဲ့ hypnotic trance ရဲ့အတူတူပဲ hypnotic trance ကလည်းအဲ့အနေလားတဲ့တူအဲ့ဒါတစ်ချိန်ပြတ်သွားတယ်မနက်မိုးလင်းဝီလီဝင်လင်းအိမ်မုံဆုံးမအချိန်မှာလဲအဲ့ဒီရဲ့အုံနောက်ရဲ့ state တွေပါလဲဆိုအဲ့ဒါ alpha နဲ့ beta alpha နဲ့ theta နဲ့ကြားထဲမှာရှိနေတာ alpha နဲ့ theta နဲ့ကြားထဲမှာမနက်မိုးလင်းဝီလီဝင်အိမ်မုံဆုံးမဖြစ်နေတဲ့အချိန်ကလည်းအဲ့ဒါ alpha နဲ့ theta ကြားထဲမှာရှိတယ် brain wave ကအဲ့အချိန်ဒီတဘာဝတိုင်းကိုမသိစိတ်ပို့နေတဲ့အချိန်အဲ့ဒါကျွန်တော်တို့ရဲ့ hypnosis နဲ့ပြောမယ်ဆိုအဲ့ဒါ trance တဲ့ရောက်နေလို့ခေါ်တယ်အိမ်မွေးကြနေလို့ခေါ်တယ်အဲ့တော့လူတစ်ယောက်ဒီတနေ့ကိုတစ်ချိန်အိမ်အနည်းဆုံး2ချိန်နှစ်ခါအိမ်မွေးကြကျွန်တော်တို့အိမ်မွေးကြတဲ့စကွင်းတွေကဖြတ်သွားရတယ်ဗျာအိမ်မွေးကြတော့မဟုတ်အိမ်မွေးကြတဲ့စကွင်းတွေကဖြတ်သွားတယ်ကျွန်တော်ကြုံမှုနေကြနောက်တစ်ခုကျွန်တော်ပြောပြမယ် game ဆော့တယ်သူမဟုတ်ကိုရန်စိတ်ဝင်စားတဲ့ຢာတစ်ခုလုပ်တယ်ဆိုရင်ထမင်းမေ့ဟင်းမေ့မေ့သွားတာလောကကြီးနဲ့ဆက်တယ်ပြတ်ပြီးတော့ကိုနဲ့ဓာနဲ့ပဲကြံတော့တာကိုနဲ့ game နဲ့သူမဟုတ်ကိုနဲ့ကိုစိတ်ဝင်စားကြတယ်ပဲကြံတော့တာအဲ့လိုချိန်ဖြစ်ဘူးလားမသိဘူးနော်ဖြစ်ဘူးလားမသိဘူးဖြစ်ဘူးရင်ကျွန်တော် emoji လေးတစ်ခုပေးပါဟယ်လိုကျွန်တော်အတန်ပဲထိတွေဖြစ်နေတာလားဒါမှမဟုတ်ရင်နားထောင်တဲ့ပုံကိုယ်တွေပဲစာရိုက်နေတာလားလိုင်းရောကောင်းလားမသိဘူးအော်ဆရာပါမေးလိုက်တာလည်းမသိဘူးနော်ကျော်လိန်နည်းနည်းကြားနေလို့လည်းမကြားရတော့ဟုတ်ကျွန်တော်တို့တခုခုအာယုံစိုက်နေရင်းနဲ့ကမ္ဘာလောကကြီးတစ်ခုလုံးနဲ့ဆက်သွယ်ပြတ်ပြီးတော့ဒီထဲမှာပဲလုံးဝဒီဟာဒါနဲ့ကိုယ်နဲ့ပဲရှိတော့အမှ game ဆော့ဆို game နဲ့ကိုယ်နဲ့ပဲရှိတော့တာပြင်ပဘယ်သူတွေပဲဘာတော့ဘာသာနေပဲကြကြကြလုံးဝလွတ်သွားတာလုံးဝအဲ့ပေါ်မှာအာယုံမရှိတော့တာအဲ့လိုဖြစ်ဘူးလားမသိဘူးဖြစ်ပူပါဆရာโอเคကျေးဇူးတင်ပါတယ်ဟုတ်ဖြစ်ဖူးပါတယ်ဆရာโอเคကျေးဇူးတင်ပါတယ်အဲ့ဒါဒီသဘာဝတိုင်း trance ရောက်တာ trance ဆိုတာကျွန်တော်တို့အိပ်မှုကြတာသဘာဝတိုင်းရောက်နေချိန်နေဘာရောက်နေရလဲဆိုတော့ကျွန်တော်တို့ရဲ့ consciousness လို့ခေါ်တယ်အာယုံသိမှုအာယုံသိမှုသည်ဒီ gain နဲ့ကိုယ်နဲ့ပဲရှိနေတာအဲ့ဒီမှာပြင်ပလာတဲ့အမြင်ကြားနဲ့ထိတွေ့ရတာဆိုရင်အာယုံ၅ပါးအကုန်လုံးပိတ်သွားပြီးတော့ဒါပဲရှိတော့တာကိုယ်စိတ်ထဲမှာဒါနဲ့ပဲရှိတော့တာဒီနှစ်ခုပဲရှိတော့တာသူနဲ့ကိုယ်နဲ့သာဖုန်းဖြစ်ရင်ဖြစ်မယ်စာအုပ်ဖြစ်ရင်ဖြစ်မယ်နော်အလုပ်လေးအရာတစ်ခုခုဖြစ်ရင်ဖြစ်မယ်အဲ့ဒါဒီ auto state of consciousness လို့ခေါ်တယ်အာယုံသိမှုပြောင်းလဲသွားတဲ့စိတ်ချင်းဒီကဲနော်နည်းနည်းလေးကျွန်တော်လိုက်ပြီးတော့တေချာလေးလိုက်ပြီးတော့စဉ်းစားကြည့်နော်ကျွန်တော်တို့ပြင်ပမှာအတန်တွေကြားနေရတယ်ဒါပေမဲ့ကျွန်တော်နားလည်းမဝင်လာတော့ကိုရှိမှလူတွေဖြတ်သွားတယ်အမှားအပြစာအုပ်ဖတ်နေဆိုကြပါစို့နော်ကိုရှိမှလူတွေဖြတ်သွားတယ်ကိုကဒီထဲမှာဇံဝင်နေတော့လူတွေဖြတ်သွားလဲစိတ်ဝင်လာတော့ဒီထဲမှာပဲဒါပေမဲ့ဖြတ်သွားလို့ဖြတ်သွားမှန်းတော့မသိတော့ဘေးနာဈေးတဲ့ဘာအော်ဝါလို့အော်ဝါမှန်းမသိတော့ဂိမ်းဆော့နေဆိုပူဆွေးရနော်ဘေးနာဈေးတဲ့ဘာအော်ဝါလို့အော်ဝါမှန်းမသိတော့ကိုရဲ့စိတ်ဒီဒါပဲရှိတော့တာကိုရဲ့အာယုံသိမှုအားလုံးဒီမှာပဲရှိတော့အဲ့ချိန်မှာကိုကမှဟိုကိုချစ်တော့ချင်းခိုင်းနေလည်းမသိတော့လားမသိနော်အခုလို့ကျွန်တော်တို့ဒီမှာဒီကိစ္စဒီကြောင်းကိုကျွန်တော်တို့ကတေချာလိုက်ပြီးတော့စဉ်းစားနေတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့ခန္ဓာကိုယ်မှာကိုယ့်ရဲ့အိမ်အနေနဲ့ကိုယ်နဲ့ထိုင်ကုန်နဲ့ထိနေတာတွေလို့ဒါတွေလည်းကိုယ်မသိတော့အဲ့လိုပြောလိုက်မှကိုယ့်အိမ်နဲ့ကိုယ့်ခန္ဓာကိုယ်နဲ့ထိတာအဲ့လိုပြောလိုက်မှကိုယ့်ရဲ့ထိုင်ကုန်နဲ့ကိုယ့်ရဲ့တင်မသုံးမပေါင်နေနဲ့ထိနေအောင်တွားပြီးအောင်ဆိုင်ပြီးအဲ့ဒါကျွန်တော်သမင်တက order state လုပ်ပြီးလိုက်တာစိတ်ညှို့လိုက်တဲ့အခါကျတော့ပြင်ပရဲ့အာရုံနဲ့အကုန်ပိတ်ပြီးတော့ကိုယ့်ရဲ့အတွင်းနဲ့ကိုယ့်ရဲ့
အတွင်းနဲ့ကိုပြန်ဝင်သွားတာအလားတန်တူတူပဲအဲ့တော့ပြင်ပတကားတွေအကုန်ပိတ်ပြီးတော့ကိုအတွင်းနဲ့ကိုပြန်ဝင်သွားတော့ကိုဘာဖြစ်လဲဆိုတော့ကိုမြင်လာရတယ်သိလာရတယ်ကိုဒီမှာဘာတွေခံစားနေရတယ်ဘာကြောင့်ဘလို့ဖြစ်လာလဲဆိုတော့ကိုယ့်ဘက်ကိုယ်ရှင်းရှင်းလင်းလင်းမြင်လာရတယ်အဲ့တော့အဲ့နေရာမှာကျွန်တော်တခုမေးကြည့်မလို့လားအဲ့လိုအခြေအနေမျိုးမှာကိုဒီလက်ကိုဝင်ပြီးတော့ကိုဘာဖြစ်လို့ဖြစ်နေမှန်းသိနေတဲ့အခြေအနေမျိုးမှာစိတ်ညှို့ဆရာကပြင်ပကစိတ်ညှို့ဆရာတမို့ဆရာမကဒီပုဂ္ဂိုလ်ကိုခိုင်းနေတာခိုင်းလို့ရမယ်ထင်လားလုံးဝမရဘူးကြားမင်းစိတ်ညှို့ရင်တော့မှအဲ့လိုလုပ်လို့မရဘူးစိတ်ညှို့ပညာရပ်မှာအညှို့ကန်လက်မခံဘဲနဲ့စိတ်ညှို့ဆရာကအတင်းအဓမ္မလုပ်လို့ရတယ်ဆိုတာတခုမှမရှိဘူးရပါတယ်လို့ပြောရင်အဲ့လိုလိမ့်တာအညှို့ကန်လက်မခံဘဲနဲ့ဇွတ်သေးအညှို့ကန်ကိုကျွန်တော်တို့ကဥမာပြောဟိုလိုစိတ်ညှို့ပြီးတော့ကျွန်တော်တို့ပတ်စံနေလိန်တောင်းတယ်လို့စိတ်ညှို့ပြီးတော့သူ့ရဲ့အတွေးတွေအကုန်မေးတယ်လို့စိတ်ညှို့ပြီးတော့အဓမ္မတွေစော်ကားပြုကျင့်နေဆိုတာအဲ့ဒါလိန်ပြောနေတာဘယ်လို့မှလုပ်လို့မရဘူးဘလို့မှလုပ်လို့မရအောင်စိတ်ညှို့ကနောက်ပြီးတော့စိတ်ညှို့ပညာကတိုသေးလည်းမဟုတ်ဘူးနော်ကျွန်တော်တို့တချို့လာမိတယ်ဟိုတိုသေးလာတယ်တိုသေးလည်းမဟုတ်ဘူးအဲ့အကြောင်းကျွန်တော်လာမိကျွန်တော်မသိဘူးကျွန်တော်မသိဘူးကျွန်တော်ဆေးကြောင်းနဲ့မပတ်သက်ဘူးအဲ့ဒါကျွန်တော်လိုက်မဟုတ်ကျွန်တော်စိတ်ညှို့ပညာရဲဆိုတာကအညှို့ကန်လက်ခံပြီးတော့အညှို့ကန်ဖြစ်ခြင်းတဲ့ຢာကိုကျွန်တော်တို့ကဘေးနာ support ပေးရတယ်အဲ့တော့စိတ်ညှို့ပြီးတော့လူတယောက်ကိုဘလို့လက်ကုပ်တွေကရေလိုမျိုးလို့ဒါမှမဟုတ်လူတယောက်ရဲ့အတွေးမေးတာလို့ငါ့ကိုဟိုဘလို့ခေါ်မလဲငါ့ကိုအတင်းအဓမ္မလှုပ်သွားမလားလို့ဒါမှမဟုတ်ငါ့ကိုဘလို့ခေါ်မလဲငါမပြောချင်တာတွေပြောခိုင်းမလားဘာညာတာတွေထင်နေကြအကုန်လုံးထင်တာအမှားတွေထင်တာအမှားတွေကိုလက်မခံရင်ဘာမှဘယ်စိတ်ညှို့စရာဘာမှလုပ်လို့မရဘူးကဘာမှသေသွားတဲ့စိတ်ညှို့စရာကြီးအကုန်ပေါင်းလာညှို့ရင်တော့မရဒီသားမင်းစိတ်ညှို့လည်းမရနော်အဲ့တော့အဲ့ဒါအားလုံးကယူဆမှားတွေပါဒါတွေဒီလူတွေကစိတ်ညှို့ပညာအကြောင်းမသိလို့စိတ်ထင်ရကြားဘူးနာဝတွေနဲ့ရှောက်တွေးပြီးတော့ထင်ပြီးတော့လုပ်နေတဲ့အရာတွေဖြစ်ပါတယ်အမှန်တကယ်အဲ့ဒါအားလုံးက miss ဖြစ်ပါတယ်နော်အယူဆလွဲမှားတွေဖြစ်ပါတယ်အဲ့တော့အခြေခံအမြင့်မိမိကိုယ်ကိုမိမိစိတ်ညှို့လီတော့ကျွန်တော်ဒီမှာsharing လုပ်ချင်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ခု9မိနစ်ပို့သွားပြီဒါပေမဲ့ကျွန်တော်ဝင်လာတဲ့နောက်ကြတဲ့နောက်ဟိုကျွန်တော်ဟိုမီဒီမီနဲ့ဆိုတော့ကျွန်တော်ဆမ်မနာတစ်ခုလုံးပြီးသွားတဲ့အခါမှာတင်ကလက်မြန်မာလုပ်တဲ့ကျွန်တော်တို့ modern hypnosis နဲ့ပတ်သက်လို့ဆမ်မနာတစ်ခုလုံးပြီးသွားတဲ့အခါမှာ hypnosis ဘယ်လိုလုပ်လိုက်ရမှမသိဘူးဆိုတာဖြစ်မှာဆိုလို့အဲ့တော့ modern hypnosis ခေါင်းစဉ်ဘာကြောင့်ပေးလဲဆိုတော့ scientific နဲ့ကျွန်တော်တို့ကချင်းကပ်ထားလို့ modern hypnosis ကိုလမ်းကြောင်းခေါင်းစဉ်ပေးလာတာကျွန်တော်တို့ကထင်ရမြင်စိတ်ပညာလို့နော်နောက်ပြီးတော့ကျွန်တော်တို့ကဘာမှမသိတဲ့ဟိုဘာလဲဘိုးတော်လိုဂမ်မီယာလိုအောက်လန်းလိုအထက်လန်းလိုဟိုတိတ်ပံနီးမကြတဲ့ຢာကြီးတခုမှကျွန်တော်တို့ပဲ့တယ်အကုန်ပဲ့တယ်ဥပမာပြကျွန်တော်မြန်မာစာအုပ်တွေကြည့်လိုက်ရှေးမြန်မာစာအုပ်တွေကြည့်လို့ရှိရင်စိတ်ညှို့ပြီးတော့အမြင်ဖွင့်နေလို့ကြားဖွင့်နေလို့လေးပေါ်ပြန်နေလို့ဘာလို့ညာတော့အဲ့အရာလုံးကျွန်တော်အမြင်နဲ့ပြောတာနော်ကျွန်တော်အမြင်နဲ့ပြောတာအဲ့အရာလုံးအမှားတွေကြီးပဲအဲ့စာအုပ်တွေအမှားတွေကြီးပဲဘာကြောင့်မှားသလဲအဲ့ကာလာရေးခဲ့လို့ဆရာတွေမတော်တာမဟုတ်နော်ဆရာတွေမတော်တာမဟုတ်ဘူးအဲ့ကာလာကရေးခဲ့တာတချို့စာအုပ်တွေဆိုလို့ရှိရင်ကျွန်တော်ဒီမှာခေါင်းစဉ်တော့မပြောတော့ဘူးတချို့စာအုပ်တွေဆိုလို့ရှိရင်ကျွန်တော်အဖိုးရွယ်လောက်ရှိတယ်1920 30လောက်လားမသိဘူးအဲ့လောက်ကရေးခဲ့တဲ့စာအုပ်ကျွန်တော်အဖိုးတော်မမွေးလောက်သေးတယ်လောက်သေးဟုတ်တယ် sorry ကျွန်တော်အဖိုးတော်မမွေးသေးဘူးအဲ့တုန်းကရေးထားတဲ့စာအုပ်စဉ်းစားကြည့်ဗျာအဲ့တုန်းကပညာရကအဲ့တုန်းကသိပ္ပံပညာထုံးကားတာ ਨੇ ကြည့်လိုက်အဲ့တော့စာရေးဆရာတွေကလည်းကျွန်တော်တို့အဲ့တုန်းကခေတ်စနစ်အရရှိတဲ့အရာပေါ်မှာ base ခံပြီးရေးကြတာပညာတစ်ခုလေ့လာတဲ့အခါမှာပညာရဲ့တိုးတက်လာတဲ့ကျွန်တော်တို့ကအရာတွေကိုကျွန်တော်တို့ကသူ့ခေတ်သူ့ခါလိုက်ကိုကျွန်တော်က live လေ့လာပြီးတော့ပဲကျွန်တော်တို့အော်ဒီခေတ်ဒီခါလာဒီလိုယူဆခဲ့ပါလားဆိုရင်အမြင်မျိုးပဲမြင်ုံပဲเนาะအမြဲတမ်းမှန်တယ်လို့ကျွန်တော်မဆိုလို့နော်
အဲ့ဒါကြောင့်တချို့သောခေတ်မှာရေးရတဲ့စာအုပ်တွေအခုခေတ်မှာကြည့်လို့ရှိရင်ဘာတွေမှလည်းမသိဘူးကျွန်တော်လည်းမသိဘူးဒါပေမဲ့ပြန်လေ့လာရင်တော့ဒါဒီခေတ်ဒီကာလဒီလိုမျိုးယူဆခဲ့တာလက်ခံလားဆို no လက်မခံဥပမာကျွန်တော်တို့ hypnosis ရဲ့ပထမဆုံးဖခင်ဖြစ်တဲ့ Masma ဒေါက်တာ Masma သူ့ရဲ့ယူဆတွေကိုပွင့်လင်းပြောကျွန်တော်လက်ခံလားဆိုတော့လက်မခံဘူးဒါပေမဲ့အဲ့ဒီ Masma စခဲ့လို့ scientific hypnosis ကဖြစ်လာတာတစင်ချင်းနောက်ရဲ့ပညာရှင်တွေက develop လုပ်ပြီးတော့ကျွန်တော်ပညာကတိုးတက်လာတာဒါကြောင့်ကျန်းရင်းနေလိုက်ဖတ်မယ်ဆိုရင်ကျွန်တော်တို့ကကျန်းရင်းဆိုတာဒီပညာတစ်ခုရဲ့ဟိုးရင်ခံဟိုဘယ်လိုခေါ်မလဲစပြီးတော့ကျွန်တော်တို့ပထမဆုံး theory တီထွင်တဲ့ပုံကိုကျန်းရင်းနေလို့ခေါ်ကျန်းရင်းတွေကိုလိုက်ဖတ်မယ်ဆိုရင်ကျွန်တော်တို့ကသူတို့ပြောတာအမှန်လို့ကျွန်တော်မယူဆနိုင်ဘူးအကုန်လုံးကျွန်တော်လေ့လာမယ်ပညာ develop လို့ဖြစ်ခဲ့လေသူတို့ MIS ဆိုရှိတယ် SO ညင်းတဲ့တခြားသောပညာရှင်တွေကဘယ်လိုတွေအိမ်ကဘယ်လိုဖြစ်ကြတယ်ပေါ့ဗျာကိုယ့်နဲ့ကိုယ်စိတ်ထဲမှာပုံဖော်ကြည့်အရင်နေတာရှိတာဒါပေမဲ့အဲ့ဒါကိုလေ့လာဖို့အတွက်ဆိုရင်တော့ပညာကိုယင်လေ့လာပညာကိုလေ့လာပြီးတော့ကိုယ်တိုင် practice လုပ်ကျွမ်းလာတဲ့အခါကျမှကျွန်တော်တို့ဗာလဲဆိုတော့ကျင်းနေပါလိုက်ချင်းလိုက်ပေါ့ဗျအဲ့ဒါတော့နော်အဲ့တော့ကျွန်တော်တို့ပြန်လာမယ်အဲ့တော့ကို hypnosis ဘယ်လိုလုပ်မလဲကျွန်တော် self hypnosis လုပ်နေတော့ကျွန်တော်တို့ပြောပြမယ်ဆရာပိုင်လည်းပြောသွားတယ်ထင်ပါတယ်နော်ဒါပေမဲ့ဆရာပိုင်ပြောသွားရဆိုရင်တော့ကျွန်တော်မပြောလိုက်ရတယ်နော်ဒါပေမဲ့ကျွန်တော်ဒီမှာနေနေတော့ကျွန်တော်ပြန်ပြောမယ်နံပါတ်1ကျွန်တော်တို့ဗာလဲဆိုတော့တိတ်ဆိတ်တဲ့နေရာရှာရမယ်အဲ့တော့ဘယ် hypnosis recording ကိုမှလမ်းလျှောက်နေရင်းလို့ကားမောင်းနေရင်းလို့အလုပ်လုပ်နေရင်းလို့နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့ hypnosis recording က close sign process ပြောတာနော်မျက်လုံးပိတ်တဲ့ process တွေပြောတာမျက်လုံးပိတ်ပြီးတော့လုပ်ရတဲ့ဟာမျိုးအဲ့တော့ကျွန်တော်တို့ hypnosis နဲ့ပတ်သက်လို့ဒီမျက်လုံးပိတ်တဲ့ process တွေအားလုံးဒီအိမ်မှာအေးစစ်စစ်တက်တောင့်တက်တာနဲ့ရှိနေတဲ့အချိန်မှာပဲလုပ်ရမယ်လမ်းလျှောက်နေတာကားမောင်းနေတာကားစီးနေတာအန်ရရှိတဲ့လုပ်တွေလုပ်နေတာထမင်းချက်နေတဲ့မျိုးလုံးမိတ်ပြီးတော့ hypnosis လုပ်တာတွေလုံးဝမရအောင်နော်အန်ရရှိတယ်အိမ်မှာအေးဆေးနဲ့ကျွန်တော်တို့နားနေတဲ့အချိန်မှသာလေ hypnosis လုပ်ရမယ်အဲ့တော့ဒါဒီကျွန်တော်တို့ဒါအရေးကြီးဆုံးချက်ပဲအဲ့တော့ဆိုကြပါစို့ကျွန်တော်အားလုံးဒီတက်တာရှိသွားပြီဆိုရင်အိမ်မှာခုံမထိုင်လို့ရတယ်လှဲလို့ရတယ်တိုက်လို့လုပ်လို့ရတယ်အခုလည်းမလုပ်နဲ့နော်အခုလည်းမလုပ်ထိုင်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့သို့မဟုတ်လှဲပြီးတော့မျက်လုံးလေးပိတ်မယ်ပိတ်ပြီးတော့ကျွန်တော်တို့ကဗာလဲဆိုတော့ဝင်လေထွက်လေကိုစပြီးတော့အောင်ဆက်လိုက်ခဏလေးဆိုလို့ကျွန်တော်မျက်လုံးပိတ်လိုက်တဲ့ကြောင့်မို့ကျွန်တော်တို့အမြင်အောင်နဲ့ပတ်သက်လို့ဘာ information မှပြင်ပမဝင်တော့ဒါသတင်းချက်လက်မှမဝင်တော့ကျွန်တော်မှအကြားရှိမယ်အထီးတွေရှိမယ်စိတ်ကိုတဖြည်းဖြည်းချင်းကျွန်တော်တို့ဗာလဲဆိုတော့ဝင်လေထွက်လေမှာအောင်ဆက်လိုက်ကြရစိတ်ကိုတနေရာလေးကောက်စုလိုက်ပထမစိတ်ကငြိမ်မှာမဟုတ်ဘူးဘာကြောင့်မငြိမ်လဲတဲ့ brain wave ကိုကမငြိမ်သေးတာအုံနောက်ကိုကျွန်တော်ဗာလဲဟို scan တွေဖတ်ကြည့်လိုက်အဲ့မှာ brain wave တွေရှိစစချင်း conscious လေအခုလက်ရှိဒီရလူတွေအားလုံးဒီကျွန်တော်တို့ဘယ်နေရာမှာရှိလဲဆိုတော့alpha state alpha ပုံမှာဆိုတော့ beta state မှာရှိနော်အဲ့တော့ beta level မှာရှိတယ်အဲ့တော့ဒီရဲ့ brain wave တွေဒီကျွန်တော်တို့ကဗာလဲဆိုတော့လှုပ်နေလိမ့်မယ်တချို့တွေကကျွန်တော်ပြောတာကိုလိုက်ပြီးတော့အစတွေကလေ့လာနေပြီးတော့ AC နဲ့ငြိမ်ပြီးတော့လေ့လာနေလူတွေက alpha state တွေကိုရောက်နေလောက် brain wave ငြိမ်နေဆိုတော့အဲ့လိုမျိုးစငြိမ်မှုတော့အချိန်တစ်ခုပေးရတယ်အဲ့တော့စိတ်နဲ့ခန္ဓာကိုယ်ဆက်တဲ့အတွက်ကြောင့်မလို့စိတ်ငြိမ်ရင်ခန္ဓာကိုယ်လည်းငြိမ်လာတယ်လို့ခန္ဓာကိုယ်ငြိမ်သွားရင်စိတ်လည်းငြိမ်သွားတယ်အဲ့တော့ကျွန်တော်တို့ကထိုင်လိုက်မယ်မျက်လုံးလေးပိတ်မယ်ဝင်လေထွက်လေကိုစရပြီးအောင်ဆက်လိုက်မယ်အဲ့ဒါဆိုစိတ်ကစပြီးတော့ငြိမ်ကြလာတယ်အောင်လည်းစုလာတယ်ပြီးတော့ကျွန်တော်တို့ခေါင်းကရင်ဟိုးခြေထောက်ထိအကျော်လျှော့တယ်ဒါမှမဟုတ်ခြေထောက်ကနေဟိုးခေါင်းထိပြန်ပြီးတော့ပြန်တက်လာတယ်နှစ်ခုကကြိုက်တာလို့အစင်ပြေလို့ကိုအားတန်လို့တခါလေမှလေးပညာလေးလာတဲ့ခါမှလေခေါင်းမရင်ခြေထောက်ကိုလျှော့အောင်မလားလို့ခြေထောက်ရင်ခေါင်းအောင်လျှော့အောင်မလားလို့ဟိုဆရာဟိုလိုလုပ်တယ်လို့ဒီဆရာဒီလိုလုပ်တယ်ဆိုအဲ့ရတွေကလေကျွန်တော်သိလာဘူးတိတ်အရေးမကြီးတဲ့အပိုင်းအစင်ပြေလို့အဲ့အရေးမကြီးဘူးရတယ်ဟို realization မတက်ကကောင်းလားဟိုလိုနီးရကောင်းလားဒီနီးရကောင်းလားမဟုတ်ကိုယ့်အတွက်အစင်ပြေတာအစင်ပြေလုပ်လိုက်အစင်မပြေမလုပ်နဲ့အဲ့ဒီအဲ့တော့ realization method ဆိုတော့ realization method ကိုကျွန်တော်ကပြီးပြအောင်လုပ်ကြမယ်ခေါင်းဝဆခြေထောက်ကစကျင်နေနေအဆင်ပြေတယ်အဲ့တော့ realization method sorry စိတ်ညှို့တဲ့နီးလန်းနေရလဲအများကြီးရှိတယ်အဲ့ဒါတွေကျွန်တော်မပြောတော့ realization method ပဲပြောမယ်အဲ့တော့ခေါင်းဝဆပြီးတော့ဟိုးခြေဘွားဒီအကျော်တွေအလုံးစိတ်နဲ့တစ်စင်ချင်းရှော့ချလိုက်ရှော့တဲ့အခါမှာ
ဘလို့ဖြစ်အောင်ရှော့အောင်မလဲဆိုတော့ရုပ်သေးကျိုးဖြစ်တဲ့ပမာဖြစ်အောင်ရှော့အောင်ကိုယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကကိုယ်နဲ့မပတ်သက်တော့လို့ရှော့ချပြဥပမာစိတ်နဲ့ခန္ဓာကိုယ်လုံးဝစိတ်ကိုလုံးဝညင်အောင်ထားပြီးတော့ခန္ဓာကိုယ်ကြီးလုံးဝဘာမှကျွန်တော်တို့ဘယ်လိုကောမလဲဗျာ control ထားတယ်ပေါ့ကျွန်တော်တို့ပြောတာတော့ဘာမှလက်တွေကိုဆိုလဲတင်းကျပ်ထားတာလို့ဒါမှမဟုတ်အတင်းကြီးကိုးထားတာအတင်းကြီးဆန့်ထားတာအဲ့လိုမျိုးလုံးဝမလုပ်နဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဗျာရုပ်သေးရုပ်ကိုကျိုးဆွဲရတယ်ဆိုတော့အဲ့ကျိုးကိုလွတ်ချလိုက်အဲ့ကျိုးဖြတ်ချလိုက်ရုပ်သေးကပုံကြပါလိမ့်အဲ့လိုရှော့ချလိုက်ခန္ဓာကိုယ်မှာရှိတဲ့အကြောတွေကဘာလို့မှမလုပ်ပဲတူငြိမ်းသွားတဲ့ချိန်ခန္ဓာကိုယ်ကငြိမ်သက်လာလိမ့်မယ်ခန္ဓာကိုယ်ငြိမ်လာရင်စိတ်လည်းငြိမ်လာအဲ့ဒါဆိုသဘာဝအပြင် brain wave လည်းကျလာတယ်တွေးခုံလုံးကျလာတယ်အသက်ရှင်လုံးကျလာတယ်အဲ့ဒီသဘာဝတိုင်းကျွန်တော်တို့အိမ်မွေးကြတဲ့စကွင်းကိုရောက်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဗာလဲမတိစိတ်စပြီးတော့ပွင့်လာပြီလို့ကျွန်တော်တို့ယူဆလို့ရပြီအဲ့အချိန်ညမှာကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဘာဖြစ်ချင်လဲကျွန်တော်တို့ဖြစ်ချင်တာကိုပဲနော်မဖြစ်ချင်တာတွေဟိုကျွန်တော်မဆင်းရဲခြင်းဘူးလို့ကျွန်တော်ဒုက္ခမရောက်ခြင်းဘူးလို့နော်ကျွန်တော်ယောဂမရခြင်းဘူးလို့အဲ့မတွေလုံးဝရှောင်နော်ကျွန်တော်ချမ်းသာခြင်းနဲ့နော်ကျွန်တော်အဆင်ပြေပြေနေခြင်းနဲ့အစရှိပြနော် positive တွေပဲပြောအဲ့တော့ကိုဖြစ်ချင်တာတွေအားလုံးပုံဖော်လိုက်မြင်အောင်မယ်ပြီးတော့ခံစားမယ်ပြီးတော့အဲ့ဒါကိုအချိန်ချင်းစိတ်ထဲမှာယွတ်နေလိုက် positive ပဲယွတ်တိုးယွတ်ဟိုအစိမ်းယွတ်လို့လေကျွန်တော်တို့ရှေ့ရွတ်စရာမလိုဥမာပြကိုကဘာလဲဆိုဥမာတစ်လောက်ဆွကြပါလို့နော်350ဝင်နေဆိုတစ်လောက်350ဝင်နေပြီဒီလိုပဲယွတ်အဲ့တော့စိတ်ကူးတော့ဘာပုံဖော်ထားအောင်လဲတစ်လောက်350ကိုပုံဖော်လို့ရတယ်နော်ဥမာငွေလိုကြီးပုံဖော်လို့ရတယ်ဒါမှမဟုတ်ဘဏ်အကောင့်ထဲမှာ350ဝင်နေတာပုံဖော်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ရွှေတွေငွေတွေပုံဖော်လို့ရတယ်တိတ်တာပုံဖော်လို့ရတယ်ပို့တက်စင်ပြတာပုံဖော်အဲ့တော့စိတ်ထဲမှာကျွန်တော်တို့ဒီကိုလိုချင်တဲ့ဟာကိုပုံဖော်မယ်ပုံဖော်ပြီးတော့ကိုယ့်ရဲ့နှုတ်ထဲမှာအစိုးကိုယ့်ရဲ့စိတ်ထဲမှာပါလဲဆိုတော့တစ်လား350ဆိုစိုးကြပါလို့နော်350ဝင်နေပြီအဲ့ဒါပဲထိုင်ရနေလေဒါမှမဟုတ်ရင်ငါလုံနိုင်တယ်ငါအောင်မြင်မှုနဲ့ထိုက်တန်တယ်အစရှိတဲ့ positive စကားကြီးကျွန်တော်ပြောနေဘယ်လောက်ထိပြောရမလဲဆိုတော့ညားလေကောင်းနေပြီများပြီးတော့မပြောချင်တာကြီးဆက်ပြောနေတာမျိုးတော့မလုပ်နဲ့နော်စိတ်မပါတာကြီးဆက်ပြောတာတော့မလုပ်နဲ့ပုံမှန်အဖြစ်ကျွန်တော်အကြိမ်20 30လောက်ဆိုကျွန်တော်တို့ကဟိုအဆင်ပြေတယ်လို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ပုံရိပ်ဖော်မယ်တေချာ positive emotion ခံစားမယ်အဲ့တော့ကိုလိုချင်တဲ့ပန်းတိုင်းကိုကျွန်တော်တို့ကတကယ်တမ်းရတဲ့အခါမှာဘယ်လိုခံစားလဲပျော်တာပေါ့ဒါမှမဟုတ်ပီတိဖြစ်တယ်ဒါမှမဟုတ်ကိုယ်ကျေနပ်တယ်ဒါမှမဟုတ်ကိုယ်အားရတယ်အဲ့တော့ပုံဖော်တာအဲ့ရောက်ခံစားတာအဲ့ရောက်ခံစားပြီးတော့ငါလုံနိုင်တယ်ဒါမှမဟုတ်ရင်ငါဒါတွေကိုရှာနိုင်တယ်ဒါမှမဟုတ်ငါဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တယ်ငါချမ်းသာတယ်စရှိတယ်ပေါ့လေတိတိကျကျရွေးရင်ပိုကောင်းတယ်အဲ့တော့ဒီတရားပုံကိုယ်တွေဘာလို့ကျင်လဲကျွန်တော်မသိဘူးအဲ့တော့ကိုလိုချင်တာကိုရွေးတခုပဲကျွန်တော်ဒီမှာအဓိကမှားချင်တာ negative မပါဘူးမစင်းရဲခြင်းဘူးဒုက္ခမရောက်ခြင်းဘူးအစရှိဖြစ်မလိုချင်တဲ့အရာနဲ့လိုချင်တဲ့အရာမှာဆိုလိုချင်တာပဲပုံပေါ်မသိစိတ်ကဒူးတွေတုံနေမသိဘူးနားမလဲဘူးမစင်းရဲခြင်းဆိုတွားပြီးပုံပေါ်စင်းရတာပဲမြင်လိုက် keyword တွေရေးကြည့်တယ်မဖြစ်ချင်တာလည်းဖြစ်ချင်တာမှာဖြစ်ချင်တာပဲအောင်ဆက်အချင်းချင်းထိုင်ရောက်နေလိုက်အဲ့တိုင်းမနဲ့နေလဲညကျွန်တော်လုတ်ကြည့်လိုက်တရားစခန်းဝင်သူတွေကကိုယ့်ကိုလုတ်ကြည့်လိုက်ဗျာဒါဆို21ရက်လောက်လုတ်ကြည့်လိုက်ပြောင်းတယ်ဘာမှမပြောင်းဆိုတဲ့ပုံကိုလုတ်ကြည့်လိုက်ဒါပေမဲ့တေချာတော့စနစ်တကျလုံနော်တေချာစနစ်တကျလုံမယ်ဆိုရအောင်လုတ်အဲ့21ရက်ကိုယ့်စိတ်ကိုယ်တာကောက်ထွင်းကြီးကိုလိုချင်တဲ့စိတ်အခြေအနေပြောင်းတယ်မပြောင်းလဲစရာဘာကြောင့်မှမရှိဘူးစိတ်ယောဂရသွားတာလို့ဟို abnormal ဖြစ်သွားလို့ဆိုတော့ကျွန်တော်အဲ့ဒါတော့တခြားသောချွင်းချက်နော်အဲ့လိုပုံကိုယ်တွေဆိုတော့ကျွန်တော်တခြားသောချွင်းချက်တွေနဲ့ကျွန်တော်ပြောရမှာတာမန်လူတွေမှန်သမျှစိတ်ယောဂရတယ် abnormal ဖြစ်တယ် abnormal လောက်ထိရကျွန်တော်တို့ကလက်ခံလို့ရတယ်စိတ်ယောဂဆိုတဲ့ disorder ဖြစ်သွားရင်ကျွန်တော် hypnosis နဲ့ကုလို့မရဘူးနော်ကျွန်တော် hypnosis ကလူကောင်းတွေကိုပဲပိုကောင်းအောင်လုပ်ပေးတာလူကောင်းတွေနည်းနည်းဆန်လွဲသွားတဲ့ပုံကိုယ်တွေပဲပြန်တဲ့ပေးတာယူသွားရင်မရအောင်နော်ယောဂရဖြစ်သွားရင်မရအောင်
ကျွန်တော်ရဲ့ process ကမူးနေတဲ့လူတွေယူနေတဲ့လူတွေကျွန်တော်တို့စိတ်ဓာတ်မမှန်တဲ့လူတွေကျွန်တော်တို့ပြောတာကိုနားလည်နိုင်လောက်တဲ့အသိစိတ် level မရှိတော့တဲ့လူတွေကျွန်တော်တို့ဘာမှကုပေးလို့မရဘူးကူညီပေးလို့မရဘူးအဲ့တော့ကျွန်တော်တို့ခုနပြန်သွားမယ်ကိုယ်သာတကယ်လို့လိုချင်တဲ့အရာနှစ်ကာဖြစ်ချင်တဲ့အရာဆိုရင်အဲ့ဒါကိုပြောင်းလို့ရတယ်ဘယ်ဘက်ချမ်းပြောင်းမလဲဆိုတော့ကိုယ့်ရဲ့အတွင်းထဲ mindset ကိုပြောင်းတာနော်ဥပမာဖြစ်နိုင်တဲ့ဟာကိုတော့ကျွန်တော်ပြောပြမယ်ကိုကအခုမှတစ်လောက်10သိန်း15သိန်းလောက်ပဲဝင်တယ်ဆိုကြပါစို့နော်ဒါဆိုရင်ကျွန်တော်21ရက်ပြောင်းမယ်ဘီလီယံနာဖြစ်မလားဆိုတော့စဉ်းစားကြည့်ဒီလောက်ဆိုစဉ်းစားကြည့်ပါနော်မဖြစ်နိုင်တဲ့ပမာဏအဲ့အတွက်ကိုယ်မှာလုံလောက်တဲ့ resources ရှိလားလုံလောက်တဲ့အသိဉာဏ်ပညာလုံလောက်တဲ့ network လုံလောက်တဲ့ leverage power လုံလောက်တဲ့ဘယ်လိုကောမလဲ experience လုံလောက်တဲ့ skills ဒါတွေရှိလားရှိတယ်ဆိုတော့ပြောလို့မရဘူးလေရမှာပေါ့လုံလောက်တဲ့ဥပမာပြဆိုကြပါစို့တချို့ပုဂ္ဂိုလ်တွေကကျွန်တော်ပြောပြမယ်ပြသလား network ရှိနေလို့ရှိရင်တချို့သော level မှာပြောရနော်သူလောက်လို့ရှိလို့ရှိရင်သူ support ပေးမဲ့လူအများကြီးရှိတယ်ဥပမာပြစီဝိုင်းလောကမှာဆိုလို့ရှိရင်နာမည်လည်းကောင်းတယ်နော်ယုံလည်းယုံကြည်ရတယ်အဲ့လိုပုဂ္ဂိုလ်တွေဆိုစီဝိုင်းလောကမှာဆိုခင်ဗျားလက်ကျုပ်ပတ်စံပေးမယ်ထည့်ပေးမယ်တော့လက်ခင်ဗျားဆိုယုံတယ်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒါ तू ကဘာလဲဆိုတော့ financial leverage ရှိလားကိုမှရှိလားရှိတယ်ဆိုတော့ဖြစ်နိုင်တယ်လေအဲ့တော့ leverage တွေလည်းအများကြီးရှိတယ်ထားပါဥပမာပြကိုမှာကကိုဖြစ်ချင်တာကိုနောက်ကရင်ပံ့ပိုးပေးနိုင်တယ်ဒါမှမဟုတ်အနောက်ကရင်ဝိုင်းပါဝင်နိုင်တဲ့လူတွေရှိလားပါဝင်နိုင်တဲ့အခြေအနေရှိလားအဲ့ဒါဆိုတော့ပို့ပြီးတော့ဖြစ်နိုင်တာပေါ့ဆိုလိုချင်တာ realistic ကြမယ်ကိုယ့်ရဲ့ရှိနေတဲ့အရင်းမြစ်တွေဒီပေါ်မှာမူတည်ပြီးတော့ကိုပြောင်းလဲခြင်းနဲ့စိတ် level အခြေအနေကိုပြောင်းလို့ရတယ်ကိုလိုချင်တာရဲ့ကိုယ်တိုင်ဖန်တီးယူလို့ရတယ်အဲ့တော့ဥပမာပြအခုလမ်းပြောင်းနေတင်တယ်မှာစိတ်နဲ့ကျွန်တော်ပုံဖော်လိုက်လမ်းတစ်လမ်းပုံဖော်လိုက်ဆိုကြပါစို့အဲ့ဒါကိုကျွန်တော်ဆက်လို့အဲ့ဒီ20အတွင်းမှာမသိစိတ်ဒီပါဟုတ်ပါလားအဲ့ဘက်ဥပမာကျွန်တော်တို့တခါကြောက်ဆိုကြပါစို့ကျွန်တော်စာမသိချင်ဘူးများဆိုကြပါစို့ကျွန်တော်လမ်းပြောင်း21ရက်လောက်ကျွန်တော်ဖိလုပ်ကြည့်လိုက်ကျွန်တော်တို့ဆို21လောက်လောက်ဆရာမလို့လောက်ရလောက်3-4ရက်ပဲပြန်ကိုကျွန်တော်တို့ဗာလဲဆိုတော့တကယ်ကိုပြင်းပြင်းထန်ထန်လေးကိုဥပမာဒီထိုင်ကုန်ပေါ်တနေ့ကိုအနည်းဆုံး9နာရီကနေ10နာရီကြားထိုင်လို့ရတယ်လုပ်လို့ရတယ်တော့ရှော့တခါဆိုထမင်းစားတဲ့အချိန်လို့ရေချိုးရတဲ့အချိန်လို့အပေါ်ပါသွားတဲ့အချိန်လို့ဆိုတော့ကျွန်တော်တိတ်နှမျောတာချိန်ကုန်လို့လောက်တော့မလုပ်ချင်ဆိုတော့ကိုမသိသိပါလာရင်ကိုလုံနေရပေါ်မှာကိုလုံးဝပြင်းပြင်းထန်ထန်နေတကယ်ကိုအောင်မြင်လောက်နိုင်အဲ့တော့ကျွန်တော် example တစ်ခုကျွန်တော်ပြောပြမှာဗျmotivation ပေးတာမဟုတ်ဘူးနော်မသိတဲ့ကြောင်ကျွန်တော်ပြောပြချင်ကျွန်တော်ရဲ့ success story ပေါ့ success story ဆိုတော့ကျွန်တော်အကြီးမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်မသိတဲ့ပြောင်းလဲ transform ဖြစ်ခဲ့တဲ့ပုံကျွန်တော်ပြောပြမယ်ကျွန်တော်ဒီ2025လောက်ကကျွန်တော်ဗာလဲဆိုတော့ပညာရေးတွေပဲကျွန်တော်လိုက်တာပညာရေးဆိုတော့ကျွန်တော်ဒီ hypnosis ပညာရေးကိုဒီတက် deep down လေ့လာတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ master practitioner ဒါအခုဒီမှာဆိုရင်ကျွန်တော်တို့ညီလေးထွန်းထွန်းမြတ်တို့နောက်မှာကျွန်တော်တို့ရဲ့မှာ MBA ကျွန်တော်တို့ကျွန်တော်တို့ထွေတွေ့မှုရလာပြီဆရာကျော်ကောင်းလို့နောက်ပြီးတော့မှာဆရာကျော်တို့အားလုံးကဒါဟိုဟာ master ပြီးပြီးသားပုဂ္ဂိုလ်အဲ့တော့အဲ့ရလုံးကဆိုကျွန်တော်ပညာရေးတွေပဲကျွန်တော်လိုက်တာပညာလိုက်တော့ကျွန်တော်ပတ်စံမရအောင်အဲ့ဒါပြီးတော့ကျွန်တော်ကအဲ့ဒါပြီးတော့ကျွန်တော်စိတ်ဒုံလုံးချလိုက်တယ်ဘာလို့လဲဆိုတော့ပညာလိုက်ရတာပြတိုင်းတစ်ပါးမှာနေရတယ်ကိုယ့်ဘက်ကိုစိတ်ကိုနေရတယ်နောက်ပြီးတော့ပညာလိုက်တဲ့ခါကျပတ်စံနဲ့ကောင်းကောင်းမရဘူးနောက်တစ်ခုဘာလဲဆိုတဲ့အခါကျတော့ဘယ်လိုကောင်းမလဲကိုလည်းချိန်ပေးရတယ်ပေါ့ဗျာတခါလေဆိုအချိန်ပေးရမတန်ဘူးတော့ခံစားရတယ်ကျွန်တော်ရင်ကဟိုတစ်ခါဆိုရင်ဘာလဲဆိုတော့ကျွန်တော်လိုင်းကားစီးလာတော့လိုင်းကားမှာaircon installation လုပ်တဲ့ဦးလေးလားမသိပါဘူးသူတို့ကြည့်လိုက်တော့ပညာရေးချင်းတိတ်တက်တဲ့ထက်မှမပါဘူးဘာမှတိတ်ပြီးတော့နားမလဲလူမျိုးရေးလည်းတိတ်မသိတဲ့ပုံကူပေါ့ကိုလင်းပြောမယ်ဆိုရင်အလုပ်ကျန်းလုပ်တဲ့ပုံကူလိုပဲပြောရမှာပေါ့ဗျာအဲ့လောက်ပဲပြောမှာပေါ့လို့သူမလုပ်ကျန်းလုပ်တဲ့ပုံကူလားသူတနေ့နေ့ဟိုတဲ့ဘတ်ရှက်1000လောက်ဝင်တယ်ပြီးတော့ဘတ်ရှက်1000ဆိုတလောက်ဘတ်အနည်းဆုံး2400ဆိုကြောက်ဘတ်2000ဝိုင်ဘတ်3000ကြားဗျာ
နော်အဲ့ဘောတခါကျစဉ်းစားအော်လို့9000တခါလေးမဝင်ပါလားပေါ့နော်9000တခါရောသူတော့ငါ့ထက်ကောင်းနေပါလားပေါ့နော်ဒီခါကျစဉ်းစားကြအဲ့လိုနဲ့ကျွန်တော်အဲဒီဇင်ဘာတစ်လလုံးကျွန်တော်စိတ်တုံးချပြီးဒီဇင်ဘာတစ်လလုံးကျွန်တော်အမှကျွန်တော်မြန်မာနိုင်ငံကဗျာဟိုအတိတွေလာတာနဲ့ဒီအတိလာတာနဲ့ဆိုကျွန်တော်အမှပတ်ပြီးတော့ခီးတွေထွက်ပတရားနှစ်ခေါက်ရောက်တယ်ပတရားကန်းကြီးနှစ်ခေါက်ရောက်တယ်ပတရားကန်းကြီးနှစ်ခေါက်ရောက်ပြီးတော့ကျွန်တော်အဲ့ဒီဟိုသွားဒီသွားနေပေါ့ဗျာကျွန်တော်တစ်လလုံးနားပြီးတော့ကျွန်တော်17ရက်နေလားမသိဘူးကျွန်တော်တစ်လပိုင်း17ရက်နေမှာကျွန်တော်ဆမ်မနာလုပ်တယ်ဆမ်မနာလုပ်တော့အဲ့နေ့ကျွန်တော်အိမ်မှာဘယ်သူမှမရှိဘူးဆိုတော့အဲ့နေ့မှာကျွန်တော်ပတ်စံလေးဘလောက်ပဲကျွန်တော်လဲဆိုကျွန်တော်လက်ထဲမှာဘတ်20ပဲကျွန်တော်အကောင့်ထဲမှာလည်းပတ်စံမရှိတော့ဘူးအကောင့်ထဲမှာလည်းပတ်စံမရှိတော့ဘူးကေပေးထဲမှာလည်းပတ်စံ980လားမသိဘူးဒါပဲကျွန်တော်လက်ထဲမှာလည်းဘတ်20ပဲကျွန်တော်ဟိုအကျွေးစည်းလေးတော့နေပါရှိတာပေါ့အဲ့ဒါတော့ထားပါအဲ့ဒါမတိုင်ခင်အဲ့ဒီခုနကဒုံချနားလာတဲ့အဲ့ဒီဒီဇင်ဘာမတိုင်ခင်မှာကျွန်တော်ကနိုဝင်ဘာလမှာကျွန်တော်ခက်တီတီနဲ့ကျွန်တော်2026ဘယ်လိုကော6ကြလို့ရှိရင်တော့ငါတစ်လဘယ်လောက်ရမလဲကျွန်တော်ခက်တီနဲ့ကျွန်တော်ကောက်ချတာငကိုဝင်ငွေတဲ့ကျွန်တော်တို့3-4စားလောက်ကျွန်တော်တင်ချလွယ်တယ်တင်ခအောင်ဘယ်လိုနည်းနဲ့လုပ်မလဲကျွန်တော်မသိဘူးအဲ့ဒီဇင်ဘာတစ်လလုံးနားလဲနားပြီးတော့ကျွန်တော်အဲ့ January စမှာကျွန်တော်တို့ဒီတည်းကပုံကိုယ်တွေလည်းပြောတယ်ဆရာကမှဟိုကျွန်တော်တို့လုတ်တင်နေပြီဘာညာတာကကျွန်တော်တို့ချိန်လိုက်တာပေါ့နော်ကျွန်တော်တို့ချိန်ရတယ်ချင်းမှာတော့ရ result ထွက်လာဆိုတော့ကိုယ့်ဘက်ကလာမန်တဲကချင်းသွားလေတကယ် result ဆိုတာကဘယ်ကလာလဲဆိုတော့ကိုယ့်ရဲ့ action ကလာတယ်ကိုယ် action ကောင်းပြုလုပ်မှ result ကပြင်ပရင်ပြန်လာတာကိုတယောက်တည်းကိုယ့်နဲ့ကိုချင်းနေပြီးတော့ဘာ action မှမလုပ်ဘဲနဲ့ဘာ result မှမထွက်ဘူးဥမာပြဆိုကြပါလို့စာဘလောက်ပဲသိဗျာစာမွဲတော့မဖြစ်ဘူးဆိုရင်အောင်မှာမဟုတ်ကိုယ်ကြိုက်တဲ့ဘာသာလားအကုန်သိတယ်အကုန်တက်တယ်အကုန်ရတယ်စာမွဲတော့မဖြစ်ဘဲနေကြည့်ပါလားကြမှာဘယ်သူမှအောင်မပေးဘူးအဲ့တော့အဲ့တိုင်းပဲကျွန်တော်တို့ချင်းလိုက်တယ်ချင်းပြီးတော့ကျွန်တော်ဗာလဲဆိုတော့အဲ့17ရက်နေ့မှာကျွန်တော်ဗာလဲဆိုတော့ဟိုဆမ်နာလုပ်တယ် workshop workshop လုပ်တယ် subconscious goal imprinting workshop ဆိုလားမသိဘူးကြောက်အဲ့ကျမှကျွန်တော်ဒီဘက်ဘေးနားမှာကျွန်တော်ပတ်စံ20တန်းလေးတင်လာအဲ့ပဲကျွန်တော်ဒါပေမဲ့ဒီ workshop ပြီးရင်ကျွန်တော်တဲ့ကိုတင်တန်းသူတင်တန်းသားအများကြီးဝင်လာမယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ခဏပဲလို့ဒီနေ့ညနေကျွန်တော်ပတ်စံနေအများကြီးဝင်လာမှာတကယ်ပဲကျွန်တော်ထင်တဲ့အတိုင်းဝင်လာတယ်အဲ့လာရဲ့ဝင်ငွေဒီကျွန်တော်ခုနက3-4ဆတိုးချတာတယ်2ဆကျော်ဝင်တယ်2ဆကျော်ဝင်ကျွန်တော်ဒီမှာဆိုရင်အဲ့လာတွေမှာကျွန်တော်ကားတွေပါပိတ်ပြီးတော့ကားတော်မှာတစည်းမဟုတ်ဘူးကျွန်တော်3-5စီးလောက်ဝယ်စီးပြလိုက်လို့ရတယ်ဆိုတော့အစ်စ်ပြောတာတော့မဟုတ်ဘူးเนาะအစ်စ်ပြောတာမဟုတ်ဘူးအဲ့တော့ဆိုလိုချင်တာက mindset ချင်းသွားတဲ့အခါမှာကိုယ့်ရဲ့ action တွေချင်းသွားတယ် action ချင်းရင် result ပေါ်လိုက်ချင်းmindset ချင်းပြီးတော့ကျွန်တော်ဒီမှာဘာမှမလုပ်ပဲထိုင်နေမယ်ဆိုထိုင်နေတော့ဘာမှရမှာမဟုတ်လေစာဘလောက်ပဲလောက်တာစာမွေးသားမဖြစ်တော့ဟိုအောင်မှာမဟုတ်ဒါကြောင့် mindset က 80% ရေးကြည့်တယ် strategy ဘယ်လိုလုပ်ကြမလဲမသိဘူးမသိတဲ့အချိန်တိုင်းသိလာလိမ့်မယ်ဒါကလည်းကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲမသိဘူးမလုပ်နဲ့သလားmindset ရင်ချင်းလိုက် mindset က 80% mindset ဟိုတကယ်လို့မအားတဲ့ပုံကိုယ်တွေကြီးထွက်လို့ရတယ်နော်ကျွန်တော်တင်တာအများနဲ့မဲ့ကျွန်တော်အဲ့လိုပုံနေကြအချိန်ကြီးရလေကျွန်တော်တို့ကတကယ်တမ်းဆိုရင်9နာရီရရင်ကျွန်တော်တို့က10နာရီလောက်ထိတင်နေတာအဲ့တော့ကျွန်တော်တို့တနာရီဆိုတော့ကျွန်တော်တို့ကဟိုပြိုးချိန်ပဲရှိတယ်အဲ့တော့ဆက်သွားကြည့်အောင်နော်အဲ့တော့လူတယောက်ပြောင်းလဲဖြစ်ဖို့တဲ့ mindset က80%ရေးကြည့်တယ် mindset ကဒီခါလေးမှာကျွန်တော်တို့မလုပ်တတ်ဘူးလို့အဲ့အရာလုံးက strategy ဆိုတာလွယ်လွယ်ပြောမယ်ဆို how ဘယ်လိုလုပ်ကြမလဲကိုပြောတာ mindset ပြောင်းသွားရင်ဘယ်လိုလုပ်ကြမလဲဆိုရသူစဉ်းစားလိုက်မယ်အုံနောက်ပါတယ်တဲ့လားသူကအုံနောက်ပါတယ်အုံနောက်စဉ်းစားလိုက်မယ်ငါတရားကိုလိုချင်နေပြီဆိုငါဘယ်လိုလုပ်ကြမလဲဆိုတော့လေအိမ်ကဆိုကျွန်တော်အများနဲ့ပတ်စံရှာဖို့ပဲစဉ်းစားတာကျွန်တော်ကောင်းတယ်ပတ်စံမယ်ပတ်စံဆိုကျွန်တော်ဂျင်းထဲတာမဟုတ်ဘူးကျွန်တော်ပညာရဲ့နဲ့လူတွေကို value ပေးမယ်လူတွေ value ပေးပြီးကျွန်တော်ပတ်စံယူမယ်ငါဒီပတ်စံနဲ့တက်တယ်ကျွန်တော်ရပဲတွေးတယ်အဲ့ငါဘာ value ပေးပြီးငါပတ်စံယူရမယ်ငါဟာကိုဝယ်တဲ့အတွက်ကြောင့်မို့သူတို့လည်းတတ်မှုရှိရမယ်ငါလည်းပတ်စံရအောင်ကျွန်တော်ရပဲထိုင်တွေးတယ်ငါဘာပေးရမလဲငါဘာပေးပြီးတော့ငါသူတို့တန်အောင်ငါလုပ်ပေးရမယ်ကျွန်တော်ရပဲထိုင်စဉ်းစားနေ
အဲ့တော့အဲဟောဆိုရင်ကျွန်တော်တို့မစင်းသားမိတဲ့ idea တွေမစင်းသားမိတဲ့ action တွေလုပ်ဖြစ်တယ်အဲ့ mindset ချင်းသွားလို့အဲ့တော့ mindset ချင်းသွားတာခဏပဲလားဆိုခဏချင်းလို့ရတယ်ပြီးတော့ကျွန်တော် consensus ရှိနဲ့ထပ်ချင်းဖို့လိုရတယ်နော်အများနဲ့ကျွန်တော်တို့ကချင်းကျွန်တော်တို့ကဆက်ပြီးတော့ mindset ဘော်ဒီထပ်လုပ်သွားဖို့လိုတယ်ဆိုလိုချင်တာခုနလိုမျိုးကျွန်တော်တို့21ရက်လုပ်တယ်ပြီးသွားရင်ကျွန်တော်တို့ဗာလဲဆိုတနေ့ကိုအနည်းဆုံးတော့တစ်ချိန်တော့ကျွန်တော်ထပ်ပြီးလုပ်ဆိုလိုချင်တာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့မသိစိတ်ကိုလောကမှာဗျာအာယုံပြန့်စရာအများကြီးရှိတယ်စဉ်းစားကြည့်လိုက်မနေ့မိုးလေးကလည်း Facebook တစ်ခုပဲဝင်ကြည့်အာယုံပြန့်စရာအများကြီးပဲဘာဒီမှလည်းမသိပြင်ပကနေဝင်လာမယ်သူများစကားလာပြောမယ်တငယ်ချင်းပေါင်းတရားစားဖို့မယ်ဖုန်းဆက်မယ်ဗိုက်ဘာနေပြောမှာအများကြီးပဲဘာဒီမှလည်းမသိအာယုံပြန့်စရာအများကြီးပဲအဲ့တော့ကျွန်တော်တို့ရဲ့စိတ်ဒီ focus ကြာဟိုရောက်လိုက်ဒီရောက်လိုက်ဟိုရောက်လိုက်ဒီရောက်လိုက်နေ short ကုန်တာကျွန်တော်တို့အတွင်းထဲကလိုချင်တဲ့အရာကိုကျွန်တော်အာယုံမဆက်ဖြစ်တော့အဲ့တော့ကျွန်တော်တို့ mindset work လုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့မသိစိတ်ကိုနေ့စဉ်တော့ငါဒီဟာသွားမှာနော်ငါဒါလိုချင်တာနော်ငါဒီဟာနော်ငါဒါနော်ငါဒီဟာဖြစ်ကြအောင်လုပ်ပါနော်ဆိုချင်းမသိစိတ်ကိုဒါပဲပို့ဒါပဲပို့တော့မသိစိတ်ကမသိစိတ်ရဲ့သဘာဝအမှန်တကယ်သိရင်ရိုးရိုးရှင်းရှင်းလေးသိလားအချင်းလှုပ်လိုက်မသိစိတ်အဲ့လက်ခံပေါ့လက်ခံသွားတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ခါကျသူကဒါပဲရှာတော့မသိစိတ်ရဲ့သဘောတရားကသူက program နဲ့သွားတာ program ဝင်သွားပြီဆိုရင်သူကဘာလဲဆိုအဲ့တိုင်းသွားတော့တာနည်းနည်းလေးကျွန်တော် example လေးပြောပြကြအောင်စပိန်စီးတယ်ဒါကျွန်တော်အများနဲ့ပြောနေဥပမာမွေးကလေးကဥဝဲဆိုတဲ့ကဘယ်သူမှစပိန်မစီးတတ်ဘူးစပိန်တစ်ချိန်စီးတယ်လဲတယ်ဖုတ်ကနေဆိုလဲတယ်ဒူးပြဲတယ်ချင်းစီးလိုက်တယ်အချိန်တက်တစ်ခုမှာကိုယ့်ရဲ့မသိစိတ်က install လုပ်ပြီးသွားတယ်ပထမဆုံးချိန်ကသိစိတ်ကသတိထားပြီးတော့စီးရနော်စပိန်ဘယ်သူမှမွေးလာတဲ့စပိန်စီးရလာတဲ့ကလေးဆိုတာမရှိဘူးအဲ့တော့ပထမဆုံးစစီးတယ်လဲတယ်တီးစိတ်က give side ပြီးတော့စီးရတယ်တီးစိတ်က give side ပဲအဲ့ဒါ pattern သွင်းမင်းနေတာနှစ်ချိန်စီးရသုံးချိန်စီးရလေးချိန်စီးရငါးချိန်စီးရစီးနဲ့ပါလဲဆိုတော့မသိစိတ်ကအဲ့ဒီရဲ့ pattern ကို lamb လေးလောက်သွားအဲ့တော့စပိန်နေတဲ့အခါမှာခါကဘယ်လိုထားရမလဲ parallel ကိုဘယ်လိုနင်းရမလဲ handle ကိုဘယ်လိုကမ်းရမလဲ brake ကိုဘယ်လိုညှစ်ရမလဲနော်အဲ့တော့ကိုယ့်ကျင်ခါလေးကိုဘယ်လိုဆောင်းလိုက်မလဲအစရှိတဲ့ဟာလုံးကသူ့လိုသူ့ဟာနဲ့သူလေ့လာပါလားအဲ့တော့မသိစိတ်တဲ့မှာအဲ့ဒီ program ဝင်သွားပြီဆိုရင်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ auto pilot လို့ခေါ်တယ်အဲ့တော့ပြန်ဆက်ကြည့်မယ်ကျွန်တော်တို့အချိန်ကျွန်တော်လိုချင်တဲ့ဘိုင်းတိုင်းကိုသွင်းနေတော့မသိစိတ်ကဘာလဲဆိုတော့အဲ့ဒီဟာကိုလက်ခံသွားတယ် auto pilot နေနဲ့အဲ့ program ကိုဆက် run နေဒါကြောင့်စီးပွားရေးသမားတွေကဘယ်ပဲရောက်စီးပွားရေးအကွက်ကိုမြင်တယ်သူတို့တွေးတာစီးပွားရေးရှုတော့အောင်သူတို့တွေးဘာလဲဆိုတော့သူတို့ရဲ့ brain ကိုသူတို့အဲ့အနေပဲ train လာတာအဲ့တော့ကိုကအခုကျွန်တော်လူငယ်အများကြီးကျွန်တော်တို့ရှိတယ်လူငယ်အများကြီးရှိတာဖြစ်ရအောင်မို့ကိုကဘဝမှာ try အများကြီးလောက်အောင်မယ်တချို့မှာ18တွေ19တွေပါညာကျွန်တော်တွေ့တယ်19တွေပါညာတွေ့တယ်ဘဝမှာ try အများကြီးလောက်အောင်မယ်အသက်30မကျော်ခင်ထိတော့အဆင်ပြေလိမ့်မယ်လားရှောက်လို့ရတယ်အသက်30ကျော်သွားပြီဆိုရှောက်လို့မလွယ်တော့ဘူးအသက်40 30နဲ့40ကြားဒီမှာကိုကလမ်းဘာလမ်းမသိဘူးတောင်လိုမြောက်လိုဆိုရင်တော့အသက်50 60 90လောက်မှာကိုကနည်းနည်းလေးဟိုမှန်းစရာဘာပဲရှိလဲဆိုတော့ KFC ကြက်ကြော်လို့ဘာလို့ညာလို့အဲ့အဖိုးကြီးကိုအဲ့အဖိုးကြီးပုံအိမ်မှာကတ်ထားလိုက်တော့ငါဒီအချိန်မှမအောင်မြင်ငါဒီဖိုးကြီးလို့ဖြစ်ရမယ်ပေါ့နော်ကိုက50လောက်မှကိုကမအောင်မြင်တော့ဘူးဆိုရင်ကိုကဘာလဲဆိုတော့ KFC အဖိုးကြီးကိုကျွန်တော်ပုံကတ်တာ။အဖိုးကြီးဆိုရင်58လား60လားအဲ့လောက်မှသူမိမ2ယောက်နဲ့ကွဲသွားတာတော့မှသူကတက်တဲ့ခန်းကြီးလေးမှာသူက KFC ကြက်ကြော်နဲ့အဆင်ပြေသွားတာဆိုရင်တနေ့မိုဒီယူလို့ရအောင်။မောရဲ့အမကိုကအမစိတ်ယောဂတွေပါညာဝင်လာတော့မှာ။ငါ50ကျော်နေငါအခုချိန်တောင်လိုမြောက်လိုပဲဆိုပြီးတော့နော်။အဲ့တော့ပြန်ဆက်ကြည့်အောင်။အဲ့တော့30လောက်ထိကိုကျွန်တော်တို့က try error လုပ်လို့ရတယ်။လိုအပ်တဲ့ experience တွေကျွန်တော်တို့ကြုံလိုက်တာတွေကြုံလို့ရတယ်။ဒါပေမဲ့ကိုတိုင်းလမ်းကြောင်းတစ်ခုကိုပြတ်ပြီး train တော့မယ်ဆိုရင်ခုနတိုင်း train လို့ရတယ်မိတ်ဆွေဘာလုပ်မှာလဲ business လုပ်မှာလားဘာကောင်းတယ်မကောင်းကျွန်တော်မပြောဘူးနော်ဘာလို့လည်းမပြောဘူးအဲ့ဒါဆိုမိတ်ဆွေအကြောင်းကျွန်တော်ဘာမှမသိလို့ကျွန်တော်ခုနတော်တော်လေးမေးလိုက်မှနာမည်အသက်နေရာပဲကျွန်တော်သိတာလေကျွန်တော်ဘာမှမသိကျွန်တော်ဘာမှပြောလို့မရအောင်သိလည်းမပြောဘူးဘသူရဲ့ decision ဘသူရဲ့ဘဝပုံမှာကျွန်တော်တို့ဒီဝင်ရောက်ဆွတ်ဖက်ခြင်းလုံးဝမရှိဘူးအဲ့ဒါကျွန်တော်တို့လုပ်ပြပိုင်ခွင့်မရှိဘူးနော်ဆိုတော့ကိုလန်းချောင်းကိုရွေးရမယ်ကျွန်တော်တို့ကတော့တခုတော့ရှိတယ်ဒီလမ်းကြောင်းသွားရင်တော့ဘာကြုံတွေ့ရနိုင်လဲကျွန်တော်တို့သိတဲ့လမ်းကြောင်းပဲပေါ့နော်ဒီလမ်းကြောင်းသွားရင်ဘာတွေကြုံတွေ့ရနိုင်လဲဆိုတော့ကျွန်တော်တို့မေးခွန်းတွေမေးပြီးလို့ရတယ်ဟိုလမ်းကြောင်းသွားရင်ရောဘာတွေရှိလာနိုင်လဲဟိုလမ်းကြောင်းသွားရင်ဘာတွေရှိလာနိုင်လဲအဲ့တော့ကိုဒီဘယ်မှာအားတန်နိုင်လောက်မလဲဆိုတော့ပေါ်လောင်တော့ကျွန်တော်တို့မေးမြန်းဆွေးနွေးပြီးလို့ရတယ်ရွေးချယ်တာတော့ကိုယ့်ရဲ့ option
ကိုယ့်ကိုယ်ပဲကိုရွေးချယ်ရမယ်ကျွန်တော်တို့ဒီလူလူတရားရဲ့ဆုံးဖြတ်ချက်တွေလမ်းကြောင်းတွေကိုကျွန်တော်တို့ဘယ်တော့မှမပေးပါဘူးဆိုတော့ကျွန်တော်ပြန်ပြောကြည့်မယ်ဆိုရင်ကိုယ်ဒီလမ်းကြောင်းတစ်ခုပြတ်သွားပြီဆိုရင်အဲ့ဒါကိုအဲ့ mindset ကို train လို့ရတယ်မဟုတ်ရင်ကျွန်တော်တို့ကအာရုံကပြတ်နေမှာတဲ့မှာဟိုကကောင်းတယ်လို့ဟိုမှာအဖြစ်ဟိုဆိုကြပါစို့ကိုကစီးပွားရေးလုပ်နေဆိုဟာမဟုတ်ဘူးကိုကနိုင်ငံခြားထွက်ပြီးတော့ကိုကဟိုလောက်ရရင်ကောင်းမလို့ဒီဟာလောက်ရရင်ကောင်းမလို့ကျွန်တော် leading တော့ဖြစ်သွားနိုင် sorry အဲ့တော့ဟိုလိုဒီလိုဖြစ်နိုင်တယ်ဗျာဟုတ်လားအဲ့တော့လူငယ်တွေအနေနဲ့ကကိုလန်းကိုတေချာစဉ်းစားပါဘယ်လိုကောင်းလဲဗျာကျွန်တော်အကြံပေးတာလည်းမှားပါစို့လို့ကြိုက်မှယူပါနော်ရေတို့မစဉ်းစားပါနဲ့ဥပမာအဖြစ်ကျွန်တော်လူငယ်တွေကဘာဖြစ်တယ်ဆိုတော့အရန်ညံတာကြိုက်တယ်ဗျာတချို့သောအရာတွေကရေတို့မှာတော့အဆင်ပြေတယ်ရေရှည်မှာအဆင်မပြေတဲ့အရာတွေဖြစ်နိုင်တယ်အဲ့တော့ကိုယ့်အနေနဲ့ရေရှည်ကိုမြင်နိုင်သမျှမြင်အောင်ကြည့်အဲ့လိုမြင်အောင်ကြည့်ပြီးတော့ကိုကအခုရေတို့ရရင်ဘာတွေပြင်ဆင်သင့်လဲဟိုကပြကိုကနိုင်ငံခြားထွက်မယ်နော်နိုင်ငံခြားထွက်မယ်နိုင်ငံခြားမှာကျွန်တော်တို့ကအဆင်ပြေအောင်လုပ်မယ်ဘာညာတရကားဆိုရင်အ ਨੇ ဆုံးတော့လေတမူဝါကြောင့်ပညာရေးတွေကျွန်တော်တို့ကအရင်ဆုံးလေ့လာထားလိုက်ဟုတ်လားနိုင်ငံခြားမှာမာစတာနဲ့ပြီးတဲ့ပုံကိုလည်းအလုပ်ရဖို့သာမကျင်းသေးဘူးအဲ့လိုပြောလို့နိုင်ငံခြားကိုထွက်ဖို့ဟိုအားပေးတာလည်းမဟုတ်ဘူးမအားပေးတာလည်းမဟုတ်ဘူးနော်ပညာရေးကိုဆက်ပြီးတော့လမ်းလုပ်ဖို့အားပေးတာလည်းမဟုတ်အားမပေးတာလည်းမဟုတ်နော်ဒါပေမဲ့ပြင်ပမှာနိုင်ငံခြားမှာသွားရဲဆိုရင်ခဏတာမှာရေတိုမှာ survival ဖြစ်ဖို့အတွက်ဆိုရင် vocational သမားတွေကပို့ပြီးတော့ strong ဖြစ်တယ်ကျွန်တော် leading ဖြစ်နိုင်တယ်ဟို leading ဆိုတာကျွန်တော်စကားလုံးကိုတစ်ဖက်ကိုကျွန်တော်တို့ဗာလဲဆိုတော့တွေးပြီးယူထားနိုင်တယ်ကျွန်တော်အဲ့စကားဆက်မပြောတာကောင်းတယ်မလားဆက်ပြောလို့ရှိရင်မဟုတ်ကျွန်တော်အဲ့စကားပြန်ဖြီးရမှာဟိုတေချာနားလည်အောင်ရှင်းပြမှာအများကြီးကြံသေးတယ်အဲ့နားမလဲပဲဟိုတပိုင်းတစ်စားလောက်နဲ့ကျွန်တော်တို့ယူသွားပြီးတော့ဒါဆိုရင်တော့နိုင်ငံသားမထွက်တော့ကောင်းပါတယ်လို့ဒါဆိုလို့ရှိရင်ကြောင်းမတက်တော့ဘူးဟိုworkshop ပဲသွားလုပ်တော့မယ်လို့ထင်သွားလိမ့်မယ်ဟိုအတွေးလည်းပဲမတူပါဆိုလို့ဆိုလိုချင်တာကိုက long term ကိုစဉ်းစားသိချင်တာ long term မှာအပြင်နိုင်ငံခြားထွက်မယ်ဆိုရင်နိုင်ငံခြားမှာကိုထွက်မဲ့နိုင်ငံမှာနော်ဥပဒေဘယ်လိုရှိလဲကိုကဘယ် career နဲ့ဆိုရင်လုပ်လို့ရနိုင်မလဲဒါမှမဟုတ်ကိုက business လုပ်မယ်ဆိုရင်ကိုကဘာလုပ်နိုင်မလဲအစရှိတဲ့ဟာတွေကိုကြိုတင်ပြီးတော့လေ့လာစီခြင်းကျွန်တော်တို့ကလည်းထွက်လာမှာကိုကမြန်မာနိုင်ငံမှာလုပ်ငန်းရှင်အိမ်ကလုပ်ငန်းရှင်ဖြစ်နေမှာဆိုရင်ကျွန်တော်တို့လည်းပွင့်လင်းပြောမယ်ဆိုရင် unrealistic thinking တွေတွေ့တယ် unrealistic thinking ဆိုတာ data ပေါ်အခြေခံပြီးတွေးတာမဟုတ်ဘူးကိုစိတ်ထဲရှိတာရှောက်တွေးတယ် realistic မဆန်ဟိုရလို့ရှိလို့ရှင်ဟာမဟိုဗာလေနဲဆုံးများကိုကတော့ငါထိုင်းတာငါမသိဘူးနော်ငါစီးပွားရေးသမားအဲ့တော့လိုရလို့ရှိလို့ရှိရင်ဘာသာပြန်ခေါ်မယ်တွေပါညာကိုကရှောက်တွေးတာသလားဟိုစင်မပြေလို့ရှိလို့ရှိရင်နောက်ဆုံးလမ်းမေး900ဆိုင်ပဲရောင်းအောင်ဆိုတာလာသေးတာအဲ့တွေးတွေတကယ်ဒီမှာဆို900တောင်ရောင်းလို့မရဘူးကျွန်တော်ဘာကြောင့်လဲဆိုတော့ဒီမြေဒီဥပဒေဒီရအခြေအနေတွေအားလုံးကိုကျွန်တော်မသိပဲနဲ့မြန်မာနိုင်ငံကကျွန်တော်ထိုင်တွေးနေဘာနဲ့တွေးလဲကျွန်တော်ခေါင်းထဲမှာရှိတဲ့ data နဲ့ကျွန်တော်ထိုင်တွေးတယ်ထိုင်းမရောက်ဘူးပဲနဲ့ဆိုကြပါစို့နော်ကျွန်တော်အခုလက်ရှိထိုင်းမှာမလို့ထိုင်းမရောက်ဘူးပဲနဲ့ထိုင်း data ကျွန်တော်မသိဘူး line ပေါ်မှာလည်းကျွန်တော်ရှာရလည်းမဟုတ်ဘူးကျွန်တော်ရဲ့ရှိပြီးသား data တိတိလေးကိုကျွန်တော် assumption ယူပြီးတော့တွေးနေတာအဲ့တော့ဘာလဲဆိုတော့မှားတယ်အဲ့ကြောင့်တခုခုအတွေးမှန်မှုအတွက်ဆိုဘာလဲဆို data ရှိဖို့လိုအပ်တယ်လို့ကျွန်တော်စိုးကြီးတွေကကျွန်တော်ပြောခဲ့တာအဲ့တော့လူတယောက်တွေးခေါ်တာမှန်တယ်သုံးသပ်တာမှန်တယ်စဉ်းစားတာမှန်တယ်သူ့ရဲ့လမ်းကြောင်းတွေမှန်တယ်ဆိုတော့သူအနောက်မှာ data ဘယ်လောက်ထိရှိလဲဆိုတဲ့ပုံမှာမူတည်စောက်တုပ်ဖတ်ထားတဲ့ပုံကိုတွေးခေါ်လုပ်တဲ့လုပ်ရက်နဲ့စောက်အုပ်100လောက်ဖတ်ထားတဲ့ပုံကိုလည်းကွာနိုင်တယ်အုပ်1000 1000ဖတ်ထားတဲ့ပုံကိုလည်းကွာနိုင်တယ်ဒါကျွန်တော်စောက်တက်ပဲပြောတာနော် experience မှာအပိုင်းကြံသေးတယ်ဒါပေမဲ့စောက်အဲ့ပြောလေအဆုံးကကျွန်တော်နည်းနည်းပြောအောင်မယ်နော်တချို့တွေကကြတော့စာအုပ်တွေဖတ်ပြီးတော့ဘာမှမလုပ်တဲ့လူတိလာအကုန်သိတယ်ခင်ဗျဘာပြောမလဲခင်ဗျစကလုံးဟလိုက်တယ်နဲ့ခင်ဗျဘယ်အကြောင်းပြောချင်လဲဆိုအကုန်သိတယ်အဲ့လိုပုံကိုယ်တွေရှိနေတယ်ဒါပေမဲ့တကယ်လုပ်သလားကျွန်တော်စနဟာနဲ့ပြန်ချိန်မယ်နော်စာဘလောက်တက်ဆောင်းမသွားမဖြစ်မအောင်ဘောပေါ်လာမသိဘူးနော်အဲ့တော့ဘလောက်ပဲစာအုပ်တွေဖတ်ကိုယ်တိုင် apply ဘာမှမလုပ်ဘူး action ဘာလုပ်ရမှမလုပ်ဘူးဆိုရင်ကိုလည်းဘာဖြစ်ချင်မဖြစ်ချင်မှမသိဘူး
သူကလည်းကိုကငါတိတယ်ငါတက်တယ်ဆိုပြီးတော့လေကျွန်တော်တို့ကဘာလဲဆိုတော့အလုံးမလုပ်ဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့ဘာရက်လက်မှရမှာမဟုတ်နောက်တစ်ခုကတချို့ကကြတော့လေစာဖတ်တာကိုသူများတက်ဖတ်တာလေလူထင်ကြီးအောင်ဖတ်တာလေနောက်ပြီးတော့စာဖတ်နေရင်းနဲ့အမှန်တကယ်ကတကယ်ကျွန်တော်တို့ဒါ psychoanalysis ဘက်အတွင်းမျိုးမျိုးဆိုတကယ် reality ကိုကျွန်တော်တို့ကရှောင်နေတာဥပမာပြဆိုကြပါစို့ဗျာဟိုဗာလေလုပ်ငန်းခွင်နဲ့မဝင်ခြင်းလို့ကြောင်းမဲဆက်တောင်မဲဆိုတာလိုမျိုးကိုကတကယ်တော့ master ဘွဲ့လိုချင်လို့မဟုတ်ဘူးဒီပညာလည်းစိတ်ဝင်စားလို့လည်းမဟုတ်ဘူးဒါပေမဲ့ဗာလဲဆိုတော့ကြောင်းထွက်တယ်ဟိုကြောင်းပြီးသွားပြီဆိုရင်မှအလုပ်လုပ်ရတော့မယ်လုပ်ငန်းခွင်နဲ့ဝင်ရတော့မယ်မဝင်ခြင်းကြောင်းဆက်တက်မယ်ကွာဆိုဟိုမှာဘာတွေတင်လို့တင်မလဲမသိဘူးတနေ့နေ့စားလဲစိတ်ဝင်စားဘူးသွားပြီးတော့ကြောင်းမှာ2နှစ်3နှစ်လောက်သွားထိုင်နေတဲ့ပုံကိုမျိုးတယ်အဲ့ဒါတွေက defense mechanism ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အလုပ်ဝင်ရမှာကြောက်လို့စာအုပ်တွေကောက်ဖတ်နေတဲ့အချိန်ကလည်းကိုကဖတ်တာကိုကောင်းနဲ့ဘာမှမဝင်မနေဘာတွေဖတ်နေလဲတော့မသိဘူးအဲ့ဒါဆိုအချိန်ကုန်တာပဲရှိမယ်သူများကြည့်နေတော့စာဖတ်တာပေါ့သူကတော့စမ်းတက်ပေတဲ့ကြီးဖြစ်မယ်လို့ဆိုတော့ကျွန်တော်အဓိကဆိုလဲ point ကြီးအစွန်းနေမရောက်စင်တယ်ကြလားအစွန်းတစ်ဖက်မရောက်စင်ဘူးကိုတိတလောက် apply ပြန် action ယူလောက်ရက်တွေလောက်အဲ့တော့လောက်ရက်လောက်လဲဆိုကိုဘာလုပ်မလဲဆိုတချို့တွေအတွက်ဟိုပန်းနိုင်ရှိချင်မှရှိလိမ့်မယ်တချို့ရဲ့လူငယ်ဖြစ်နေဆိုပန်းနိုင်ပါပြောလို့ရှိရင်တချို့လူငယ်တွေအတွက်ကပန်းနိုင်ကမမှန်နိုင်သေးဘူးကျွန်တော်လည်းငငယ်အတက်မှာရှောက်ပြီးတော့ဟိုငငယ်ကတော့လောကကြီးကိုကယ်ခြင်းနေတာသိရမလားကိုကကယ်တင်ရှိလို့ပဲသိရမလားအသက်30လောက်ကျရင်ကိုကဘယ်လိုဖြစ်ရမလဲကိုကကယ်တင်ရှိကိုကကယ်တင်ရှိ role ကြီးနေပေါ့နော်ဒီကနေ့အသက်30လောက်လဲကြာကြာကိုကနဲ့ကိုတော့မနေကယ်နေရသလားတခါလေဆိုအိမ်ရအောင်ပြန်ကယ်ရသေးတယ်နော်အဲ့လိုဆိုရင် realistic မဆန်တာ realistic မဆန်တာအဲ့တော့တချို့ပုံကိုယ်တွေအတွက် realistic မဆန်တာဖြစ်နိုင်သေးတယ်ဒါအသက်အရွယ်နဲ့ဆိုင်လောက်တယ်အဲ့တော့ငယ်တဲ့ပုံကိုယ်တွေကိုကျွန်တော်ပြောရမှာမဟုတ်ဘူးငယ်တဲ့သဘာဝကိုကျွန်တော်ဆိုလိုချင်တယ်နော်ဆိုတော့တချို့က trial လုပ်လို့ရသေးတယ်ဒါပေမဲ့အသက်30တော့ကျွန်တော်တို့မကြော်သေးချင်ဘူးအမှန်တကယ်ဆိုကျွန်တော်တို့ခုခေတ် AI ခေတ်ဆိုအမှန်တကယ်အသက်30လောက်မှကျွန်တော်တို့တိတ်ပြီးတော့မဖြစ်28 29အဲ့လောက်နဲ့ကျွန်တော်တို့ career ညင်တင်တယ်လို့တော့ကျွန်တော် personally အမြင်နော်ဘာ research မှမပါဘူးဘာ research ဘာ theory မှမပါဘူးအဲ့ကျမှာတော့ theory ရှိတယ်mid career crisis state ကကျွန်တော်တို့ဗာလေအသက်35ပတ်ချလေးမှာဖြစ်တယ်လို့ပါအောင်ညာတော့အဲ့ဒါတွေကHR theory တွေမှာရှိတယ်ခု update ဖြစ်လာမဖြစ်လာတော့ကျွန်တော်မသိတော့ဘူးသိကျင်တော့သွားလေ့လာကြည့်လိုက်ဆိုတော့ HR theory ထဲမှာအဲ့လူတစ်ယောက်ရဲ့အသက်အရွယ်လိုက်ကျွန်တော်ဖြစ်လာတဲ့ပြောင်းလဲလာတဲ့စင်ငယ်ပြောင်းလဲလာတဲ့အလုံးနဲ့ပတ်သက်တဲ့အရာတွေ state တွေပေါ့အဲ့ဒါတွေရှိထားပါအဲ့တော့ကျွန်တော်လေဟိုမိုက်တရားပွင့်နေပြဘယ်သူပွင့်နေမသိဘူးနော်ဟိုTHYU THYUYA ဆိုတာလေတစ်ချက်လောက်မြုပ်ပြီးလို့ရမယ်THYUYA ဆိုတာလေတစ်ချက်လောက်မြုပ်ပြီးပါ Okay အဲ့ကျွန်တော်လည်းဆက်သွားမယ်နော်အဲ့တော့ Okay ဆိုတော့ကိုပန်းနိုင်ကိုသိမယ်နော်ဥပမာတချို့ဟိုတဲ့ရကြော်တဲ့ပုံကိုဒါမှမဟုတ်ငငယ်ရွယ်နဲ့ပန်းနိုင်ရှိပြီးသွားပြီပန်းနိုင်တေချာသွားပြီလို့ Okay ကျွန်တော်ကိုပန်းနိုင်ကိုတေချာတတ်မှတ်မယ်တတ်မှတ်ပြီးသွားရင်တစ်နေ့ကိုအနည်းဆုံးတော့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ် self hypnosis လုပ်ပါနော်ဘယ်ချိန်ကြီးလုပ်မလဲဆိုကိုယ့်ရဲ့ mindset ဒီကိုလိုချင်တာဖြစ်သွားပြီလို့ဘာရလဲဆိုတော့လူတယောက်အောင်မြင်နေဆိုတော့ကျွန်တော်အန်နီနဲ့ပဲနော်ကိုကစာပဲလုပ်ချင်တယ်ဆိုရင်စာပဲလုပ်နော်ကိုကစာပဲလုပ်ချင်တယ်ဆိုစာပဲလုပ်စာပေမှာပတ်မြောက်အောင်လုပ်ကိုကစီးပွားရေးလုပ်မယ်ဆိုစီးပွားရေးပတ်မြောက်အောင်လုပ်ကိုက professional career မှာပတ်မြောက်ချင်တယ်ပတ်မြောက်အောင်လုပ်စဇက်ဒီတိုင်းတာဒီငွေကြေးတစ်ခုတည်းမဟုတ်ငွေကြေးတစ်ခုတည်းမဟုတ်ငွေကြေးဒီတိုင်းတာတဲ့ပေတံတွေအများကြီးတည်းမှာတစ်ခုပဲရှိတယ်ငွေကြေးတစ်ခုတည်းနဲ့လူတယောက်အမြင်မှုတိုင်းတာရဲဆိုတာအမှန်တကယ်ဘောင်ချင်းနဲ့အမြင်မျိုးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့စောက်တွေဖတ်ပြီးတော့ကျွန်တော်တို့တချို့ဆိုစာကြပိုးတွေရှိတယ်စာနဲ့ပတ်သက်လို့ရှိတကယ်ဂုရုတွေရှိတယ်ဒါပေမဲ့သူတို့ဘဝတွေမှာတကယ်တမ်းကျွန်တော်တို့စနေရဲနဲ့ရှိနေတယ်နော်အချိန်ကြီးအရင်ချမ်းသာတာတွေမဟုတ်ဘူးဟိုမလိမ့်တပတ်တွေနဲ့ဖြစ်နေတဲ့ပုံကိုရှိကျွန်တော်လည်းကြုံခဲ့ဘူးလေလို့မလိမ့်တပတ်တွေဖြစ်တယ်ဆိုတော့အဲ့ဒါတွေအားလုံးကဘယ်ဘာကြောင့်လဲကိုတိတော့ apply မလုပ်လို့ကျွန်တော်တိတော့ apply မလုပ်လို့ကျွန်တော်တို့တီတီကျင်နေတော့ရှောက်လိုက်ကုန်တာ
ကျွန်တော်တနေ့ကျွန်တော်ဒီကုံမှာလည်းတော့ round 9 နာရီကနေဟိုဟာ8 နာရီ10 နာရီကြားလောက်ကျွန်တော်ထိုင်အဲ့ဟိုမှာပညာရေးလုပ်ပါဒါပေမဲ့ကျွန်တော်တနေ့ Facebook ပေါ်မှာတ post မတင်ဘာ post မှမတင်အဲ့တော့ကျွန်တော်တင်တန်းရောက်တော့ကျွန်တော်ဘယ်သူပဲမလဲဘယ်သူမှမဟုတ်ဘူးအများမြင်ကြည့်ဆိုလည်းတော့ဘာမှမသိဘူးဒီလူဘာမှမသိတဲ့ကကျွန်တော်ဘယ်သူကပတ်စံပေးမှာကျွန်တော်ဘာလို့နိုင်မှာလဲကျွန်တော်တို့မှပြောမှမပြောပြတာတိအောင်မှမလုပ်ပြတာအဲ့တော့ဘယ်လိုလို့သူတို့ကျွန်တော်ကြာတင်တန်းဝင်ကျွန်တော် service ကိုဝင်မှာအဲ့တော့ပစိန်လဲသွေးရင်အပင်လဲခုတ်ရင်ねကျွန်တော်တို့ကသွေးလိုက်ခုတ်လိုက်နေမျှအောင်လုပ်ပါအဲ့တော့လူငယ်တွေဖြစ်နေတဲ့ကြောင့်မို့ landing ကိုကျွန်တော်တို့ခုနပြောတဲ့အခါမှာ landing ကိုမလုပ်ပါနဲ့ပြောတာမဟုတ်ဘူး landing လုပ်ပါပြီးသွားရင် apply ပြန်လုပ်ပါမှားမှာတော့မကြောက်ဘူးမှားမှာတော့မကြောက်ဘူးသူများရေပြောလိုက်မယ်တလားပြောချင်တာပြောပါစေကျွန်တော်တို့စကားစားလေကျွန်တော်တို့ပြောခံတာကျွန်တော်တို့ပြောခံတာကိုလည်းအတွေ့အကြုံ experience တစ်ခုရှိလာတဲ့ခါကျကိုလည်းပြောချင်တာတလားမင်းတော့ဒီကပေါက်တကြရကွာဘာလို့လုပ်လဲကိုလည်းပြောချင်တာမနေရလေဒါပေမဲ့အော်သူတို့လည်းအစကိုလည်းအစဒီလိုပဲလေတဲ့ကိုလည်းအစပေါက်တကြရရှောက်လုပ်ခဲ့တာပဲဗျာအဲ့တော့စိတ်ပညာနားလဲလူတွေကြတော့ကျွန်တော်တို့ကမြင်တယ်လေသိရမလားအော်အေးငါအောင်ကလည်းပေါက်တကြရငါလည်းလုပ်ခဲ့ရပဲအဲ့တော့သူတို့လည်းအော်သူလည်းအစမလို့ပါကိုရီးယားတော့မြင်နိုင်သွားပြီလေright ဒီလူတယောက်ဒီလိုမျိုးဖြစ်လိုက်ဆိုဟိုပေါက်ကရှောက်လုပ်မယ်ပြီးတော့မှသူမှန်လာမယ်ပြီးတော့မှသူပါဆိုလမ်းခံသွားလိမ့်မယ်အဲ့တော့မကြောက်နဲ့နောက်ပြီးတော့သူများကိုဝေဖန်မာတွေ blame မာတွေမကြောက်နဲ့ဟုတ်လားကိုကတော့တော့မတိုက်ခိုက်နေဘူးကျွန်တော်တို့ဘယ်သူမှမတိုက်ခိုက်ဘူးနောက်ပြီးတော့ပြောရင် personal မပါဘူးကျွန်တော်အခုတင်တန်းပြောနေတာကကျွန်တော်ဘယ်သူ personal မှကျွန်တော်မပါဒီတွေကလူတူတယောက်ရည်ရွယ်ပြောနေတာတခုမှမရှိဘူးကျွန်တော်တို့ကလူကိုစိတ်ဝင်စားဘူးအဲ့လိုပြောရင်ကိုစလင်းတို့ psychology လေးလာဆိုလူစိတ်ဝင်စားဆိုဘာလဲဆိုပြောလေဖြစ်နိုင်တယ်ကျွန်တော်တို့ကလူတွေကိုစိတ်ဝင်စားလူဆိုတာ personal ကိုပြောတာနော်အဲ့လိုမျိုးပြောလေနည်းရှုပ်သွားနိုင်တယ်ဥပမာဗျာကိုစိုးလင်းထွန်းတို့ညီလေးထွန်းမြင့်တို့ကိုပိုင်တို့အဲ့လိုမျိုးလူတွေကိုစိတ်ဝင်စားတာမဟုတ်လူတွေကိုတဲပြီးပြောနေတာမဟုတ်ဘူးသဘောပေါက်လားမသိဘူးနော်လူတွေရဲ့အပြုအမူတွေလူတွေရဲ့ mindset တွေလူတွေရဲ့ခံစားချက်တွေအဲ့တော့ဘယ်ဖြစ်ရတဲ့ကြောင့်လူတွေမှာဘလို့အတွေးဝင်သွားတယ်ဘလို့အမြင်တွေရှိတယ်အဲ့အမြင်တွေအဲ့အတွေးတွေကဘလို့သူ့ရဲ့ခံစားချက်တွေဖြစ်ပြီးတော့ဘလို့တွေသူ့ရဲ့စင်ငယ်ပြောင်းလဲမှုတွေဖြစ်အစရှိတဲ့ဟာကိုပဲကျွန်တော်စိတ်ဝင်စားအဲ့ process ကိုပဲစိတ်ဝင်စားသဘောပေါက်လားမသိဘူးလူကိုစိတ်ဝင်စားဘူးလူကို respect ထားတယ်လူကိုလူတိုင်းထားတယ်ကျွန်တော်တို့ကဘာကိုပြင်လဲဆိုအဲ့ pattern တွေလိုက်ပြင်တာသဘောပေါက်လားမသိဘူးနော်ကျွန်တော်တို့ကလူပဲဒါပေမဲ့အလုံးမဖြစ်တဲ့အပြုအမူတွေအလုံးမဖြစ်တဲ့အတွေးခေါ်တွေအလုံးမဖြစ်တဲ့ခံစားချက်တွေပြောင်းအောင်ဥပမာငငယ်ဆိုကျွန်တော်ရန်ဒေါသထွက်တဲ့ထဲမှာပါတယ်စိတ်ဆိုးရင်ဆဲဆိုတတ်တယ်ချိန်မောင်းတတ်တယ်တော်နန်ဆိုဆဲဆိုချိန်မောင်းတယ်အဲ့မှမရအောင်ဆိုရင်ဘေးနာဒုတ်တာခဲလုံးထုတယ်ရိုက်တယ်လိုက်ခုတ်တယ်အဲ့ဒီမှာပါတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ကိုယ်နဲ့ငငယ်ကရန်ဖြစ်ရင်ကျွန်တော်အမေနဲ့အဖေကကျွန်တော်ဆွဲတာအကိုမဆွဲဘူးဘာလို့ဆိုအကိုနဲ့ကျွန်တော်နေကတသက်နဲ့တကူမှာသူကျွန်တော်တစ်ခါထိုးဘူးတယ်တစ်ခါကန်ဘူးတယ်အဲ့ဒါသူကိုထိလက်ကပါသူအဲ့နှစ်ကြိမ်ပဲရှိတယ်ကျွန်တော်သိသလားကျွန်တော်လိုက်ဆော်တာသူကြီးထွက်ပြေးရတာဘာလို့လဲဆိုကျွန်တော်လည်းငယ်တဲ့ခါကျတော့ကျွန်တော်လည်းပါတယ်ဆိုတခုဆိုတွေ့ရကျွန်တော်ကောက်ကင်ပြီးသူ့နောက်လိုက်တာမမီကောက်ပေါက်တာပဲလို့အဲ့လိုဘာလို့လဲဆိုကျွန်တော်တို့မွေးဖွားလာတဲ့ပုံစံကြီးကျန်တဲ့မှာပါတယ်ကျန်တဲ့နေတယ်မှာပါတယ်အဲ့ကျွန်တော်အဲ့ learn behavior လို့ခေါ်တယ်ဘေးကလူတွေစီ behavior ကိုကျွန်တော်သင်ယူလာတာတင်ပြီးကျွန်တော် install လုပ်လိုက်တာအဲ့ဒီအချိန်တခုကြာလာတဲ့အခါမှာကျွန်တော်တို့အလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်သိလာတယ်အဲ့ဒီကျွန်တော်ရဲ့သွားမဲ့ဘဝမှာအလုံးမဖြစ်ဆိုတာသိတော့ကျွန်တော်တို့ပါလဲဆိုတော့ပြန်ပြီးတော့အသစ်ပုံစံတခု install ပြန်လုပ်ရတယ်အဲ့ကြောင့်ကျွန်တော်အခုပြောခဲ့ငငယ်တွေကတချို့သောကိစ္စတွေကတချို့သောအခြေအနေအတွက်မှန်ရင်မှန်လိမ့်မယ်ဒါပေမဲ့အခုမမှန်တော့ဘူးအဲ့ကို့မှာအဲ့ရရှိလားရှိရင်အဆင်ပြေလားအဆင်ပြေစသွားမပြင်းပြောင်းပြောင်းရင်မလည်းပြောင်းမယ်ခုနပြောတဲ့အတိုင်းပြောင်းဒါဆိုရင်ကျွန်တော်တို့ဒီနေ့ seminar ကိုကျွန်တော်ဒီမှာလည်းဆုံးသက်ချင်ပါတယ်ပြီးသွားရင်အနည်းငယ် question and answer ကိုကျွန်တော်73မိနစ်လောက်ကျွန်တော်အချိန်ပေးခြင်းတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မျှဝေသွားတဲ့အခါမှာကျွန်တော်2 နာရီနီးပါးလောက်ကျွန်တော်မျှဝေထားပဲပေါ့နော်
အဲ့တော့ပထမဆရာပိုင်လည်းကျေးဇူးအများကြီးတင်တယ်ဆိုတော့ကျွန်တော်တို့စိတ်နဲ့ပတ်သက်လို့သဘောတဘာပြောခဲ့တယ်နောက်ပြီးတော့ကျွန်တော်လူငယ်အတွက်ကျွန်တော်တို့ဘဝနဲ့ပတ်သက်လို့ကျွန်တော်ပြောခဲ့တယ်နောက်ပြီးတော့ hypnosis နဲ့ပတ်သက်လို့မသိစိတ်ကြောင်းကျွန်တော်အရင်ပြောတယ်နောက်ပြီးတော့အတွေ့အကြုံယူဆမှာတွေကျွန်တော်ပြောတယ်နောက်ပြီးလို့ရှိလို့ရှိရင်ကိုယ့်စိတ်ကိုပြင်မယ်ဆိုဘယ်လိုပြင်ရမလဲဆိုတဲ့ how ကိုကျွန်တော်ပြောတယ်ဒါကျွန်တော်ပြောလို့ရသလောက်ပြောလို့ရတဲ့အခြေအနေတွေမှာကျွန်တော်ပြောတာဆက်ပြီးတော့ပြောကြရည်ဆိုတော့ရှိသေးတဲ့အတိုင်းပဲကျွန်တော်တို့ဗာလဲဆိုတော့တချို့သောຢာတွေကကျွန်တော်တို့ရဲ့အတွင်းစီးရရလာမှကျွန်တော်ပြောလို့ရမယ့်ຢာရှိတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီနေ့ sharing လုပ်သွားတဲ့အထက်မှာမရှင်းမလင်းတာတော့၎င်းမင်းများဆွေးနွေးကြတာတော့၎င်း any question ရှိရင်မေးလို့ရပါတယ်any question ရှိမလားโอเคနော်အဲ့တော့မရှိရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဒီဟာကိုစီစဉ်ပေးတဲ့ကျွန်တော်တို့ Thinking Lab မြန်မာရဲ့ကျွန်တော်တို့ founder ဖြစ်တဲ့ညီလေးထွန်းထွန်းမြင့်ပေါ့နော်ဒါကျွန်တော်တို့ဒါစာရေးသူလည်းဖြစ်တယ်နော်နောက်ပြီးတော့ငငယ်ရွယ်နဲ့အရန်လည်းတော်တယ်အရန်လည်းတော်တယ်ကျွန်တော်တို့ထဲမှာလည်းအငယ်ဆုံးလေးလို့ပြောအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ညီလိုပဲကျွန်တော်တို့ရဲ့မိသားစုလိုပဲရှိနေတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့အရန်တော်တဲ့ကျွန်တော်တို့ဒါအစီအစဉ်တွေကျွန်တော်ပြုလုပ်ပေးတယ်အရန်ကိုကျွန်တော်လေးစားရတယ်ကျွန်တော်အသက်အရွယ်နဲ့ဒီလောက်မှာကျွန်တော်ဒီညီလေးတက်ရွယ်ကကျွန်တော်ဆိုလို့ရှိရင်တက္ကသိုလ်ကျောင်းသားဘဝမှာနော်ကျွန်တော်အမေအရာမဖို့တုံးရင်းနဲ့အမေပေးတဲ့မဖို့တုံးရင်းနဲ့နော်ကျွန်တော်ရီးသားတွေဆိုဘယ်လိုကြောင်ရတယ်ဆိုတော့ကျွန်တော်စဉ်းစားရင်းနဲ့တခါလေးမှာအသေးကွဲရင်းနဲ့တခါလေးမှာကျွန်တော်ဂိမ်းနေသွားစောင့်နေရင်းနဲ့ကျွန်တော်ဖြတ်တန်းခဲ့တဲ့ကာလတွေမှာညီလေးအနေနဲ့ဒီလိုမျိုးပညာတွေအများကြီး diploma တွေရောနောက်ပြီးတော့ကျွန်တော်တို့ဒီဘက်ကဆိုလဲကျွန်တော်တို့ certified တွေရောကျွန်တော်ရတာတယ်နောက်ပြီးတော့ဒီဘက်မှာလည်းဒါဒီလိုမျိုးလူတွေအတွက်အကျိုးရှိတဲ့ຢာတွေကိုအများကြီးလုပ်ပေးနိုင်တဲ့ကျွန်တော်တို့လေးစားပွဲလုပ်ရည်တွေလည်းလုပ်နေတယ်စာအုပ်တွေလည်းရေးနိုင်တယ်ဆိုတာအရင်ကျွန်တော်လေးစားဖို့ကောင်းပါတယ်ရှေ့လျှောက်သွားမဲ့ဘဝတွေကျွန်တော်တို့တန်ဖိုးရမ်းရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ကိုယ်တိုင်တန်ဖိုးရှိတယ်လို့နော်ကိုယ်တိုင်တန်ဖိုးရှိတယ်လို့ကိုယ်တိုင်တန်ဖိုးရှိအောင်လည်းဆက်ပြီးတော့ကြည့်နေတယ်လို့သူများတွေလည်းပို့ပြီးတော့တန်ဖိုးရှိလာအောင်ပို့ပြီးတော့တန်ဖိုးရှိလာအောင်ကျွန်တော်တို့ကလမ်းတွေကိုဖွင့်ပေးနေတယ်ကျွန်တော်တို့ဒီလို project မျိုးကျွန်တော်ဒီနေ့ welcome လုပ်တယ်ကျွန်တော်အနေနဲ့ဒီနေရာမှာကျွန်တော်ပြောမှတဲ့အောင်တရားရန်ကုန်ယုံကြည်မှယုံကြည်လဲယုံလို့ရတယ်မယုံကြည်လဲမယုံပါနဲ့ကျွန်တော်ပွင့်လင်းပြောရင်ကျွန်တော်မယုံလဲလို့တော့ကျွန်တော်ပို့ပြီးတော့ပြောတာရှိတယ်ကိုယ်တိုင်လမ်းလုပ်ပါတချို့သောစကားတွေကကိုယ့်အတွက်အခုချိန်မှာ 100% ကတ်ချင်းကတ်လိမ့်မယ်ဒါပေမဲ့တချို့သောစကားတွေကကတ်ချင်းမှလည်းကတ်လိမ့်မယ်တချို့သောစကားတွေကအချိန်တစ်ခုရရင်တိလာလိမ့်မယ်နော်ဆိုတော့ကျွန်တော်တို့ကလူအကြောင်းပြောရတယ်ဆိုတာကအရန်ကိုပေါင်းကျဲပါတယ်လူအကြောင်းပြောရဆိုတာအရန်ကိုပေါင်းကျဲတယ်ဒါကြောင့်မလို့ကျွန်တော်တို့တချို့သောຢာတွေကကိုယ့်တက်စင်ပြေလိမ့်မယ်တချို့သောຢာတွေကကိုယ့်တက်မပြေခြင်းလည်းမပြေဘူးဒါပေမဲ့တစ်ချိန်တစ်ခုမှပြေခြင်းလည်းပြေလာလိမ့်မယ်နော်ဆိုတော့အဓိကအပြင်ကျွန်တော်နောက်ဆုံးကျွန်တော်တိုက်တွန်းနေတာကစိတ်ပညာတွေလေ့လာပါအထူးသဖြင့်ကျွန်တော်တို့စိတ်ပညာကိုတည်ကြနည်းနည်းလေ့လာပြီးသွားလို့ရှိရင်ကျွန်တော်တို့မသိစိတ်ပညာကိုလေ့လာပါမသိစိတ်ကိုဘာကြောင့်မလို့ဘယ်ကိစ္စတွေကိုဘယ်တော့ဘလို့ခံစားရဘာလုပ်တယ်ဆိုတာအစားမသိစိတ်ကိုနည်းနည်းနားလည်လာရင်ကိုကြောင့်ကိုကောင်းကောင်းမွန်သိပါပါလိမ့်မယ်နော်ကိုကြောင့်ကိုကောင်းကောင်းမွန်သိလာရင်ဘေးရင်သွားမေးစရာလည်းမလိုဘူးရေတရားရေးပါညာလည်းမလိုဘူးဘသူကြောင့်မှဘာမှမလိုဘူးကိုကြောင့်ကိုသိလို့ရှိလို့ရှိရင်ကိုသိနေပြီကိုဘာလဲကိုဘာဖြစ်လဲဆိုတော့ကိုသိနေပြီအဲ့တော့ကြောင့်မလို့ကိုယုံကြည်မှုရှိလာလိမ့်မယ်ဘဝမှာ challenges တွေကတော့ကျွန်တော်ကြုံရမှာပဲအဲ့ဒါတော့အသက်အရွယ် level တိုင်းမှာကြုံရလိမ့်မယ်ဆင်းရဲလူလည်းဆင်းရဲတဲ့သူတွေရောက်ချမ်းသာလူလည်းချမ်းသာလူတွေရောက်အသက်ကြီးလည်းကြီးရလျောက်ငယ်လည်းလျောက်ကျွန်တော်တို့လောကရန်ကောင်ကြုံရမှာပဲဒါပေမဲ့ကြုံတဲ့အခါမှာကျွန်တော်တို့ကဘလောက်ပဲကြုံကျွန်တော်တို့ကပြန်ထနိုင်မှုရည်ကြီးတယ်ဘလောက်ပဲကြုံကျွန်တော်တို့ကပြန်ထနိုင်မှုရည်ကြီးတယ်လောကရန်မကြုံကျင်ဘူးဆိုဦးဝဲဆွဲကလေးကအမိဘိုက်ထဲပြန်ဝင်လာအဲ့ဒါအကောင်းဆုံးပဲအသက်ရှင်နေပြီဆိုတော့ကျွန်တော်ကြုံရမှာအဲ့တော့ဘဝကြီးကမအေးဝန်းစီစဉ်ထားလို့ဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကကိုတိတ်တနာမနေနဲ့ပေါ့နော်တိတ်တနာမနေနဲ့ပေါ့တချို့တခါလေအရန်ဖီးတတ်တာရှိရလေအရန်ဖီးတတ်တဲ့လူတွေရှိတယ်အဲ့တော့အလကားကိုဘွားကြီးကငါတနာစရာကြီးတို့ငါလေးကတနာလိုက်တာငါဘွားကြီးကဟိုလိုဖြစ်လိုက်တာဒီလိုဖြစ်လိုက်တာဆိုအဲ့ဒါတနေ့တစ်ချိန်ချင်းအဲ့ဒီရဲ့ခံစားချက်အပြုမှုကြောင့်မိတ်ဆွေဒီစိတ်ယောဂါရဖို့အတွက်
အလားလာများပါလားသို့မဟုတ်စိတ်ပိုင်းဆိုင်ရာ abnormal စံချိန်စံညွှန်းလွဲနိုင်မှုအလားလာသိပ်များပါအဲ့တော့ကိုတနာလို့ရတယ်ဘယ်ရာမှာမဆိုအစွန်းမရောက်ပါစေနဲ့ဘယ်ရာမှာမဆိုအစွန်းမရောက်ပါစေနဲ့နော် negative ပဲဖြစ်နေပါစေ positive ပဲဖြစ်နေပါစေဘယ်ရာမှာဆိုအစွန်းမရောက်ပါနဲ့ positive အစွန်းရောက်လို့လည်းမကောင်းပါဘူးအရေးကကျွန်တော်တို့ reality ဆိုတဲ့အမှန်ကိုအမှန်တိုင်းသိဖို့ရည်ကြီးပါတယ်နံပါတ်1ကိုချင်းနေနံပါတ်2ကိုပတ်ဝန်းကျင်ချင်းနေအမှန်ကိုအမှန်တိုင်းသိပါအမှန်ကိုအမှန်တိုင်းသိတဲ့အခါမှာအုံနောက်ကဘာလို့တင်တယ်ဆိုတာခေါင်းထဲက data တွေပေါ်မူတည်ပြီးဆုံးဖြတ်လိုက်ခေါင်းထဲက data များများလိုချင်ရင်ဘာလုပ်ကြမလဲစာဖတ်ပါသင်တန်းတက်ပါအလကားမြောက်မှုတွေလိုက်လေ့လာပါ Google မှာရှာပါ AI မှာရှာပါ AI မှာလေ့လာပါ YouTube မှာလေ့လာပါသို့မဟုတ်တတိပညာရှင်တွေဒါမှမဟုတ်အဲ့ seminar တွေသွားပါဒါမှမဟုတ်လို့ရှိရင်သူတို့တွေနဲ့သွားပြီးမေးမြန်းမှာရနိုင်တဲ့မြ learning အကုန်လုပ်ပါတချို့တက်ရည်တဲ့ဘာမှလုပ်လို့မရပဲရှိနေလိမ့်မယ်ဘာမှလုပ်လို့မရလို့ရှိရင် learning ထိုင်လုပ်နေပါအဲ့ဒါကဓာတ်ထိုင်တွေးထားတာနော်အချိန်တန်ကိုကဒီမှာစကားတွေ keyword တွေညှိကုန်မယ်အဲ့ဒါကဘာလဲဆိုကိုကြိုဖြည့်နေတာအချိန်တန်ကိုကိုရဲ့လုပ်ငန်းကိုလှုပ်လို့ရပြီဆိုရင်ကိုကဘာလဲဆိုတော့ကို့မှာအကုန်ပစ္စည်းစုံ scale ပေါင်းစုံနဲ့ကွက်တီပဲဘယ်နေရာမှာဘာနဲ့ဘယ်လိုလုပ်လိုက်ရမလဲဆိုတော့ကွက်တီကျွန်တော်တို့ဒီမှာရှိပြီးသားလက်နဲ့တက်ဆင်ပြီးသားကျွန်တော်ဒီမှာပြောရနိုင်ငံရေးမပေါ့ဘူးကျွန်တော်စိတ်ပညာရှိအောင်ပဲပြောတာတော့ကြာ keyword တွေညှိကုန်ပါသလိုအဲ့တော့ကျွန်တော်တို့ကအားနေဘာလို့အားနေကျွန်တော်တို့ကိုယ့်ရဲ့ skills တွေဒါမှမဟုတ်ကိုယ့်ရဲ့ knowledge တွေတိုးတောင်ထိုင်လို့အားနေချိန်မှာစိတ်ပြတ်နေလို့ရတယ်အားနေချိန်မှာအလေလိုက်နေလို့ရအားနေချိန်မှာသူများနေလို့လောကကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခင်ဗျလူတကာနီးတူတိုင်းသွားနေလူတကာနီးတူပိုင်းဖြစ်မှာရှင်းလေးကမ္ဘာမှာကျွန်တော်တို့ဘယ်လိုခေါ်မလဲ 10% လို့ top 10% လို့ top 5% လို့တော့ပဲဘယ်လိုခေါ်မလဲဗျာအထွတ်ထိပ်ရောက်တာဟုတ်လားမသိတော့အဲ့တော့ကိုဒီအထွတ်ထိပ်ရောက်ချင်တယ်ကိုဒီအဲ့ top 5% ပါမယ်ဆိုအဲ့ကျန်တဲ့95%နဲ့မတူအောင်စဉ်းစားလိုက်အဲ့နောက်ဆုံးဖြေပဲမတူအောင်စဉ်းစားလိုက်သူတို့ထိုင်ကြီးနေကိုကထိုင်လို့ဆရာရှိတာလို့ကိုကထိုင်ပြီးတော့ပြောနေကိုကဒီမှာကိုဘွားတဲ့ကိုပါဖြည့်ဆရာရှိတာဖြည့်လူတကာရဲ့တူနေပြီဆိုတော့ကိုလည်းသူတို့လမ်းနဲ့ရောက်နေပြီပဲစဉ်းစားလိုက်တော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အနာဂတ်ကိုဟောကိန်းထုတ်ကြမလို့ဆိုတော့ဒါကျွန်တော်အားလုံးကိုရေဘူးရကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးဘာမှလုပ်လို့မရလှုပ်ရှားရှိတာလုပ်နေတယ်အချိန်နဲ့အခွင့်အရေးကိုလက်ရှိမှာပေါ်လာတာနဲ့ body ready ဖြစ်နေတယ်နော်ဒီစကားတွေကပြောရသိလွယ်တယ်နော်တကယ်လုပ်ကြည့်ရင်ခက်တယ်နော်သိပါတယ်ဒါပေမဲ့လုပ်ပြအောင်လုပ်ပါကိုယ့်ဘဝကိုတန်ဖိုးထားရတယ်လို့တခါလေးမှလေကျွန်တော်တို့နောက်ဆုံးစကားလက်ဆောင်တစ်ခုပါခြင်းတယ်ကျွန်တော်လည်းပြောရင်မပြီးနိုင်ဘူးတခါလေးမှဆုံးဖြတ်ချက်ရန်ခတ်နေတယ်ဆိုရင်ကျွန်တော်စဉ်းစားပုံရှုထောင့်ကျွန်တော်ပြောပြမယ်နော်ကိုယ့်ဘဝရဲ့နောက်ဆုံးအခြေအနေကိုသွားကြည့်လိုက်ဟုတ်လားကိုယ့်ဘဝရဲ့နောက်ဆုံးအခြေအနေမှာငါဒါလုပ်ခဲ့မှန်လားငါဒါလုပ်ခဲ့မှားလားဆိုပြန်စဉ်းစားကြည့်ကိုယ့်ဘဝရဲ့နောက်ဆုံးအခြေအနေနောက်ဆုံးထွက်သက်မှာဒီနေ့ဒီချိန်မှာ2026မှာဆိုလင်းထုံးကငါဘာလုပ်ခဲ့လဲဆိုတော့အဲ့ပေါ်မှာမှားတယ်လို့ပြောမှာမှန်တယ်လို့ပြောမှာအဲ့ရှုထောင့်ကပြန်သွားကြည့်ဒီခါလေးမှာကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကဇဝေဇဝါဖြစ်နိုင်တယ်ကျွန်တော်ဆုံးဖြတ်ချက်ကြီးကဘာမှမသိဖြစ်နိုင်တယ်အဲ့ရှုထောင့်ကပြန်သွားကြည့်ဒါမှမဟုတ်လို့ရှိရင်နောက်ရှုထောင့်တစ်ခုရှိတယ်ကဘာကြီးကိုဇရက်လို့မြင်ကြည့်လိုက်ကဘာကြီးကိုဇရက်လို့မြင်ကြည့်လိုက်ကျွန်တော်တို့ကကဘာလောကကြီးတဲ့ခဏရောက်လာတယ်အချိန်နဲ့ညပြန်ရမှာအဲ့တော့ကဘာမှာရှင်တန်နေတဲ့အခုကာလာလေးတွင်းမှာဘလို့ပုံစံမျိုးနဲ့ကိုယ်ဒီလူဖြစ်ခဲ့ဘလို့ပုံစံမျိုးနဲ့ကိုယ်ဒီရှင်တန်ခဲ့ဒီကြတော့ပုံစံမျိုးစုံနဲ့ရှင်တန်လို့မရအောင်စီးပွားရေးလည်းအောင်မြင်နေတယ်လူငွေလည်းအောင်မြင်နေတယ်ဟိုဘာလဲအကြီးကဲလည်းဖြစ်နေတယ်နော်လူကြီးလူကင်လည်းပေါ်နေတယ်ရုပ်လည်းချောမင်းသားလည်းဖြစ်နေတယ်အကလည်းတက်နေတယ်တချင်းလည်းဆိုနေတယ်ဆိုတော့အဲ့ဒါဆိုရင်တော့စိတ်ထဲမှာစေအောင်တော့ပြတဲ့နေပြီနည်းနည်းတော့လွတ်နေ reality မကြတော့အရာရာတိုင်းမှာထူးချွန်နေဆိုတာမရှိဘူးဆိုတော့
ကိုဒီကဘာလောကရုပ်ခဏရောက်လာတယ်ခြေနေညံ့ပြန်သွားကျွန်တော်တို့မသွားခင်ဒီခဏတားလေးမှာဒီလူပေါ်လူလောကရောက်တော့မှာကိုဘလိုလူအနေနဲ့ရှင်းနှံခဲ့တယ်ကိုဘလိုလူသားမျိုးအနေနဲ့တမိုင်းမှတ်တိုင်ထူတယ်တစ်ချိန်မှာကိုယ့်ရဲ့သားသမီးတို့မို့ကိုယ့်ရဲ့ညီးမြေတို့မို့ကိုယ့်ရဲ့တီတွတ်ကျွတ်ပရုတ်တွေကကျွန်တော်တို့ကကိုယ့်ဖိုးကိုယ့်ဘွားကြောင့်ပြန်ပြောတဲ့အခါမှာဟာဒီဘက်ကလူဖြန်ကြီးပါကွာဒီဘက်ကရှင်ကကျွတ်ဆိုကြီးပါကွာအရှင်ကဘလိုကြီးပါကွာလို့ပြောခံမလားဒါမှမဟုတ်ငါအဖိုးငါအဖွားငါအဘိုးဘွားတွေကတိတ်တော်တာပဲနော်ငါတို့မျိုးရဲ့ဂုံဆောင်ပါပဲဆိုကြပါစို့သူရာနဲ့ကပီးမတန်ထိုးခဲ့ခြင်းလားအဲ့ဒါတွေအားလုံးကိုလုပ်ဖို့အတွက်အခုပြစ္ဆုတ်ပံခြင်းအကောင်းဆုံးဒါဆိုရင်ကျွန်တော်ဒီနေ့ဒီစကားလေးနဲ့လက်ဆောင်ပါခြင်းပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ညရမှုကျွန်တော်ဒီမှာနဲ့ဆုံးသက်ခြင်းပါတယ်အားလုံးကျေးဇူးများတင်ပါတယ်